ဟုတ်ကဲ့အားလုံးမင်္ဂလာပါကျွန်တော်ဒီကနေ့religious and political voice page ကနေကြိုဆိုပါရယ်ကျွန်တော်အနာမည်က Epic Liam ပါကျွန်တော်တို့ဒီနေ့တော့ဗမာစကားနဲ့အင်္ဂလိပ်စကားနဲ့ဖြစ်နိုင်တယ်ဆိုရင်တော့ရောပြီးတော့သုံးမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်အခုလိုအမျိုးအချိန်ပေးတဲ့အတွက်ကိုရောမာနဲ့လိုက်ပါဟိုမှာကျေးဇူးတင်စကားအရင်ပြောချင်ပါတယ်ပြီးတော့အခုကျွန်တော်ဒီနေ့မှာဒီနေ့မှာ interview လုပ်ရခြင်းအကြောင်းရင်းကကိုမိုင်ပါနဲ့ရောမောင်နဲ့လုပ်ရခြင်းအကြောင်းရင်းကအခုတလောကျွန်တော်တို့ပြီးတဲ့အတိုင်းပါပဲနေပြည်မှာအချင်းဖြစ်ပေါ်တဲ့အနေနဲ့ပဲဖြစ်ပြီးတော့အတိက focus ချင်တာကကျွန်တော်တို့ချင်းလူမျိုးတွေကခရစ်ယာန်ပေါ့လေဘုရားသခင်ကိုကိုးကွယ်တဲ့ခရစ်ယာန်ဆိုတော့အခုဒီဟာမျိုးအခြေအနေရောက်တဲ့ချိန်မှာကျွန်တော်တို့ခရစ်ယာန်အနေနဲ့ရောစဉ်းစားတင်တယ်ပြီးတော့အခုအချင်းခင်ဖြစ်တာနိုင်ငံရေး political အရာထဲမဟုတ်ဘဲနဲ့ကျွန်တော်တို့ကအချင်းချင်းဖြစ်ပြီးတော့ခရစ်ယာန်လည်းဖြစ်ပြီးတော့ဘုရားသခင်ကိုကလေးလိုဆောက်ကစားတဲ့ဟာမျိုးနဲ့ပေါ့နော်အချင်းချင်းကအဲ့လိုဟာမျိုးအခြေအနေကိုကျွန်တော်တို့ဒီနေ့မှာရောက်ပါတယ်တစ်ဖက်ကလည်းဘုရားကကူညီဘုရားကျွန်တော်တို့ဖက်မှာယက်တည်ဆိုတဲ့စကားတခြားဖက်ကလည်းအဲ့လိုပဲဒီလိုရင်းနဲ့ကျွန်တော်တို့ကနိုင်ငံရင်းနဲ့ပဲဖြစ်ဘာသာရေးနဲ့ပဲဖြစ်ကစားနေကြတဲ့အချိန်ဖြစ်ပါတယ်ဒါကြောင့်ဒီမနေ့ကျွန်တော်အရင်interview လုပ်ချင်တဲ့အကြောင်းရင်းကကျွန်တော်တို့ကခရစ်ယာန်ဖြစ်တယ်လို့မထိုင်အခန်းကြီးစနစ်အခန်းငယ်25မှာကျွန်တော်တို့တွေ့တာကအင်္ဂလိပ်လိုပြောမယ်ဆိုရင်တော့a nation that divided itself will be ruined and a house or a city divided itself cannot stand it ဆိုတော့နိုင်ငံမှာနိုင်ငံသားချင်းဝေးသွားတယ်ဆိုရင်တော့အဲ့ဒီနိုင်ငံသားတွေကဖြစ်စီမှာပဲတဲ့တခြားနည်းနဲ့ပြောမယ်ဆိုရင်တော့မြို့ပဲဖြစ်ဆွေမျိုးပဲဖြစ်ဝေးသွားတယ်ဆိုရင်တော့ဒီ city ကမရည်တည်နိုင်ဘူးလို့ကျွန်တော်တို့ကျမ်းစာမှာတွေ့ပါတယ်အဲ့ဒီကျမ်းစာကယေရှုခရစ်ကိုယ်တိုင်ကပြောတဲ့စကားဆိုတော့ကျွန်တော်တို့ကသခင်ယေရှုကိုယုံကြည်တဲ့ခရစ်ယာန်ဆိုတော့အခုအဲ့ဒီအခြေအနေသခင်ယေရှုကပြောခဲ့တဲ့စကားကိုအခုကျွန်တော်တို့ချင်းပြည်သူပြည်သားတွေကအခုမှဒီအခြေအနေကိုရောက်ရှိနေပြီဖြစ်ပါတယ်ဒါကြောင့်တိတ်ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ဒီအတိုင်းပဲဆက်ဆက်မယ်ဆိုရင်တော့ကျွန်တော်တို့ vision မြင်နိုင်တာကdestroy ဖို့ပဲရှိတော့တယ်အဲ့ဒါဖြစ်စီဖို့ကိုကျွန်တော်တို့အနာဂတ်မှာဖြစ်စီကိုချင်းပြည်နယ်ဖြစ်စီဖို့ကိုပဲကျွန်တော်တို့မြင်လို့ရပြီဖြစ်ပါတယ်ဒါကြောင့်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီမှာပထမအချက်နဲ့စဉ်းစားဖို့ဆွေးနွေးချင်တာဖြစ်ပါတယ်ဒုတိယအချက်ကအခုမြေပြင်မှာဖြစ်ပေါ်နေတဲ့အရေးခင်းနဲ့ဖြစ်စေပြီးတော့ CC ဖက်ကလည်းပဲဖြစ် CB ဖက်ကလည်းပဲဖြစ်ဒီဟာမျိုးအခြေအနေကျွန်တော်တို့ရုပ်တဲ့ချိန်မှာ CB ဖက်ကလည်းဘယ်လောက်ထိ unite ဖို့မင်းတို့ဖက်ကစိတ်ကတန်းလှမှုလောက်ခဲ့တယ်လဲဗျာမျိုးစိတ်တရှိတယ်လဲပြီးတော့ဒါမျိုးကိုရစ်တက်အောင်နီလာမြတ်ရှိသလားဆိုတာကိုပေါ့နော်ဒီကနဲ့တီးချင်လို့ဒီကနဲ့ပြည်သူတွေကလည်းတီးချင်မယ်ထင်တယ်အဲ့ဒါကြောင့်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနေ့ interview လုပ်ရခြင်းဖြစ်ပါတယ်ဆိုတော့ပြည်သူတွေကိုလည်းကျွန်တော်ဒီကနဲ့အရင်တောင်းပန်ချင်တာကပညာရှိတွေကပြောတယ် information ကိုတိတ်ပြီးတော့မကြောက်ပါနဲ့တဲ့ information ကျွန်တော်တို့ information တွေဘာတွေလုပ်ဒီဖြစ်စေကြောက်တဲ့ဟာကိုတကယ်တိုင်းဖြစ်မလာပါဘူးလို့တို့ပြောထားတာရှိတယ်ဒါကြောင့်ဒီ interview ကြောင့်သိပြီးတော့စိုးမရင်ပါနဲ့လို့ကျွန်တော်ဒီကနဲ့တောင်းပန်ပြီးတော့ပြောချင်ပါတယ်ဆိုတော့
ကျွန်တော်တို့မေးခွန်းတဲမှာပဲတည့်ရိပ်ဝင်ပါလိုက်မယ်မေးခွန်းမေးချင်တာတွေလောက်ထားတာအများကြီးရှိတယ်ဒါပေမဲ့မနေ့ကမေးခွန်းပို့ထားတာလည်းရှိတယ်ဆိုတော့လေpodium ဖက်ကလည်းကျွန်တော်ပြောထားတဲ့ကျွန်တော်ပေးထားတဲ့မေးခွန်းတွေထဲမှာကျွန်တော်မမေးတဲ့ဟာတွေလည်းရှိမယ်အဲ့ဒါကျွန်တော်အရင်ပြောချင်တယ်ကျွန်တော်အင်္ဂလိပ်လိုလည်းရောပြီးတော့ပြောလိုက်မယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကလည်းဗမာစကားမပြောတာကြာပြီဆိုတော့လေဗမာစကားတိတ်မပြောတတ်တော့ဘူးဆိုတော့ဘာပဲဖြစ်ဖြစ်လေးတဲ့အဖြေကိုပဲနားလေရင်တော့ဖြီတဲ့ speaker တွေကပဲကောင်းကောင်းဖြီပေးဖို့ဒီကနဲ့တောင်းပန်ရှင်းပါတယ်ပြီးတော့ဒီလောက်ရချင်းကတယောက်နဲ့တယောက်တစ်ဖွဲ့နဲ့တစ်ဖွဲ့တိုက်ခိုက်ဖို့ attack လုပ်ဖို့ကျွန်တော်လုပ်ချင်တာမဟုတ်ဘူးကျွန်တော်လုပ်ချင်တဲ့ရွေးချက်ကကျွန်တော်တို့ဒီအခြေအနေရောက်ပြီးဒါနဲ့နောက်တစ်ဆင့်ကျွန်တော်တို့ဘယ်လိုကမ်းလှမ်းမလဲဆိုတော့ရည်ရွယ်ချက်နဲ့အကောင်းမြင်ဝါဒနဲ့ရည်ရွယ်ချက်နဲ့ကျွန်တော်လုပ်ချင်ဖြစ်ပါတယ်ဆိုတော့ personal issue leadership qualification ကိစ္စနဲ့ပတ်သက်ပြီးတော့နှစ်ယောက်စလုံးမင်းချင်တာကအခု CV အနေနဲ့ပဲဖြစ်ဖြစ် personal အနေနဲ့ပဲဖြစ်ဖြစ်ပေါ့နော်နှစ်ယောက်စလုံးကဖြေဖို့မင်းချင်တာကwhat leadership style do you typically employ ပေါ့နော်ဘယ်လိုခေါင်းဆောင်မှုပုံစံကိုနင်တို့နှစ်ယောက်ကအသုံးပြုလက်ရှိတယ်လဲပေါ့နော်အခု CV ကိုဦးဆောင်တဲ့အနေနဲ့ပဲဖြစ်ဖြစ်ပေါ့နော်ဘယ်ဟာမျိုး leadership style ကိုနင်တို့ကြိုက်တယ်လဲသုံးပြုလက်ရှိတယ်လဲဆိုတာကိုကျွန်တော်အရင်မေးချင်ပါတယ်ကိုရောမှမဲ့ဖြေပေးပါပထမဟုတ်ကဲ့မင်္ဂလာပါအားလုံးကြည့်ရဝမ်းသာပါတယ်အားလုံးညီကောင်းကြမှာကြဖို့လဲစေတော်မြတ်တာပို့တာပါတယ်ကျွန်တော်အတန်ကြားလာမသိဘူးเนาะကြားတယ်ဟုတ်ကဲ့ပထမမေးခွန်းကတော့ leadership style လို့ပြောတယ်ပေါ့เนาะတူဆုံးတဲ့အရှင်ဆုံးပြောမှာဆိုရင်တော့ what kind of leadership style ဆိုရင် the one that works လို့ပြောရမယ်တကယ်အလုပ်ဖြစ်တဲ့ leadership style နဲ့realistic ကြတယ်လက်တွေ့ကြတဲ့ leadership style လို့မျိုးကျွန်တော်တို့သွားတယ်ဒါ personally ပေါ့နော်လိုအပ်တဲ့ခါကြရင်ကျွန်တော် negotiator တယောက်ဖြစ်မယ်လိုအပ်တဲ့ခါcommander တယောက်ဖြစ်မယ်လိုအပ်တဲ့ခါ mediator တယောက်ဖြစ်မယ်တခါလေလိုအပ်ရင်ကိုယ့်ရဲ့လက်အောက်ငယ်သားတွေနဲ့လုပ်ဖို့ကန်ဖက်တင်တဲ့ supporter တယောက် mediator တယောက် commander တယောက်နောက်ကနေ push လုပ်တဲ့အချိန်ရှိတယ်ပေါ့နော်ဘာဖြစ်ဖြစ် leadership style လို့ပြောပြီးဆိုရင်ကျွန်တော်တို့က how many styles are there which style is the best ဆိုတဲ့ပုံစံမျိုးနဲ့မသွားဘဲနဲ့ the one that works for the current situation ပေါ့နော်the one that is practical ပေါ့ဆိုတော့ leadership ဘာ always authentic ပေါ့နော်တကယ် trust building ဖြစ်တဲ့ honest ဖြစ်တဲ့ authentic ပေါ့လေ integrity နဲ့ authentic သွားတယ် always ဘယ်လိုပြောမလဲကျွန်တော်တို့မှာကျတော့ဒီ authentic လို့ပြောလိုက်ပြီးဆိုရင်တခါတည်းဒီ openness သဘောမျိုးပေါ့နော်ဘလိမြင်တာမှု transparency သဘောပြီးတော့ဒီပို့လို့တော့တခါလေကြာရင် going to unknown uncharted area ပုံစံတခါကျရင် we don't know what the outcome will be we just do our best we carry the trust of our followers ဆိုတဲ့ပုံစံနဲ့ပဲတွားကြတာ哦 so sometimes we just have to be honest to get authentic honest people ပေါ့နော်အဲ့ဒီပုံစံနဲ့ပဲကျွန်တော်တို့အချိန်တွေပေါ်မူတည်ပြီးမှာပဲလိုအပ်တဲ့ပုံစံလိုအပ်တယ်လို့မျိုးပြုပြင်ပြောင်းလဲတာမျိုးနဲ့ပဲတွားပါတယ်ခင်ဗျဟုတ်ကဲ့ပါဟုတ်ကဲ့ကျေးဇူးတင်တယ်ဒီမှာကိုမိုင်ပါရောဟုတ်ကဲ့အားလုံးမင်္ဂလာပါလို့ပြန်နဲ့နှုတ်ခွန်းဆက်ပါတယ်အဲ့ဒီမေးခွန်းနဲ့ဆိုတော့ကျွန်တော်တို့အဖွဲ့အစည်းရဲ့အသုံးပြုနေတဲ့ leadership style လေးကိုကျွန်တော်နည်းနည်းပြောကြည့်ချင်တယ်။ဘာဖြစ်ဖြစ် leadership style ဆိုတာအများကြီးရှိတယ်ကိုယ်ကဏ္ဍနဲ့ကိုအဖွဲ့အစည်းနဲ့ကိုဘယ်လိုအကိုက်အညီဆုံးဖြစ်တယ်လဲဆိုတာရှိသေးတယ်လေ။ပြီးလို့ရှိရင်နေရာဒေသအလိုက်ပေါ့
ကျွန်တော်ချင်းနေမှာဆိုတော်တော်လေးနေရကွဲပြားတယ်ဘာသာစကားတွေကွဲပြားတဲ့အတွက်အယူဝါဒတွေကွဲပြားတာရှိတယ်အဲ့ဒီပေါ်အခြေခံပြီးမှကျွန်တော်တို့ leadership ကိုလုပ်ရတဲ့အချက်တွေလည်းအများကြီးရှိတယ်ဒါလည်းကျွန်တော်တို့ဒီ MTC MDF ရဲ့ leadership style ကတော့ကျွန်တော်တို့အမှန်တကယ်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပြည်သူကနေပေါက်ဖွာလာတဲ့ leadership ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့လေးစားတယ်ပြီးလို့ရှိရင်ပြည်သူကနေစင်သက်လာတဲ့အာဏာနဲ့ကျွန်တော်တို့ပြည်သူကိုပြန်လဲအုပ်ချုပ်ရမယ် leadership style ကိုကျွန်တော်တို့အားကြတာပေါ့ဘာဖြစ်ဒေါ်လိုင်းကာလမို့လို့ကျွန်တော်တို့ကလှုပ်ချင်တိုင်းတကယ်အမှန်ဆုံးအကောင်းဆုံးဆိုပြီးမှလှုပ်လို့မရတဲ့အခြေအနေမျိုးလို့ရှိတယ်အဲ့ဒါအဖွဲတိုင်းလို့ပါပဲဒါပေမဲ့ဘာဖြစ်ဖြစ်ကျွန်တော်တို့ဒီ leadership style ဆိုတဲ့အချိန်မှာကျွန်တော်တို့ကပြည်သူကနေစင်သက်လာတဲ့ကောင်းဆောင်မှုပြီးလို့ရှိရင်အခုကျွန်တော်တို့က collective leadership ကိုလည်းကျွန်တော်တို့သုံးပြုတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီရပ်တည်လာတဲ့အချိန်မှာလည်းကျွန်တော်တို့ကထောက်တိုင်နေရှိတယ်ကျွန်တော်တို့မှာဆိုလို့ရှိရင်အခုလို့ဒီအဖွဲ့အစည်းမှာကျွန်တော်တို့ကနေခံဖက်ကခေါင်းဆောင်ပိုင်းလည်းရှိတယ်ပြီးလို့ရှိရင် CDM လုပ်တဲ့အဖွဲ့တွေမှာလည်းကျွန်တော်တို့ရွေးထားတယ်ပြီးလို့ရှိရင်ဒီအရင်က CDF ပေါ့နော် CDF ဘက်ကခေါင်းဆောင်တွေလည်းကျွန်တော်ဒီတော်လှန်ရေးဒီ defense ဘက်ကပေါ့နော်ကျွန်တော်တို့ခေါင်းဆောင်ပိုင်းမှာထားတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကနိုင်ငံခြားရောက်တဲ့ဒီမရာပြည်သူတွေကြားတဲ့ကလည်းကျွန်တော်ခေါင်းဆောင်ဆိုမှရွေးထားတယ်အဲ့တိုင်းပဲကျွန်တော်ဖွဲ့စည်းပုံကတော့ကျွန်တော်ဒီ president board ဆိုတာရှိတယ်ပြီးလို့ secretary board လည်းရှိတယ်အဲ့ဒီမှာကျွန်တော်အဲ့ဒီအောက်မှာဒီဘာလဲ EMC လို့ကျွန်တော်ရှိအဲ့ဒါအလုံးဆောင်အဖွဲ့ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒီအဖွဲ့အစည်းမှာလက်ရှိအခြေအနေတိုင်းကျွန်တော်တို့ပါလဲဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံရဲ့တော်လှန်ရေးမှာကျွန်တော်တို့လုပ်နေတဲ့အမှန်ဒီတော်လှန်ရေးကိုလုပ်ရခြင်းအကြောင်းကြီးကကျွန်တော်တို့ system ကိုမကြိုက်လို့တွန်းလှန်နေတဲ့တော်လှန်ရေးဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီကိုမလိုလားခဲ့တဲ့တော်လှန်ရေးနည်း sorry အုပ်ချုပ်ရေးစနစ်ကိုကျွန်တော်တို့အသုံးမပြုမိဖို့ဆိုမှအတတ်နိုင်ဆုံးကျွန်တော်ဒီမိုကရေစီနည်းနဲ့သွားနေတဲ့လမ်းကြောင်းကိုကျွန်တော်ရွေးမှလုပ်တယ်ဒါမှလည်းပြည့်စုံသလားဆိုလို့ရှိရင်တော့မပြည့်စုံပါဘူးအကောင်းဆုံးဖြစ်သလားဆိုအကောင်းဆုံးလည်းမဟုတ်ပါဘူးဒါမဲ့ကျွန်တော်တို့အနေနဲ့လောလောဆယ်အကောင်းဆုံးကိုကျွန်တော်တို့တတ်မှတ်ပြီးမှအသုံးပြုနေတယ်နောက်လာဒီဒေါ်လှန်ရေးရဲ့အပြောင်းအလဲအခြေအနေအတိုင်းပေါ့နော်အပြောင်းအလဲတွေလည်းကျွန်တော်တို့လှုပ်ချင်အောင်လှုပ်လာလိမ့်မယ်လှုပ်သွားပါလိမ့်မယ်ဒါမဲ့အဲ့ဓာတွေကလည်းသူများအတွက်နဲ့ဆိုတော့တင့်လျော်လိမ့်မယ်လို့မထင်ဘူးဒါမဲ့ကျွန်တော်တို့မရာအမျိုးလူမျိုးအနေနဲ့တော့တော်တော်လေးတင့်လျော်တဲ့အချွေးစနစ်ကိုကျွန်တော်တို့ကျင့်သုံးနေပါတယ်ဆိုတာကိုပြောချင်တယ်ပြီးလို့ရှိရင် collective leadership ကိုကျွန်တော်လေးစားတယ်ဒီသူမှစင်သက်လာတဲ့အာဏာဘာဝကိုကျွန်တော်တို့လေးစားတယ်ဆိုတော့ကျွန်တော်ပြောချင်တယ်ကျေးဇူးတင်ဟုတ်ကဲ့ကျေးဇူးပါပြန်ပြီးတော့ကျွန်တော် focus ချင်တဲ့ point မှာကျွန်တော်ချင်းစကားနဲ့နည်းနည်းလေးပြန်ပြောဟုတ်မယ်သူနိုင်အရှမ်းမထောက်ကကဝန်ချင်မီတေခါသူနီယာinterview ကဝန်တူဒုနတ်ချန်အရုံးဟဲกันไม่ปีนี่บัดเดียวเต็นกันวันเทียนนักดิ่งจ้าไก่มานี่ก็ตัวมีทองอันเห็นใจเสลายที่ข้าสโลอินสมันเสลอBible จ้าช่วงกันหูมีจูรำประคัดมีพุ่นประคัดและประคัดอันเดียวสิจูมีพุ่นจะรอกลายตีจูเวบันทุกนี่จานะกันกูรำปีจู divided อสิติกาเห็นอัตลุกทั่วมามีกันหูจูบันทุกันอเปทันมียิสุครินีอเปทันมีจูใจดัสิติเสียจนcity ขัวประคัดขัดอาเซีย family อันเสียประคัดและประคัดอันนี้เทนเทกจนจูขัวอาเซียจูอินชงคาร์อาเซียสาวอดีร์เขาชิมเหล่าที่มีการยิสุครินีฟิยังที่อินเตอินชินลินตักกันอังกันชิมมีอาเซียจูดีร์หุ่นจูไบเบิลจากกันลักเรียลังมังมีดีร์หุ่นกันนี่เห็นมีจานะเห็นกันผ่านจูกันพันติกะฮิตินหนึ่งเตียงการกันหลานเขาอาเซียจนยิสุครินีรักชิมมีกันไบเบิลกันจุมีเบียเฮอัตักอินกันชินรำกันชิมมีพุนชงเห็นอัตลุงเตก็หลายที่มีเฮเกยกำหูกระจวดหนึ่งอาเซียจูจ้าจนนี่นี่จานะหัน option ปัญหากันไหนฮิติเห็นมอประคัดและประคัดอิดาวนักเอ็นมอท่าจางเปียหลานตัวเอ็นมอกันเปจุดไลสิโลเสียจนใจตินดาอีห้อยก้มนักเลยกับอินดาคัดเลยนี่
thin lung thum in azai ti si khoma unity da kan kol a that lai ti mi te kha tu jing chana hen ka beru na I ka focus du big me point ja se arwang cho kan chimban to ken bible cha mi khan hin chin mi phun hin ni na atak en kan ton chang cha a khan ma kha el ok a thalo mi thil ase e chu thil cho kan pe zu si chun kan ton ha ding mi kha fiang te in kan kho mi thil ase ma te cho lai hon in tompal te ka van chim du than does not how do you set clear goal and expectation for your leadership or your team or your troop in other words your troop but no how do you set a clear goal tin do ye cb ma be phit phit tin do ye a phoi si atwe shin lin pya ta do yi man chet ne myo lin chet de go tin do beloni ne tam hat khe da le bo no era a ko yo man be a yin phi be bo thai ko ba ကျေးဇူးပါချင်းကြီးနောင်ပေါ့လေဒီ Chin Brotherhood ရဲ့ဒီရီမန်းချက်ညှော်လင်းချက်ဒီဆိုတာကပြန်သွားမှဆိုရင်တစ်ဖွဲ့ချင်းစီပေါ့ကျွန်တော်အမြင်မှာတော့ MTC MDF ဖြစ်ဖြစ် CDF Mintat ဖြစ်ဖြစ် CNDF ဖြစ်ဖြစ်ဒီ ZFU PDF ဆိုလည်းဖြစ်ဖြစ်ကံပလက်ဖြစ်ဖြစ်မတူဘီဖြစ်ဖြစ်ပေါ့လေချင်းကြီးနောင်ကိုဘာကြောင့်ဘာလာကြတယ်လဲဟိုဘာဖြစ်လို့ချင်းကြီးနောင်ရေလို့မဖွဲ့စည်းခင်မှာတော့ဘာဖြစ်လို့အဲ့လိုအဖွဲ့ဖြစ်တော်လှန်ရေးအဖွဲ့တွေဖြစ်ပေါ်လာကြတယ်လေဟိုဘာဖြစ်လို့ CDF Mintat ပေါ်လာတယ်လဲပေါ့လေရှင်းပါတယ်စစ်အာဏာရှင်ပြုတ်ကြပို့ပဲကျွန်တော်တို့ကအဖွဲ့အစည်းဖွဲ့လိုက်ပြီးမှအဖွဲ့အစည်းရဲ့ရီမန်းချက်ဒီညှော်မှန်းချက်ဒီချမှတ်တာမဟုတ်ဘူးကျွန်တော်တို့အဖွဲ့အစည်းမဖွဲ့လာခင်ကလေးက CDF Mintat မပေါ်လာခင်ကလေးက2021 ဖေဖော်ဝါရီလ1ရက်နေ့မှာကိုကအာဏာသိမ်းလိုက်ပြီးကလေးကပြည်သူတူတယောက်ချင်းစီမှာရီမန်းချက်ဒီညှော်မှန်းချက်ဒီပေါ်လာပြီးသားပဲဒီစကားစာဖြုတ်ချရမယ်ဒီစစ်အာဏာရှင်ကိုတွန်းလှန်ရမယ်စစ်အာဏာရှင်ကိုတူတယောက်ထဲနဲ့တွန်းလှန်လို့မရတဲ့အတွက်ကြောင့်ကျွန်တော်တို့ CDM နေဝိုင်းလောက်ကြတယ်လမ်းပေါ်ထွက်ဆန္ဒပြတယ်လမ်းပေါ်ထွက်ဆန္ဒပြလည်းမရတော့ကျွန်တော်တို့လက်နဲ့ကန်နဲ့ဆင်းရောက်လာတယ်ဆိုတော့ the purpose ဘောနော် the purpose the goals they are already there they are already there right after the coup ဘောနော် right after the military coup they are right there already ကျွန်တော်နောက်ပိုင်းကျမှ we coming together ဘောနော်ကျွန်တော်တို့လာကြတယ်တကယ်စစ်အာဏာရှင်ကိုတွန်းလှန်မဲ့လူငယ်တွေဟိုစတော့ကျွန်တော်တို့ကစတော့စစ်အာဏာရှင်ကိုတွန်းလှန်မယ်ဒီအာဏာရှင်စနစ်တိုက်ဖြစ်ရမယ်အဲ့ဒီကနေမှကိုယ်ကချင်မှကိုဖန်တီးခွင့်အပြန်လှန်အကျိုးပြုဖို့ဒီ justice တို့ equality တို့ဒီ fraternity ကျွန်တော်တို့အနေနဲ့ဆိုကျွန်တော် French Revolution ကိုပြောကြတော့လေအဲ့ဒီကျွန်တော်တို့အမှန်တရားမျှတမှုရှိရမယ်တန်းတူညီမျှမှုရှိရမယ်ညီကိုရင်းစိတ်ထားတွေနဲ့အပြန်လှန်အကျိုးပြုမှုဆိုတဲ့ပုံစံနဲ့ပဲကျွန်တော်တို့ကတော့ဖွဲ့လာကြတယ်လေနောက်ကြတော့လေကျွန်တော်လမ်းချင်းတူတို့လူချင်းဆုံလာကြတာပဲချင်းညီနောင်မှာကျွန်တော်တို့ကတော်လှန်ရေးကိုတော်လှန်ရေးနဲ့တူအောင်လုပ်မယ်စစ်အာဏာရှင်ပြုတ်ကျရုပ်တကယ်ဥထိတ်ထားမယ်အဲ့ဒါပဲ number 1အဲ့ဒါပဲဆိုတော့ပင်ပန်းခဲ့တဲ့ညကြာဆုံးသွားတဲ့အာဇာနည်အစကျွန်တော်တို့ကြိုးစားရုန်းကန်နေတာစာအကုန်လုံးစစ်အာဏာရှင်ပြုတ်ကျကြီးပဲအဲ့ဒါဥတီထားတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အနေနဲ့ expectation and goals တွေအထူးတလဲတတ်မှတ်စရာမလိုပါဘူး they are already there ပေါ့နော်ကျွန်တော်တို့အဲ့ဒီဖြစ်ကိုပဲကျွန်တော်တို့စတဲ့နေ့ကဆိုင်မှာဒီနေ့ထိပဲတရွေ့ရွေ့ပဲတဖြည်းဖြည်းချင်းလမ်းမှာကျွန်တော်တို့မှားတာရှိတယ်ဟိုချွတ်ချော်တာရှိတယ်ခက်ခဲတာရှိတယ်ဒါပေမဲ့ဒီဇိုင်းမဘတ်ပေါ့နော်တောက်လျှောက်ပေါ့ဒီကျွန်တော်တို့တတ်မှတ်ထားတဲ့စစ်အာဏာရှင်ပြုတ်ကျရင်ဟိုလူခွင့်ရေးပြေဝရရှိရေးမိမိကံကြမ္မာမိမိဖန်တီးရေးချင်းချင်းပြန်လှန်တန်းတူရေးပေါ့နော်ချင်းချင်းပြန်လှန်အကျိုးပြုရေးအဲ့ဒါတွေကကျွန်တော်တို့ရဲ့ goals ဒီ expectation တွေပါပဲခင်ဗျဟုတ်ကဲ့ပါOkay, Jesu ba da so no me khwin mo no ko mai pa be yin phi pho di me khwin ga ron ha yaw salong go me chin ne yaw salong ga phi be ba currently what are the biggest political or revolutions issue as far as you are concerned bo no lo se tin do ye achi ma song do nai ngai yi da ma mo dol han ye ke sa do ya ba le so ra a yin ti pho di me khwin ko chano me chin ba mai pa be yin phi be pho phe ko ba le ကျေးဇူးတင်ပါတယ်အခုဒါဆရာယောမန်
ဖြေသွားတဲ့အချက်ပေါ်မှာလည်းတော်တော်လေးအဆက်အဆက်ရှိတယ်လို့ကျွန်တော်မြင်တယ်အဲ့ဒီအမေခွန်းကကျွန်တော်တို့ဒီအမှန်ဆိုတော့ဒီ political goal ရဲ့ဘာဒေါ်လှန်ရေးရဲ့အဓိကကျွန်တော်လောက်ရချင်းကဒီဟာအချက်လက်တွေပဲကျွန်တော်တို့မှာ goal ရှိတယ် clear တဲ့ goal ရှိတယ်ဆိုတာကကျွန်တော်တို့စစ်အာဏာရှင်ကိုဖြုတ်ချမယ်စနစ်ကိုဖြုတ်ချမယ်အမှန်ဆိုတော့လူမဟုတ်ဘူးအမှန်ဆိုတော့ကျွန်တော်စနစ်ကိုဖြုတ်ချရမယ်အချိန်ဖြစ်တယ်ပြီးလို့ရှိရင်ကျွန်တော်တိုက်ထုတ်နေရတဲ့ဟာဒါတွေဟာလူမဟုတ်ပဲနဲ့စနစ်တွေကိုတိုက်ထုတ်နေရတယ်ဆိုတာကျွန်တော်တို့ဒီဒေါ်လိုင်းသမားတွေအားလုံးနားလည်ထားဖို့တော့ကောင်းတယ်တချို့ကတော့စနစ်ဆိုးကိုတိုက်ထုတ်နေတာဆိုတာကိုသူတို့မိတ်သွားပြီးမှလူပုတ်ကူလားအဖွဲ့အစည်းလားအဲ့လိုမျိုးနဲ့ကျွန်တော်လမ်းချော်နေတာမျိုးတွေရှိတယ်အဲ့တော့ကျွန်တော်တို့ရဲ့ clear goal ရှိတယ်အဲ့ဒါကစစ်အာဏာရှင်ဖြုတ်ချဖို့ပဲဒီမိုကရေစီနိုင်ငံထူထောင်ဖို့ပဲကုတ်ဒေသကနဲ့ကုတ်တက်နိုင်တဲ့ဘက်ကနဲ့တနည်းတလမ်းနဲ့ပါဝင်ပြီးမှအခုလိုပူပေါင်းလှုပ်ဆောင်ပေးမှကျွန်တော်စစ်အာဏာရှင်ဖြုတ်ချဖို့ပဲအဲ့ဒါကျွန်တော်တို့နိုင်ငံရဲ့တကယ်ဒီနိုင်ငံရဲ့အဖြစ်မှာပဲဒါပြီးလို့ရှိရင်အဲ့ဒီနောက်ပိုင်းမှာလာအောင်မယ်လာပါကနိုင်ငံရေးဆိုတာအချိန်နဲ့ဘယ်လိုလဲအချိန်အပြောင်းအလဲနဲ့နိုင်ငံရေးဆိုရဲဒီဘာလဲဟိုလမ်းကြောင်းတွေအပြောင်းအလဲရှိတတ်တယ်အခုကျွန်တော်တို့ချင်းနေမှာဆိုတော့တော်တော်လေးနိုင်ငံရေးအပြောင်းအလဲတွေရှိလာတယ်အစကကိုပြောခဲ့တဲ့စကားတွေကအခုကပြောထားတယ်လို့မဟုတ်ပဲနဲ့ပြောင်းပြန်ရင်ပြန်လှန်သွားပြီးမှလုံနေတဲ့အရာတွေရှိတယ်။ကနေကျွန်တော်တို့ဂျုံနေရတဲ့ဒီပြဿနာတွေတကယ်အရင်အမေကဘယ်လိုလဲဆိုတာမျိုးတွေလည်းရှိတယ်။အမှန်ဆိုဒီပြဿနာတွေကအစကကောင်းဆောင်ပိုင်းရဲ့ပြောထားတဲ့စကားလုံးတွေနဲ့သူတို့ကနေသူတို့ဒီနေ့လုံနေတဲ့အရာတွေကလုံးဝတလွဲတချို့ဖြစ်နေတယ်။နိုင်ငံရေးဆိုတာလေတခါလေတကယ်စစ်မှန်တယ်လို့ပြောလို့မရဘူး။နည်းနည်းနိုင်ငံရေးမှာလည်းအလှည့်အပြောင်းတွေရှိတယ်။အားကြောင့်အခုကလေးကလည်းကျွန်တော်တို့အဓိကကျွန်တော်ထားတာကအခုနကိုရောမှာပြောထားတဲ့အချက်တွေပဲကျွန်တော်ထပ်ပြီးမှအဲ့ဒီမှာပဲကျွန်တော်ဗာလဲဟိုသူပြောသွားတဲ့ဟာပဲကျွန်တော်ထပ်ပြီးမှပြောသွားမှာပါဒါကြောင့်ကျွန်တော်ကိုယ်တွေနဲ့ဒီနိုင်ငံရဲ့ရှုထောင့်တွေကဒီမှာပဲရှိနေတယ်ဆိုတာလေးကိုကျွန်တော်ထပ်လောင်းပြီးအတူချိုးလေးနဲ့ပြောချင်တယ်ကျေးဇူးတင်ဟုတ်ကဲ့ကိုရောမှာနော် Okay, currently ပေါ့နော် biggest political or revolution issues ကဆိုကျွန်တော်ကိုနဲ့စင်ပါတယ်ဆိုကိုမဲပါပြောသလိုပါပဲလို့ဆိုကျွန်တော်တို့အရေးကြီးဆုံးကစစ်အာဏာရှင်ပြုတ်ကြရေးပဲစစ်အာဏာရှင်ပြုတ်ကြရေးကိုမြေပြင်မှာကျွန်တော်တို့ဘယ်လိုလက်တွေကောင်ထဲပေါ်မလဲဆိုတော့ကျွန်တော်တို့ကိုမြို့ကိုပြန်သိမ်းရမယ်ကျွန်တော်တို့ရဲ့မြို့နယ်တွေစစ်ကောင်စီကင်းစင်နေမြဖြစ်ရမယ်အဲ့ဒါကကျွန်တော်တို့ရဲ့စစ်အာဏာရှင်ပြုတ်ကြရေးစစ်အာဏာရှင်စနစ်ပြုတ်ကြရေးမှာဟိုတကယ်လက်တွေ့ကြတဲ့ground ပေါ့နော်တကယ် on ground မြေပြင်ကတကယ်လက်တွေ့ကြတဲ့ခြေလှမ်းတွေကကုဒေတာကုမြို့နယ်မှာစစ်ကောင်စီကင်းစင်ရေးပဲအဲ့ဒါဟာကျွန်တော်တို့တော်လှန်ရေးကိုအသေးချဆုံးတဲ့ဘယ်လိုပြောမလဲလက်တွေ့အကြဆုံးတော်လှန်လုပ်နေတာပဲကျွန်တော်တို့ရဲ့တော်လှန်ရေး issue ကလည်းဒါပဲဟိုကျွန်တော်တို့so self determination ပဲပြော autonomous regime ပဲပြောကျွန်တော်တို့ရဲ့ယဉ်ကျေးမှုကျွန်တော်ရဲ့လူမျိုးရေးလူအခွင့်အရေးနိုင်ငံသားဖြစ်တည်မှုစသဖြင့်အကုန်လုံးကိုအကြီးအကျယ်ဆုံးချင်းချောက်နေတာကန့်ကွက်နေတာဖြစ်လို့ဖြစ်စီလို့တာကစစ်ကောင်စီပဲဆိုတော့စစ်ကောင်စီတစ်ဖက်မှာစစ်ကောင်စီရှိနေပြီးရဲ့သားနဲ့စစ်ကောင်စီချင်းပြည်နယ်မှာငုတ်တုတ်မြန်မာပြည်မှာစစ်ကောင်စီရှိနေတဲ့သားရဲ့နဲ့ကျွန်တော်တို့ကတစ်ဖက်မှာကျွန်တော်တို့ရဲ့လူခွန်ကြီးကြောင့်ဘလို့အုပ်ချုပ်ကြမယ်ဘလို့တိုးတက်အောင်လုပ်ကြမယ်လဲပြောတာကလက်တွေ့မကြဘူးဆိုတော့ခုနပြောတဲ့စစ်အာဏာရှင်စနစ်ပြုတ်ကြရေးအရေးကြီးဆုံးကျွန်တော်တို့ဒီကpractical လက်တွေ့ကြကျွန်တော်တို့မြေပြင်မှာဆိုရင်တော့ကိုမြို့နယ်ကိုဒေတာတွင်းကကိုမြို့နယ်ကိုဒေတာတည်စစ်ကောင်စီကင်းစင်ဖြစ်ရေးကပထမပဲနံပါတ်2အနေနဲ့ကိုနဲ့ထိစက်တဲ့နေမြေဒီမကွေးတိုင်းပဲဖြစ်ပေါ့နော်စကိုင်းတိုင်းဖြစ်ချင်းနဲ့ထိစက်တဲ့နေမြေဒီစစ်ကောင်စီကင်းစင်နေမြေဖြစ်လာရေးတော့ကျွန်တော်တို့အားပေးကူညီရမယ်အဲ့ဒါပြီးရင်ကျွန်တော်တို့အကုန်လုံးချင်းစညဖို့ဟိုလူကြီးအပြည့်ဝရှိတဲ့ဟိုကျွန်တော်တို့ကိုပိုင်အုပ်ချုပ်ခွင့်ပြည့်ဝရှိတဲ့လူမှုတိုင်းဝိုင်းတစ်ခုဟိုစီပင်သားရဝပြောတဲ့ဟိုစီးပွားရေးပညာရေးကျန်းမာရေးနောက်ဆုံးအားကစားယဉ်ကျေးမှုအစကောင်းဖွံ့ဖြိုးတဲ့ဒီလူတိုင်းဝိုင်းတစ်ခုပြန်လဲတိဆောက်ကြဖို့အဲ့လိုမျိုးတော့ကျွန်တော်တို့နောက်မှပေါ့လေအဲ့လိုမျိုးသဆင်ချင်းသွားမှာပေါ့ဟုတ်ကဲ့
Okay ကျေးဇူးပါဒါဆိုရင်တော့အခုတော့တရက်current issue မှာကျွန်တော်မေးမှာဖြစ်ပါတယ်ဆိုတော့ current issue မှာ number 1 question ကCB ဖက်က AA နဲ့မဟာမိတ်လောက်ရချင်းအဓိကရည်ရွယ်ချက်ကဘာလဲပေါ့နော်ပြီးတော့သူတို့ကပိုင်တဲ့နေမယ်တွေမှာပေါ့နော်သူတို့ရဲ့အာလံကိုထူထောင်ထားသလားဆိုတာကိုရောမှန်ကိုမေးချင်ပါတယ် ကျွန်တော်တို့ဒီအာရခတက်တော်နဲ့ဘယ်လိုပြောမလဲအာရခတက်တော်ကကျွန်တော်တို့နဲ့အတူပေါ့လေဆိုတော့ကျွန်တော်ပြောတဲ့စစ်ကောင်စီကင်းစင်နေမျိုးဖြစ်အတွက်ဟိုဂူနီပါဝင်တက်ခိုက်နေတာရှိတယ်ဟိုကျွန်တော်ကိုဒေတာမှာတော့ကိုဥဆောင်ပြီးတက်ခိုက်ကြတယ်ဥပမာမတူပီဆိုလဲမတူပီ CDF တပ်မဟာတက်ကဥဆောင်ပြီးတက်ခိုက်တာပဲအဲ့ဒီမှာ AA တို့ရောအာမီပေါ့နော်သူတို့လည်းပါဝင်ဂူနီတာအများကြီးရှိတယ်ဟိုတခုရှိတာကလောလောဆယ်ညီနောင်နေမှာဟိုဘယ်လိုပြောမလဲမင်းတက်မှာဖြစ်ပေါ့နော်ကမ်ပလက်မှာဖြစ်မတူပီမှာဖြစ်ပေါ့လေဥပမာဂျင်တွေးဥပမာပြောလို့ရရင်ဂျင်တွေးရှိပါတယ်ဂျင်တွေးကိုဟိုဒီအာရခတက်တော်နဲ့တခြားမဟာမိတ်တဲ့ကိုကြီးနဲ့ဂျင်တွေးကိုတင်သွားတယ်ဂျင်တွေးမှာအေးအလမထောင်ပါဘူးဂျင်တွေးမှာအေးမရှိပါဘူးအဲ့ဒါဥပမာပါပဲမတူပီကိုကျွန်တော်တို့သိမ်းတယ်မတူပီကိုကျွန်တော်တို့သိမ်းဖို့စူးစမ်းနေတယ်ဟိုသိမ်းလိုက်နိုင်တာနဲ့မတူပီကိုမတူပီကပဲအုပ်ချုပ်အောင်ပါဒီမတူပီမြို့ပေါ့နော်မတူပီမြို့မတူပီသားတွေအုပ်ချုပ်မယ်မတူပီသားတွေပဲကိတ်ထားမယ်အဲ့ဒီမှာကျန်တဲ့လူတွေအကုန်လုံးကလည်းဥမာတရားဥပဒေတိုင်းပေါ့သွားမယ်ဒီအောက်မှာအားလုံးကဟိုလူခွင့်နဲ့ကန့်ညီတဲ့တရားဥပဒေတွေသူတို့ပြဋ္ဌာန်းမယ်စီကမဖောက်ဖက်တဲ့လူတွေအကုန်လုံးအဲ့ဒီမှာသွားလာကြမှာပဲသူစီကလိုက်နာမှာပဲမတူပီကိုမတူပီပေါ့တမဟာတစ်ပေါ့နော်သူတို့ကပြန်အုပ်ချုပ်မယ်သူတို့ကပဲစီကဥပဒေတွေပြဋ္ဌာန်းမယ်အဲ့ဒါကိုကျန်တဲ့ကိုလုံးကအဲ့မတူပီဒေတာမှာနေတဲ့လူတွေပေါ့နော်နောက်ဆုံးမင်းတပ်သားဖြစ်ဘယ်သူပဲဖြစ်သူတို့ထုတ်ထားတဲ့စီကနေလေးစားလိုက်နာပြီးသွားမှာပဲအဲ့လိုပဲဖြစ်မှာပါအဲ့လိုလိုပဲဖြစ်ရမှာပါဟုတ်ကဲ့ဟုတ်ပါဒီမေခွင်းနဲ့ပတ်သက်ပြီးတော့မိုင်ပါရောဖြေရှာရှိလားဒီမေခွန်းနဲ့တော့ကျွန်တော်ကိုတိုင်ကအဲ့ဒီအတွင်းမှာဟိုလုံဆောင်ပါလဲဟိုကင်တွယ်တဲ့လူမဟုတ်တဲ့အတွက်အများကြီးတော့မဖြေနိုင်ဘူးဒါပေမဲ့တစ်ခုဖြေနိုင်တာကအေကိုခေါ်ရချင်းဒီကျွန်တော်တို့ဒီစစ်ကောင်စီကိုကျွန်တော်တိုက်ထုတ်ဖို့ပဲဖြစ်တယ်ပါလဲဆိုရင်ကျွန်တော်တို့အစကနိုင်ငံရေးဒီဒေါ်လိုင်းအစတုန်းကစစ်ကောင်စီထုတ်ချရေးကိုဒါပထမဆိုရင်မှကျွန်တော်တို့နိုင်ငံရေးကောင်းဆောင်တော်များများလူကြီးတွေပြောလာခဲ့တာပဲအဲ့ဒီတုန်းကပါလဲဆို NUG ကိုတိုင်းတောင်မှဘယ်လက်နဲ့ကင်နဲ့ပဲတွေ့ဘယ်လိုပဲဖြစ်စစ်ကောင်စီကိုဖြုတ်ချနိုင်ရေးဆိုလို့ရှိရင်သူတို့လက်ခံတယ်အဲ့ဒါကျွန်တော်ချင်းနိုင်ငံရေးကောင်းဆောင်တွေလည်းပြောလာခဲ့တာပဲသူတို့စကားကနဲ့တဆင့် CDF တွေလည်းအဲ့ဒီစကားပဲကျွန်တော်တို့လှိပ်ပိတ်ကျွန်တော်တို့အမြဲတမ်းပြောနေကြတာပဲလေစစ်ကောင်စီကိုဖြုတ်ချမယ်အဲ့ဒီပြီးမှကျွန်တော်တို့အမျိုးသားရေးတွေနေမယ်ရေးရတယ်ကျွန်တော်တို့ဆွေးနွေးမယ်ဘာညာပြောတဲ့အဖွဲ့ကအခုကသူတို့ဘာတွေလုပ်နေကြတာလဲဆိုတာလေးကိုကျွန်တော်နည်းနည်းထောက်ပြချင်တယ်အားကြောင့်လေကျွန်တော်တို့ကဒီကိုပြောခဲ့တဲ့စကားကိုမိတ်သွားပြီးမှတကယ်အဲ့ဒီတုန်းကကျွန်တော်တို့စဉ်းစားခဲ့တဲ့အရာတွေကိုတကယ်ဟိုကန့်ကွက်လာခဲ့တယ်အများကြီးရှိတယ်ဒါကြောင့်ကျွန်တော်တို့စစ်အာဏာရှင်ဖြုတ်ချနိုင်ရင်အတွက်ကျွန်တော်တို့မှာလုံလောက်တဲ့ဖြုတ်ချအင်အားရှိဖို့အတွက်ကျွန်တော်တို့မှာမဟာမိတ်တွေကိုခေါ်ရချင်းဖြစ်တယ်မဟာမိတ်တက်တာဖြစ်တယ်အေကိုဒီမှာချင်းပြင်မှာပါလာလုံးမှာလဲမတူပီမှာအေနေခိုင်းကြည့်သူတို့ရခိုင်ပြည်မှာလှုပ်ရှားစရာများလွန်းလို့ဘာလို့မှလဲဒီတောင်ပေါ်မှာသူတို့ဘာမှလှုပ်ရှားစရာမရှိဘူးလူတွေကဟိုတမင်ဒီအေကိုမုန်းအောင်ဆိုမှအေကဘာညာလှုပ်သွားမယ်ချင်းနဲ့ဟိုကရောပြီးမှနိုင်ငံတီထောင်းသွားမယ်ဘာညာမဟုတ်တုတ်ကတဲ့လူကြီးတွေကပြောနေကြတယ်အမှန်ဆိုအဲ့ဒါမရှိတဲ့အရာတွေကိုစကားကိုသူတို့နှိုက်ပြပါဗျာနဲ့ဟိုခြုံတဲ့ကောက်ပြီးမှပြောတာလားတော့မသိဘူးဘယ်စကလုံးတွေဘယ်အမိုက်ပုံးတဲ့ကောက်တာလဲမသိဘူးကျွန်တော်အရန်ဝစိတ်ညစ်ရတယ်သူတို့စကားနားထောင်ရတာမဟုတ်တုတ်ကစကားတွေကိုဒီမှာရိုက်တွန်းမှလူငယ်တွေတန်ရှင်းနဲ့ဘာအမုန်းတရားမှမရှိတဲ့လူငယ်ကလေးတွေစိတ်ဓာတ်တွေကိုကျွန်တော်ဒီအညံ့စားတွေကိုတကယ်ရိုက်တွန်းနေတာမျိုးတွေဖြစ်တယ်အမှန်ဆုံးတဲ့မဟုတ်တုတ်ကတွေပြောရင်ပြောနေကျွန်တော်တို့အမျိုးသားရေးဆိုမှအခုကအမျိုးသားရေးတောင်ရောက်လာအရန်ကြောက်စရာကောင်းတယ်အမျိုးသားရေးတောင်မကဘူးဘာသာရေးဆိုတဲ့စကားလုံးတောင်သူတို့ထိပါလာတယ်နော်အရန်ကြောက်စရာကောင်းတယ်အခုကျွန်တော်တို့ချင်းပြည်မှာချင်းနိုင်ငံရေးကောင်းဆောင်တွေတကက်software solution update မလုပ်နိုင်တဲ့ကောင်းဆောင်တွေအများကြီးရှိတယ်အဲတော့ကျွန်တော်တို့ကဒီခိတ်ဒီကာလနဲ့လူငယ်တွေရဲ့စိတ်ဓာတ်တွေကိုကြည့်ပြီးမှလူငယ်တွေရဲ့စိတ်သဘောထားတွေကျွန်တော်တို့တကယ်ကြည့်
ဖြူစင်နဲ့ဘယ်လူမျိုးမှသူတို့မုန်းတာမရှိဘူးဟာခရဲ့ထန်တလာရဲ့သူတို့မရှိဘူးဖလားရဲ့မရှိဘူးလူငယ်တွေနော်ဘာမှမသိဘူးဒါမဲ့တကယ်လူငယ်တွေအမုန်းပေါ်ရိုက်သွင်းနေကြတာလူကြီးတွေဖြစ်တယ်အဲ့ဒီလူကြီးတွေကအသက်40ကျော်50ပတ်ဝန်းကျင်ကျော်ဒီဟိုး80ရှိကတုံးကငါတို့ဒေါ်လိုင်းလှုပ်လာခဲ့တယ်ငါတို့အတိဆုံးပါညာတယ်သူတို့တိတာကလူတွေမုန်းအောင်ပြောတတ်တာလောက်ထဲတော့ဘာမှကျွန်တော်တိတ်လေးစားစရာမရှိတော့ဘူးပြောသူတို့အပြောတွေအရန်ကိုစိတ်ညစ်ရတယ်နားထောင်ရတယ်လေကျွန်တော်အရန်ဟိုဖြစ်တယ်ပြီးလို့ရှိရင်ကျွန်တော်တွေချင်းအတိုင်းရွာတွေမှာလဲnation building တို့ state building တို့ကျွန်တော်အိုးနေကြပြောနေကြတယ်ဒါတကယ်တော့ကျွန်တော် building မဟုတ်ဘူးတဲ့ destructive idea တွေတော်တော်များတယ်ကျွန်တော်အဖြစ်အပေါက်ဒီကျွန်တော်အပြုတ်သဘောဆောင်တဲ့အသုံးအနှုန်းမရှိဘဲနဲ့အဖြစ်သဘောဆောင်တဲ့အသုံးအနှုန်းတွေအများကြီးရှိတယ်အဲ့ဒါတဲ့အခြေတုံးကကျွန်တော်ပြောချင်တာဘာကြောင့်လဲဆိုရင်ကျွန်တော် nation ကိုဘယ်လို build up building လုပ်ရမလဲ state building ဆိုတာဘာလဲကျွန်တော်တကယ်ရောနားလေရဲ့လားကျွန်တော်ချင်းအတိုင်းဝမ်းနဲ့ဒီ nation building နဲ့ state building ကတကယ်ဘေကနေအခြေခံပြီးမှကျွန်တော်တို့လုပ်ရမလဲဆိုတာကျွန်တော်သိရဲ့လားအခုပုံစံနဲ့ကိုကျွန်တော် nation building ကျွန်တော်အောင်မြင်နိုင်ပါမလားအခုတယောက်နဲ့တယောက်ညီကိုချင်းဘာလဲတိုက်ပွဲဆင်နွှဲပြီးမှလုပ်နေရတဲ့အရာနဲ့ nation building ကျွန်တော်လုပ်ရမှာမရဘူးတစ်သက်လုံးကိုမရဘူးဖျားလည်းမကြိုက်ဘူးလူလည်းမကြိုက်ဘူးဘသူမှလည်းလက်ခံတာမဟုတ်ဘူး nation building တို့ state building တို့ဒီပုံစံနဲ့ကျွန်တော်ဘယ်နည်းနဲ့မှလုပ်လို့မရဘူးအဲအကြောင်းကျွန်တော်တို့တွေလေအခုကျွန်တော်လုပ်နေရတဲ့အရာတွေအားလုံးကျွန်တော်ပြန်ဆင်းကြတာအရန်စိတ်ညစ်ရတယ်အဲအကြောင်းဒီကိစ္စမျိုးမှာလဲကျွန်တော်အများအားသတိထားဖို့လည်းရှိတယ်ကျွန်တော်ဒီမိခွန်းကလည်းတဆင့်ကြော်ပုံနဲ့ကျွန်တော်လည်းပြောသားတယ်။ဘာလဲစိတ်ထဲမှာရှိလို့ဒီအချိန်မှာမဟုတ်လို့ကျွန်တော်မပြောလို့ရှိရင်တော့အချိန်မရှိလို့ကျွန်တော်လည်းထည့်ပြောသွားတာပါ။ကျေးဇူးတင်တယ်။ဟုတ်ကဲ့ချင်းရင်တော့အဖွင့်နဲ့အေးတို့အကြမှာagreement လုပ်ထားတာရှိတယ်ဆိုတာကျွန်တော်ကြားတယ်ရှင်းပြောမယ်ဆိုရင်တော့သူတို့ agreement လုပ်ထားတဲ့ဟာခုနှစ်တက်တန်ပေါ့နော်အေးတွေကအဲ့ဒီမတူပီတောင်ပိုင်းနေမှာသူတို့လွတ်လပ်ချင်းလင်းနိုင်အောင်ပေါ့နော်ဒီဟာမျိုး agreement လုပ်ထားတယ်ဆိုတာကျွန်တော်ကြားတယ်အဲ့ဒါတကယ်မှန်ပါသလားပေါ့နော်ပြီးတော့အဲ့ဒီခုနှစ်ပြီးတဲ့နောက်မှာသူတို့ကဘယ်ဟာမျိုးagreement ရှိတယ်လဲသူတို့ကကတိပေးသလားသူတို့ကတကယ်ခုနှစ်ကြာရင်ချင်းပြည်ကိုစုတ်ခွာသူတို့စုတ်ခွာပါမလားဆိုတော့trust ရှိသလားမရှိဘူးလားဆိုတာမေးချင်ပါတယ်ကိုမိုင်ပါဖြေပေးလိုက်နောက်မှရောမှာကဆက်ပြီးအဲ့ဒီ agreement ကိစ္စကအခုနလိုပဲမဟုတ်တဲ့ဘေးအမိုက်ပုံးကစကလုံးတွေကိုသူတို့သုံးနေတာလဲဆိုတာကျွန်တော်ပြောနေတာအဲ့ဒီအမိုက်ပုံးကနဲ့သူတို့ကောက်တဲ့စကလုံးတစ်ခုပြန်ဖြစ်တယ်နိုင်ငံထူထောင်မယ်သူတို့ပြောနေကြတယ်ဘာညာပေါ့အမျိုးမျိုးပြောနေကြတယ်ဆွဆွဲချက်တွေလူတွေကိုယုံမှောက်သူတို့တမင်တဲ့ပြောနေကြတာပြောနေတဲ့လူတွေကဘာတူလဲခေါင်းဆောင်ပိုင်းရလူတွေလူငယ်တွေမဟုတ်တော့ဘူးလူငယ်တွေကိုတကယ်ဟိုမဟုတ်တော့က idea တွေရိုက်သွင်းနေကြတာအဲ့ဒီမှာကျွန်တော်ဒီ agreement ကိစ္စတော့ကျွန်တော်အထဲဝင်တော့မပါပဲမဲ့ဘာ agreement မှမရှိဘူးကူညီချင်းနဲ့ရိုးသားသောကူညီချင်းလို့ကျွန်တော်မြင်တယ်ဘာလဲဆိုလို့ရှိရင်သူတို့က good neighbor ကိုသူတို့ကြိုက်တယ်အမှန်ဆိုကျွန်တော်ရခိုင်နဲ့ချင်းကကျွန်တော်နေဆက်ချင်းလက်တူတယ်ဒီနေမြေချင်းလက်တူနေတာကိုသူတို့နဲ့ကျွန်တော်တို့ဘယ်နည်းနဲ့မှရန်ဖြစ်လို့မရဘူးတာတမနီးမအပကျွန်တော်တို့ဘာနည်းနဲ့မှလုံးမရဘူးအဲ့ဒါတော့ကျွန်တော်လက်ခံတယ်အဲ့လိုပဲကျွန်တော်မြင်မိတယ်ဘာကြောင့်လဲဆိုရင်သူတို့လည်းကျွန်တော်တို့ချင်းတွေကိုတမင်တက်လာအုပ်ဆိုးမဲ့လူမျိုးမဟုတ်ဘူးဆိုတာကျွန်တော်မြင်တယ်ဒါကြောင့်လူတွေကဒီမိုင်းတိုက်ကြတာပေါ့ချင်းတောင်ပိုင်းဆိုတော့ရခိုင်ကအုပ်ဆိုးသွားတော့မယ်ဘာညာပေါ့လက်အောက်ရသွားတော့မယ်ရများတော့အခုတော့မပြောတတ်ဘူးဒါပေမဲ့သူတို့စိတ်ဓာတ်မှာဒါတွေမရှိဘူး agreement လည်းမရှိဘူးကျွန်တော်တို့မှလည်းအဲ့လိုမျိုး agreement ဆိုလို့ရှိရင်ကျွန်တော်ချင်းနာမည်နဲ့ကျွန်တော်ဘာနဲ့မှဒါတွေလုံးမရဘူးဒါပေမဲ့ဒီဒေါ်လှိုင်းကာလမှာတခုရှိတာကစစ်ကောင်စီရဲ့လမ်းကြောင်းတွေတနည်းတလမ်းနဲ့သူတို့ရခိုင်ပြည်ပို့ပြီးမှ safety ဖြစ်သွားအောင်သူတို့နည်းနည်းဟ
အဖွဲ့တွေကိုကူညီဟိုအဖွဲ့တွေကိုကူညီတာရခိုင်ကအခုကျွန်တော်ကြည့်လေဆိုတော့ရှမ်းပြည်မှာလည်းရှိတယ်ကရင်ပြည်မှာလည်းရှိတယ်တနိုင်ငံလုံးမှာသူတို့တပ်ဖြန့်ထားတာပဲတခါလေသူကရင်ပြည်ရှမ်းပြည်မှာတော့သူတို့အလာနေတော့ထောင်တယ်နဲ့ရှိပါတယ်သူတို့အဲ့အလာတော့ထောင်လို့ရခိုင်ပြည်ဖြစ်သွားတာမဟုတ်ပါဘူးသူတို့အဲ့ဒီမှာပါဝင်နေဆိုတဲ့တင်ကိတ၄ပါအဲ့မျိုးအလံထောင်တာတွေကဟိုဟာဖြစ်သွားအလံထောင်တာဘေကျန်းချက်ကအလံထောင်လို့ရှိရင်အဲ့ဒီမှာသူ့နိုင်ငံဖြစ်သွားတယ်ဆိုတော့ကျန်းချက်ထောက်ပြကြည့်ပါမရှိဘေဥပဒေကလည်းမရှိဘူးတိုက်ပွဲမှာသူတို့ပါဝင်လို့အဲ့ဒီမှာသွားထောင်တာလောက်ပဲရှိတယ်ကျွန်တော်တို့လည်းစကိုင်းတိုင်းမှာတိုက်ပွဲသွားလို့ရှိရင်ကျွန်တော် MDF အလောင်းအဲ့ဒီမှာသွားခဏတော့သွားထောင်ရမယ်လေကျွန်တော်အနိုင်ယူခဲ့တယ်ဆိုတဲ့ဟာမျိုးပေါ့စစ်ကောင်စီကိုအနိုင်ယူခဲ့တဲ့တင်ကိတလို့ပဲကျွန်တော်သဘောထားတယ်တော့လူတွေကထူးထူးဆန်းဆန်းမဟုတ်တဲ့အရာတွေအရန်ထူးဆန်းအောင်ပေါ့မဟုတ်တော့ကတော့ကိုယ်ကောက်ပြီးမှကျွန်တော်ပြောနေရတဲ့အရာတွေကကျွန်တော်လူငယ်တွေအတွက်မကောင်းပါဘူးခင်ဗျာမကောင်းပါဘူးကျွန်တော်လူကြီးပိုင်းနေဆိုတော့စဉ်းစားရမယ့်အချိန်ရောက်ပြီအဲကြောင့်နဲ့ဒီကြားကဒီလုံမျိုးစာချုပ်ကျွန်တော်တို့မှာလုပ်တယ်ဆိုတာတော့ကျွန်တော်လုံးဝမသိဘူးဆိုတော့ပဲကျွန်တော်ဒီအနေဖြေချင်တယ်ကျေးဇူးတင်ဟုတ်ပြီအခုကကိုရောမကိုထပ်မေးချင်တာကိုမိုင်ပါကပြောတာက agreement တခုမှမရှိဘူးလို့ပြောတယ်အဲ့ဒီပေါ်မှာကိုရောမကတိထားတဲ့တစုံတရာရှိသလားပေါ့နော်ပြီးတော့မေးချင်တာကသူဖြေတဲ့ဟာမေးခွင့်ပေါ်မှာထပ်မေးချင်တာAA တွေက tax အခွင့်တွေရောအခုအချိန်မှာသူတို့ကောက်ထားတာရှိသလားမရှိဘူးလားဆိုတော့လေးကိုလည်းသိရင်တော့ထပ်ပြီးတော့ဖြေပေးဖို့မေးချင်ပါတယ်โอเคပါအခုနကိုဘာမှပြောသွားတယ်လို့ပဲပထမဆုံးအနေနဲ့ AA နဲ့ညီနောင်ကြားမှာလက်မှတ်ထိုးထားတာသဘောတူညီထားတာဘာမှမရှိဘူးဘာလက်မှတ်မှမထိုးကြဘာသဘောတူညီမှမရှိဘူးသဘောတူညီချက်မရှိဘူးဒါပေမဲ့မဟာမိတ်အနေနဲ့ဘာလုပ်နေကြတယ်လဲဆိုတော့စစ်ကောင်စီကိုအမြင့်ပြတ်တိုက်ထုတ်ကြမယ်အသက်ချင်းထက်ကျွန်တော်တို့နေမြေလွတ်မြောက်ဖို့ချင်းနေမြေတစ်ခုလွတ်မြောက်ဖို့အတွက်ရောလူတွေကိုဟိုမကွေးတိုင်းကဗမာတွေကိုရခိုင်တွေကိုချင်းတွေကိုအကုန်လုံးအသက်ပေးပြီးတိုက်နေကြတာဖြစ်တယ်စစ်ကောင်စီကိုတိုက်ထုတ်မယ်ပေါ့နော်ဆိုတော့ခုနပြောတဲ့9နှစ်ခုနပြောသလို9နှစ်ဆိုတာဘယ်ကဘလို့စကလုံးနေလဲမသိဘူး9နှစ်ဆိုလည်းမရှိဘူးစာချုပ်လည်းမရှိဘူးလက်မှတ်ထိုးထားလည်းမရှိဘူးစစ်ကောင်စီကိုလုံးဝတိုက်ထုတ်မယ်ဆိုတော့ရှိတယ်အဲ့ဒီအတွက်အသက်ချင်းတက်တိုက်ပွဲအတူတူဝင်နေကြတယ်ပေါ့နော်တစ်ဖက်ကပြန်ကြည့်မဆိုကျွန်တော်တို့ချင်းလူမျိုးတွေချင်းဒေသလွတ်မြောက်ဖို့အတွက်ဗမာတွေရခိုင်တွေကတော့မှအသက်သေးပေးနေရတဲ့အခြေအနေတွေရှိပါတယ်အဲ့လိုမျိုးအခြေအနေရှိတယ်ပေါ့နော်ခုနဒီဒေသမှာအခွန်ကောက်တလားဆိုတော့ရှင်းပြောရင်အခွန်မကောက်ဘူးကောက်ရင်လည်းရမှာမဟုတ်ဘူးသူတို့လည်းခွင့်ပြုမှာမဟုတ်ဘူးသူတို့လည်းကောက်စရာအကြောင်းမရှိဘူးဒီဒေသမှာပေါ့နော်အဲ့လိုမျိုးပေါ့ဆိုတော့တစ်ဆက်တည်းခုနလိုမျိုးချင်းပြည်တောင်9နှစ်ဆိုတာဒီထွတ်မှုမယ်ဆိုတာဒီတစ်ဖက်ကကျတော့တချို့ဟာတွေကကျွန်တော်တို့ကဘယ်ပြောမလဲရှင်းလေးကြည့်မြင်နိုင်ပါတယ်ဥပမာဆိုပါဆို2014-15တုန်းကအရခတ်တော်အနေနဲ့ရခိုင်တပြည်လုံးသူတို့ပြန်သိမ်းမယ်သူတို့ရဲ့မီဒီယာမှာကြည့်ပါအနှိမ်ဆုံး confederate ကိုပဲလို့ချင်းတယ်လို့ပြောတာသူအနှိမ်ဆုံးပြောတာလေနော်ချင်းနိုင်ကိုပိုင်နိုင်ငံကြီးထောင်ချင်းတဲ့သဘောပဲဒါသူတို့အပိုင်းလေနော်ကျွန်တော်လည်းမဆိုင်ဘူးကျွန်တော်တို့ကအိန္ဒိချင်းအပြန်လာအကျိုးကျေးဇူးပြုတဲ့လူဒီအပြန်လာညီညွတ်အောင်ငိမ့်ချအောင်နေဖို့လူတွေပဲဆိုတော့တစ်ဖက်မှာသူတို့အနေနဲ့အနှိမ်ဆုံး confederate လို့ရှိတဲ့နေမှာသူတို့အနေနဲ့လုံခြုံသူတို့နိုင်ငံရဲ့လုံခြုံရေးသူတို့အာမခံချင်မှာပဲအဲ့ဒီအချိန်မှာသူတို့ရဲ့မဟာရန်သူသူတို့ရဲ့အကြီးမားဆုံးရန်သူဒီလဲစကားစားပဲစစ်ကောင်စီကိုရခိုင်ပြည်ကနေလုံးဝမောင်းထုတ်လိုက်ပြီဆိုရင်တော့မှရခိုင်ပြည်မှာစစ်ကောင်စီမရှိတော့ဘူးဆိုတော့ねသူတို့ရန်အင်းတော့တာမဟုတ်ဘူးရန်ကုန်မန္တလေးနေပြည်တော်စကိုင်းမကွေးမှာစစ်ကောင်စီရှိနေသေးသူရဲ့ရန်သူအမြင့်မပြတ်ဘူးသူတို့ရဲ့လုံခြုံမှုအတွက်လေသူတို့ရဲ့အိမ်ကြီးချင်းအကုန်လုံးကိုစစ်ကောင်စီကင်းစင်နေမြေဖြစ်အောင်သူတို့ကူညီတယ်ဒါသူတို့ဖက်ကိုကြည့်တာပါသူတို့ရဲ့ national interest ကိုကြည့်တာပါသူတို့ရဲ့အိန္ဒိချင်းဒီဒေတာတွေအကုန်လုံးမှာလည်းစစ်ကောင်စီကင်းစင်နေမြေဖြစ်ချင်းအဖြစ်သူတို့တော်လည်းအကျိုးရှိတယ်အဲ့လိုရိုးရိုးရှင်းရှင်းမြင်လို့ရတဲ့အခြေအနေရှိပါတယ်ခုနလိုသက်ဆုံးတမယ်ဆိုတော့
ဟိုသဘောတူစာချုပ်တွေမရှိဘူးလက်မှတ်ထိုးထားလည်းမရှိဘူးခေါ်နှစ်လည်းမဟုတ်ဘူးဒီမတူပီနဲ့အခြေချပြီးမှတောင်ပိုင်းကိုအခြေကုတ်ဆရာပါညာဘာမှလည်းမရှိဘူးခုနပြောသလိုကျွန်တော်တို့ကဒီစစ်ကောင်စီအမြင့်ပြအောင်ဝိုင်းတိုက်ကြတဲ့ကျွန်တော်တို့ data တွေကိုစစ်ကောင်စီကင်းစင်နေဖြစ်အောင်သူတို့ကတစ်စိတ်တစ်ပိုင်းကိုညီကြတာဖြစ်တယ်ဟိုခုနလိုမျိုးပေါ့ဟိုဂျင်တွေးကိုပြန်ကြည့်လို့ရပါတယ်ဂျင်တွေးကိုလည်းသူတို့အကြီးကြီးမားမားအဓိက main actor အနေနဲ့ကူတယ်ဒါပေမဲ့ဂျင်တွေးမှာသူတို့အုပ်ချုပ်ရေးလည်းမရမှုဂျင်တွေးမှာ gate လည်းမထားဘူးဂျင်တွေးမှာလည်းဟိုအေးပေါ့နော်အေးတက်တော့တက်ဖွဲ့ဝင်တယောက်မှမရှိဘူးပေါ့လေဂျန်နဲ့မတူပီခုနပြောသလိုပဲမင်းတက်အဲ့လိုမျိုးပဲဖြစ်မှာပါစစ်ကောင်စီအမြင့်ပြတ်တိုက်ထုတ်ရမယ်မတူပီအုပ်ချုပ်မယ်မရာဒေတာမရာအုပ်ချုပ်မယ်ကမ်ပလက်ကိုကမ်ပလက်အုပ်ချုပ်မယ်မင်းတက်ကိုမင်းတက်အုပ်ချုပ်မယ်ကျွန်တော်ထုတ်တဲ့စီကနေကိုကျွန်တော် data တွင်းချက်လိုက်လို့အကုန်လုံးကလက်ခံရမယ်လိုက်နာရမယ်ကျွန်တော်ထုတ်တဲ့စီကနေရလဲနိုင်ငံတကာလူခွင့်ရေးကိုလေးစားတဲ့နိုင်ငံတကာဥပဒေနဲ့ကိုက်ညီတဲ့စီကနေပဲဖြစ်ရမယ်ပေါ့အဲ့လိုပဲဖြစ်မှာပါဟုတ်ကဲ့အခုမေပြင်ကလည်းတရင်ကြားတာတခုရှိတယ်အဲ့ဒါကကျွန်တော်တို့ချင်းလူမျိုးအများကစိုးရင်တာကတော့အေးပေါ့နော်တည်တဲ့အတိုင်းပဲဆိုတော့အခုလောလောဆယ်တရင်ကြားတာကအေးကိုကြောက်လို့ထွက်ပြေးတဲ့လူတွေရှိတယ်လို့ကျွန်တော်ကြားတယ်အဲ့ဒါကျွန်တော်တို့ဇုံဖေးဒေတာမှာပဲဖြစ်ဖြစ်လောက်သူဒေတာမှာပဲဖြစ်ဖြစ်ထွက်ပြေးလာတဲ့လူတွေရှိတယ်အဲ့ဒါသူတို့ပြောတဲ့အတိုင်းဆိုတော့သူတို့ကအေးကိုကြောက်လို့တယ်ဆိုတော့ဒီမှာနင်တို့ခေါင်းဆောင်အနေနဲ့ဒါမျိုးအခြေအနေကိုနင်တို့မြင်ပါသလားဘယ်လိုတွေးတယ်ပေါ့နော်အဲ့ဒါဘယ်အခြေအနေထိရှိတယ်လဲပြည်သူတွေအတွက်ဘယ်လောက်ထိစိုးရိမ်မှုရှိတယ်လဲဆိုတာကိုတစ်ချက်လောက်ဖြည့်ပေးဖို့ကိုရောမောင်ကိုမြင်ချင်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ကတချို့သတင်းတွေကိုဥပမာဆိုဒီနေ့လည်းသတင်းတွေတက်လာပါတယ်ဟိုမှာစက်တီတက်စားတယ်ပါညာတယ်ပေါ့စသဖြင့်ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့မင်းတပ်မြို့နယ်ထဲမှာပေါ့နော်အေးဒီဖြတ်တန်းသွားလာတာကြားပါပြီမင်းတပ်မြို့နယ်ထဲမှာလူတွေအများကြီးရှိတော့မယ်ဘယ်သူမှဟိုဘယ်မှမပြေးကြဘူးဟိုဘယ်မှထွက်ပြေးတယ်လည်းမရှိဘူးကျွန်တော်တို့ရဲ့မြေပြင်အတွေ့အကြုံနဲ့ပြောမှဆိုရင်အေးရဲပေါ်တချို့ရှိတယ်တောင်ရထက်သခွားသီးဒီယူသွားတယ်ကျွန်တော်တို့ကားအပြက်ထားတဲ့ထက်ကဘက်ထရီဖြုတ်သွားတာပါညာရှိတယ်တို့စာတင်ကြောင်းမှာအိပ်ပြီးမှတန်လပတ်တီယူသွားတာမျိုးတွေရှိတယ်ကျွန်တော်တို့သူရဲ့ခေါင်းဆောင်တွေကိုပြန်ပြောပြတယ်ခမည်းတော်ရဲပေါ်ဒီလိုလောက်သွားတယ်သူတို့ကအစားဆုံးပြန်ရော်တယ်ဘက်ထရီလည်းပြန်ရော်တယ်တန်လပတ်ဖို့လည်းပြန်ဝယ်ပေးတယ်တောင်ရထဲမှာသူတို့စားသွားတဲ့သခွားသီးဒီဖယုံသီးဒီပဲသီးဒီတွေလည်းသူတို့ပြန်ရော်ပေးတယ်သူရဲပေါ်တော့ပြင်းပြင်းထန်ထန်ပြစ်ဒဏ်ပေးတယ်အဲ့လိုမျိုးရှိတယ်ဒါကျွန်တော်တို့အရခတ်တော်ဒီထဲမှာနေတာကဘယ်လိုပြောမလဲဒီနေမှာဖြတ်တန်းသွားလာတာကတစ်နှစ်ကျော်ကြာသွားပြီဒါကျွန်တော်တွေ့ကြုံရကျွန်တော်တို့ရဲပေါ်တယ်ဘယ်မှမပြေဘူးကျွန်တော်တို့ဒေတာပြည်သူတွေအေးကြောင့်ဘယ်မှလည်းပြေးစရာမလိုဘူးရှင်းပြောရင်စိတ်ကောင်စီကြောင့်ပဲပြေးရတာမျိုးရှိတယ်အေးကြောင့်လည်းပြေးရတာမရှိဘူးဒါပေမဲ့ခုနလိုပဲသူတို့ကလည်းပဲတက်တော်တစ်ခုလေလူတိုင်းကစီကန်းရှိတာမဟုတ်ဘူးလေတချို့လူတွေပါလာတာပေါ့မတထောင်သားတွေရောလူမျိုးပါလာတယ်ဆိုတချို့တွေစီကန်းမရှိချင်မှုလက်စော့ချင်တယ်ဘာညာရှိတယ်အဲ့ဒါကကျွန်တော်တို့ကအကုန်လုံးသူတို့ပြန်တာဝန်ယူပေးတယ်ပြန်ရော်ပေးတယ်ထိုက်တဲ့နဲ့ပြစ်ဒဏ်ပေးတယ်အဲ့လိုပဲလေဒါအေးမဟုတ်ကျွန်တော်တို့ CTF မင်းတက်လူငယ်တော်မှတခါလေခေါင်းနေတောက်ပေးမှုကြီးရန်ကားတယ်လူငယ်တွေဆိုရင်သူများချက်တော့ကိုဗစ်တာစားတယ်ဆိုတော့ကျွန်တော်တို့မင်းတက်ကလူငယ်တော်မှတခါတလေလက်စော့တဲ့လူငယ်တွေရှိတာပဲအဲ့ဒါလေကျွန်တော်တို့ကလည်းပြန်ရော်ပေးရတယ်ထိုက်တဲ့နဲ့ပြစ်ဒဏ်ပေးတယ်အဲ့လိုမျိုးတော့ရှိတယ်အဲ့လိုဆိုတော့ဘယ်လိုပြောမလဲကျွန်တော်တို့ရဲ့မြေပြင်တွေ့ကြုံနဲ့သွားတယ်လာတယ်ကျွန်တော်တို့ကောင်းဆောင်တွေကတာဝန်ယူမှုနဲ့အကုန်လုံးသူတို့တွေအကုန်လုံးကိုခင်ဗျားတို့အရခတ်တော်ရဲပေါ်တို့လိုသွားတယ်တို့ဖြစ်သွားတယ်ပြောတယ်သွားတယ်လူကြီးတွေလာတယ်ဖြည့်ရှင်းပေးတယ်ပြန်ရော်ပေးတယ်အများရှိမှတို့ပြစ်ဒဏ်ကောင်းပေးတယ်ဆိုတော့အဲ့ဒါမျိုးတော့ရှိတယ်ဟိုဘယ်လိုပြောမလဲဒီအကြောင်းထွက်ပြေးကြတာစစ်ပေးရှောင်တာမျိုးတော့ဒီဒေတာမှာတော့မရှိဘူးဒီဒေတာမှာဟိုဖြတ်တန်းသွားလာတာတော်တော်ကြာပြီပေါ့နော်အဲ့လိုမျိုးတော့ရှိတယ်ဟိုဆိုဖေးနေကလောက်တူနေမှာကဘသူပြေးတာတလဲတောင်းလဲဟိုဘသူကဘာလဲဆိုတာကကျွန်တော်တို့
တဲ့တဲ့အထောက်ထားနဲ့ဒါမှမဟုတ်လေလူတယောက်ကကြောက်ပြီဆိုရင်ဟိုကောလာဟလာကြောက်လဲကြောက်တာဖြစ်နေတာပဲဟိုသူစိတ်မလုံးချုံလဲဖြစ်နေတာပဲမယုံကြည်လို့လဲဖြစ်နေတာပဲပေါ့နော်ဟိုဒါတော့ကျွန်တော်တို့အသိစိတ်မသိတဲ့ပိုင်းဟိုကောင်းကောင်းမသိဘူးလေနော်အဲ့လိုမျိုးကျွန်တော်တို့မြေပြင်မှာကျွန်တော်တို့နယ်မြေမှာဖြစ်ပြနေတာတော့ဒီလိုဖြစ်တယ်ဒီလိုရှိတယ်ဆိုတော့ကျွန်တော်ပြောလို့ရတာပေါ့ဟုတ်ကဲ့ဟုတ်တယ်ဒါမျိုးတွေကိုခေါင်းဆောင်တွေကဘယ်လိုအခြေအနေရှိတယ်လဲဆိုတာလေ့လာပြီးတော့ balance ချင်းတင်တယ်လို့ကျွန်တော်ထင်တယ်ဒါနဲ့အစမှာကျွန်တော်မေးထားတဲ့အတိုင်းပါပဲမင်းတို့မှာဘယ်လောက်ထိ a clear goal a clear vision ရှိတယ်လဲလို့ကျွန်တော်မေးထားတဲ့အတိုင်းမေးတာနဲ့တစ်ဆက်တည်းမေးချင်တာကခုနပြောသွားတဲ့အတိုင်းပေါ့နော် agreement မရှိဘူးလို့ပြောတော့ကျွန်တော်တို့ဒါဆိုရင်တော့ AA တွေကတော့ကျွန်တော်တို့မြောက်ပိုင်းကဆိုရင်တော့နည်းနည်းတော့တကယ်ပဲကြောက်တာပေါ့နော်ဆိုတော့ agreement မရှိဘူးဒီတိုက်ပွဲရဘယ်လောက်ထိကြာမလဲဆိုတာလည်းမသိဘူး9နှစ်အတွင်း3နှစ်အတွင်းမှာလည်းနိုင်တယ်ဆိုပါစို့3နှစ်အတွင်းမှာနိုင်တယ်ဆိုပါစို့ဘာ agree မှမရှိဘူး clear goal vision အခုမှ agreement တွေဘာတွေကောင်းကောင်းလေးမလုပ်ထားဘူးဆိုရင်တော့နောက်မှဘာဖြစ်နိုင်တယ်လဲမပြောတတ်ဘူးလေဒါတွေအတွက်ကြိုတင်ပြင်ဆင်မှုမလုပ်သင့်ဘူးလားအဲ့ဒါကိုရောမှမင်းချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါခုနလိုမျိုးကျွန်တော်တို့ရဲ့ vision mission ကြီးကကျတော့ဒေါ်လာရင်းနဲ့ပတ်သက်လို့ပဲလေနော်ဒေါ်လာရင်းနဲ့ဆရာနာရှင်ပြုတ်ကြရကျွန်တော် clear vision mission တွေရှိနေတယ်အခုလည်းလုပ်နေတယ် vision ရှိတယ် mission တွေကောင်းထည့်ဖော်နေတယ်ပေါ့နော်ပြီးတော့ဒီအာရခတ်တက်တော်နဲ့ကျတော့ကျွန်တော်တို့ကတခါလေခုနပြောသလိုပဲ clear goal မရှိသေးဘူးတတ်မှတ်လို့မလွယ်သေးဘူးဘာလို့လဲဆိုတော့ဒီခေတ်ကာလအခြေအနေတွေကကျွန်တော်တို့က living with uncertainty ပဲမတိချာမရရမှုတဲ့နေရတယ်စကားအပြောဆိုအနေထိုင်ဆင်ခြင်ရမယ်ကျွန်တော်တို့ကဟို endurance ကောင်းရမယ် discipline ဖြစ်ရမယ်ဟိုကျွန်တော်တို့မှာပြောတဲ့စကားရှိတယ်ဒါအာရခတ်တော်ပဲကျွန်တော်တို့ပြောကြတာသာဝရရန်သူမရှိဘူးသာဝရမိတ်ဆွေမရှိဘူးဆိုတဲ့အချိန်မှာကျွန်တော်တို့ပုံရန်လမ်းချင်းတူရင်လူချင်းတွေ့ကြမယ်ပုံရန်သူကျွန်တော်တိုက်ခိုက်ကြတယ်အဲ့ဒါပြီးရင်စံကားစတာမရှိတော့ဘူးဆိုရင်အာရခတ်တော်နဲ့ကျွန်တော်တို့နဲ့ချင်းပြည်နယ်ရင်းနဲ့ပတ်သက်ပြီးမှဆွေးနွေးချင်တာကိုစပွဲဝိုင်းမှာသူတို့မှာဘာ expectation ရှိတယ်ဘယ်လိုတွေရှိတယ်ကျွန်တော်တို့ကတော့ဘာကိုယုံကြည်တယ်ကျွန်တော်တို့ဘယ်လိုခံယူချက်ထားတယ်ဆိုပြီးမှကျွန်တော်တို့ပွန့်လင်းလင်းဆွေးနွေးပြီးမှသွေးထွက်တန်ရုံမှုမဖြစ်အောင်အားလုံးလက်ခံတဲ့ win-win situation ဖြစ်အောင်အပြန်လှန်ကျွတ်မှုဖြစ်အောင်ဆွေးနွေးဖြေရှားမှာပဲအဲ့တော့အခုချိန်ကလေးကျွန်တော်တို့ဘာဆွေးနွေးကြမလဲအခုချိန်ကလေးကျွန်တော်တို့ဘာ boundary တတ်မှတ်ကြမလဲဆိုတော့အခုချိန်လှမ်းတတ်မှတ်လို့မရဘူး။ Now ဆိုမှဆိုတော်လှန်ရေးပြီးသွားတဲ့ boundary လို့ဖြစ်လာမလို့မပြောနိုင်ဘူး boundary နဲ့ကျွန်တော်ရဲ့ territory ကျဲသွားနိုင်တယ်ကျင်းသွားနိုင်တယ်ဆိုတဲ့ခြေနေပေါ်မူတည်ပြီးမှကျွန်တော်တို့ကပြောမဟိုမုံစီကျော်ကဘယ်နှမှလည်းမသိသေးဘူးကျွန်တော်နှခမ်းပဲ့နဲ့တဲ့ပါမလားဆိုမှကြိုးစိုးရင်နေလို့မရဘူးအဲ့လိုမျိုးခြေနေရှိတယ်ဆိုတော့ပြီးတော့တခုအရကတ်တော်နဲ့ဆက်ဆံရတာကစောကိုမွဲတဲ့ပြောသလိုပဲကျွန်တော်တို့ကသူတို့မှာတခုရှိတာကသူတို့ပြောတဲ့အတိုင်းသူတို့လုပ်တယ်သူတို့လည်းတဲ့အတိုင်းသူတို့လုပ်တယ်လိန်နာညာတာမျိုးဟိုဘယ်လိုပြောမလဲ manipulation the ball မျိုး instigation နေ manipulation နေဖွက်ဖဲတွေပါအမျိုးကျွန်တော်တို့ဆက်ဆံတွေ့တော့ကျွန်တော်တို့ကဒါလုပ်ပေးနိုင်တယ်ဆိုပြီးတော့သူတို့ပြောတဲ့အတိုင်းလုပ်ပေးတယ်ကျွန်တော်တို့မလုပ်ပေးနိုင်ဘူးဆိုရင်သူတို့မလုပ်ပေးနိုင်ဘူးပြောတယ်ကျွန်တော်တို့ဒီလိုဖြစ်စေချင်တယ်ဒါလုပ်ပေးပါဒီလိုမျိုးလေးဖြစ်စေချင်တယ်ဆိုရင်ရှင်းပြောရင်ကျွန်တော်တို့မှာယုံကြည်ချင်းနေဟိုညီနောင်ချင်းကြားထဲမှာကျွန်တော်ယုံကြည်မှုကောင်းပြန်တိဆောက်တယ် CNF CC နဲ့ကျွန်တော်ကြားထဲမှာယုံကြည်မှုမရှိဘူးမယုံကြည်ကြဘူးဘာဖြစ်လို့လဲ you get the most important commodity ပဲ the most important currency ပဲကျွန်တော်တို့ political trade လုပ်ကြပြီဆိုရင် the most important ပဲဒါပေမဲ့အဲ့ဒီ trust မရှိဘူးဘာဖြစ်လို့လဲဆိုတော့ again and again
အမြဲလင်ညာလှေစားပါရဲ့နာရဲ့လှေပတ်လင်ညာတာတွေပဲကြုံခဲ့တော့ we fed up လုံးဝ disappointed လည်းဖြစ်ပြီး fed up လည်းဖြစ်သွားပြီဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့ယုံကြည်တဲ့လူတွေနဲ့အဲ့လိုမျိုးယုံကြည်တဲ့လူနဲ့ဟိုတကယ်လွတ်လပ်ရေးလွတ်မြောက်ရေးတည်ဆောက်နေကြတာဖြစ်တယ်ဆိုတော့ဒီနောက်လာမယ့် uncertainty ဒီက uncertainty time အတွက်ကျွန်တော်တို့ဘယ်လိုပြင်ဆင်မလဲမရှိသေးဘူးဒါပေမဲ့ကျွန်တော်တို့ယုံကြည်တာကျွန်တော်တို့လက်ခံထားတာရှိတယ်ချင်းလူမျိုးတွေအတွက်အချင်းမျိုးသားကြီးအတွက်ကျွန်တော်တို့ရှိတယ်အဲ့ဒီအတွက်နဲ့ကျွန်တော်တို့အရခတ်တက်တော်နဲ့ကျွန်တော်ဆွေးနွေးစကားပြောတဲ့ခါရှိလာမှာပဲအဲ့ဒီချိန်ကြရင်တော့အဲ့ဒီချိန်ကြရင်အဲ့လိုမျိုးဖြစ်မှာပေါ့ကျွန်တော်တို့ပုဂ္ဂိုလ်ထမ်းပြောလို့မရဘူးလက်ရှိတော်လှန်ရေးအတွက်စစ်အာဏာရှင်ပြုတ်ကြိုင်ပဲကျွန်တော်ဦးစားပေးတယ်အဲ့ဒါပြီးရင်နောက်ပါမယ်အခင်းချင်းမှာကြရင်ကျွန်တော်တို့ရှေ့ဆက်သွားမှာပဲအခုကလေးကကျွန်တော်တို့ဟိုဘောလိုဒီလိုပါနေလို့ကျွန်တော်တို့ဟိုကြွားတယ်လို့လေလုံးပြစ်တယ်လို့အရန်မျိုးချစ်ပြတယ်လို့အမျိုးသားရေးအတွက်လက်သီးလက်ပေါင်းထောင်ပြတယ်လို့လိုင်းပေါ်နဲ့ကျွန်တော်ချစ်ပြလို့မရတော်လှန်ရုပ်တော်နဲ့တူတယ်တော်လှန်ရေးပြီးတော့အမျိုးသားရေးလည်းကအမျိုးသားရေးနဲ့တူအောင်လုပ်ရမယ်ဟိုလက်တွေ့ကိုသွားမယ်ညီနောင်နေဖြစ်တယ်လို့ပဲပြောချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါကျွန်တော်host အနေနဲ့တော့ကျွန်တော်တို့ထင်တယ်အတိအကျတော့အနာဂတ်အတွက်တော့agreement တွေပါတွေလုပ်ဖို့တော့ခက်တာတော့ရှိမယ်ဒါပေမဲ့တခုခုတော့ time bomb ပေါ့နော် set up တော့လုပ်တင်တယ်လို့ထင်တယ် measurement တော့အခု smart leader တွေကဘယ်လိုလုပ်ရမလဲဆိုတာ time bomb တွေပေါ့နော်ဘယ်လိုစမလဲအဲ့ဒါလုပ်တဲ့အဖွဲ့အစည်းမှာပဲဖြစ်ဖြစ်ဘယ်မှာ organization မှာပဲဖြစ်ဖြစ်measurement ရှိရမယ် time bomb ရှိရမယ်ဘယ်အချိန်မှာဒီဟာကိုအပြီးအပိုင်းတင်ပရမယ်လုပ်ရမယ်ဆိုတဲ့ဟာမျိုးပေါ့နော် time bomb တော့ရှိတင်တယ်လို့ကျွန်တော်တော့ထင်တယ်ဒီအနဲ့ပတ်သက်ပြီးတော့ကိုမိုင်ပါရောဘယ်လိုအထင်လဲပြောရှာရှိလားအဲ့လိုမျိုး time bomb မရှိဘဲနဲ့တွားရတာ secure သလားလုံခြုံသလားညတို့ CB အတွက်ပေါ့နော်ပြီးတော့ကျွန်တော်တို့ချင်းပြည်သူတွေအားလုံးအတွက်ပေါ့နော်ဟုတ်ကဲ့ဒီကိစ္စမှာတော်တော်လေးကျွန်တော်စဉ်းစားရခက်တဲ့ကိစ္စလို့လည်းတစ်ခါလေးမြင်ရတယ်။ဘာလဲဆိုကျွန်တော်တို့2008ဖွဲ့စည်းပုံဖြတ်သိမ်းတယ်ဆိုကြတဲ့ကနေကျွန်တော်တို့အဲ့ဒါတွေညှိစွန်းနေတယ်ဆိုတာလည်းကျွန်တော်ထပ်ပြီးမှပြောချင်တယ်။ပြီးလို့ရှိရင်ကျွန်တော်တို့မှာတတ်မှတ်တဲ့ဘောင်တွေရှိထားမှသဘောတူထားမှဆိုလို့ရှိရင်ကျွန်တော်တို့ဒီဟာတွေညှိနေရတာတွေကနှစ်နဲ့ချီမှညှိရမယ်စစ်ကောင်စီကိုမတိုက်ပဲနဲ့ကျွန်တော်အဲ့ဒါတွေညှိရင်နဲ့စစ်ကောင်စီကကျွန်တော်ပြန်အုပ်သွားရမှာအဲ့မျိုးတွေလည်းရှိတယ်ပြီးလို့ရှိရင်ကျွန်တော် personal ခံယူချက်ပေါ့ချင်းပြည်ကချင်းပြည်ရခိုင်ပြည်ကရခိုင်ပြည်ဒါပေမဲ့ dispute area မျိုးတွေတော့ရှိကောင်းရှိမယ်ဒါတွေကိုကျွန်တော်တို့တန်တမာနည်းနဲ့ဖြေရှင်းရလိမ့်မယ်စစ်ရေးနဲ့တော့ကျွန်တော်လုံးဝလက်မခံဘူးကျွန်တော် personally ပေါ့နော်ဘာလဲဆိုကျွန်တော် neighbor ဖြစ်တယ်neighbor နဲ့ neighbor ကဒီစစ်ရေးနဲ့ဖြည့်ရှင်းတာနဲ့တမိုင်းအစင်လာရကျွန်တော်မျိုးစစ်အတွက်လုံးဝမကောင်းဘူးကျွန်တော်တို့ကအခုလုံနေတဲ့အခါကျွန်တော်တို့သားသမီးတွေဒီ generation အတွက်လုံနေတယ်ဆိုတာကိုမမေ့ဖို့အရေးကြီးတယ်ကိုစိတ်လိုက်မှန်ပါလေအေးကိုမုံလို့အေးကိုဟိုဟာဖြစ်စေခြင်းလို့ဘာဆိုပြီးမှကျွန်တော်တို့လုံနေတဲ့အရာတွေအားလုံးဒီကျွန်တော်တို့ကနောက်10နှစ်အနည်း20လောက်ဆိုတော့ဘာမှလှုပ်ရှားလို့မရတော့ဘူးလူငယ်တွေထလာမှာအဲ့ဒီလူငယ်တွေကိုကျွန်တော်တို့one to one ပို့တွေဒုက္ခတွေပေးခဲ့တဲ့အရာတွေဖြစ်တယ်အဲကြောင့်ကနေကျွန်တော်တို့ဒီနိုင်ငံရေးခေါင်းဆောင်တွေကျွန်တော်အရန်သတိထားစေချင်တယ်ကျွန်တော်တို့ချင်းပြည်ကိုကြည့်ပါအခုကချင်းတွင်းမြင့်ကချင်းပြည်မြင့်ဖြစ်နေတယ်နော်ချင်းတွင်းမြင့်ဆိုတဲ့ဟာကချင်းပြည်မှာရှိခဲ့တဲ့အရာလေအခုကချင်းပြည်ရောက်တယ်ချင်းပြည်ပြင်ဖက်ကိုရောက်နေတာအဲ့ဒါကိုကျွန်တော်ချင်းပြည်မြင့်လို့ကျွန်တော်နာမည်ပေးလိုက်တယ်အဲ့ဒီချင်းပြင်မြင့်ကိုကျွန်တော်ချင်းတွင်းမြင့်ပြန်ဖြစ်ဖို့လဲကျွန်တော်တို့မှလဲလောက်ကောင်းလောက်စရာရှိကောင်းရှိလာလိမ့်မယ်လေဘယ်တတ်နိုင်မှာလဲဘယ်သူမှပြောလို့မရဘူးအဲ့တော့အခုဒီ clear ဆိုတဲ့အရာလေးကိုသူတို့နိုင်ငံရေးကောင်းဆောင်တွေသွားမိကြည့်သူတို့ hidden agenda မျိုးမှာတော့ရှိကောင်းရှိမယ်သူတို့ဖွင့်လဲပြောမှာမဟုတ်ဘူးပြီးလို့ရှိရင်ကျွန်တော်တို့ဒါမျိုးတွေကအခုကပြောမဲ့အချိန်မဟုတ်ဘူးလုံမဲ့အချိန်လည်းမဟုတ်ဘူးလို့ကျွန်တော်မြင်ထားတယ်ပါလို့ဆိုဒါတွေကိုပြောနေမယ်လုံနေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က
ပြဿနာပေါင်းစုံနဲ့ဘာမှမလုပ်ခင်မှာပြဿနာပေါင်းစုံနဲ့ကျွန်တော်ကောင်းကိုဖြည့်သွားမှာလေအဲကြောင့်ကျွန်တော်ဖြစ်စေချင်တာကအခုကျွန်တော်တို့ချင်းကောင်းဆောင်တွေလုပ်နေတဲ့အရာတွေလေလူငယ်တွေဒီလာမယ့် generation ကိုကျွန်တော်တို့1 to 1ပုတ်တွေပြဿနာပေါင်းတဲ့ကျွန်တော်တို့သူတို့ကောင်းဖို့တင်ရမယ်ဇက်စင်ဇက်လန်းကိုကျွန်တော်ဆင်နေတယ်လို့ကျွန်တော်မြင်တယ်အဲကြောင့်ကနေကျွန်တော်တို့ရှင်းတာဘုတ်ကကျွန်တော်ဒီနိုင်ငံရေးမှာတခါလေနိုင်ငံရေးဆိုတာလေအမြဲတမ်းရန်သူမရှိအမြဲတမ်းမိတ်ဆွေမရှိတယ်လို့ပေါ့ဟုတ်တယ်မှန်တယ်အခုရန်သူဖြစ်နေတဲ့မိတ်ဆွေဖြစ်ကောင်းဖြစ်နိုင်တယ်ဘယ်သူကပြောလို့ရမလဲအေအိုဖြုတ်ခြင်းလို့စိတ်ကောင်းခြင်းနဲ့သွားပေါင်းတဲ့ဖွဲ့ရှိကောင်းရှိလာနိုင်တယ်လေဘယ်တတ်နိုင်မှာလဲအဲ့ဒါတွေသူတို့နိုင်ငံရေးအရာအမှန်ဆိုဒီလိုမျိုးဟာတွေမပေါ်ဘူးလို့ဘယ်သူမှအာမခံချက်မပေးဘူးလေပြီးလို့ရှိရင်ကနေဒီနဲ့ကျွန်တော်တို့ဖြစ်နေတဲ့ဇက်လန်းတွေကြီးစမ်းကျွန်တော်တို့အမှန်ဆိုတော့ပြည်သူလူထုတွေကြည်ကြပါကျွန်တော်တို့ဒီနဲ့လူကြီးတွေလုံနေတဲ့အရာတွေချင်းနာမည်ကိုတုံးပြီးမှအမျိုးသားရေးလို့ကျွန်တော်အခုအမျိုးသားတော်လှန်ရေးလို့ကျွန်တော်ဒီဗောက်ရောင်းတွေမှာအများတန်းပြောနေကြပြီအမျိုးသားတော်လှန်ရေးဆိုတဲ့အတုံးနှုံးကလေတကက်ကြောက်စရာကောင်းတဲ့စကလုံးတော့ဒေါ်လိုင်းမှာအဲ့ဒါအရန်ကြောက်စရာကောင်းတယ်လွယ်နဲ့သုံးစားသုံးပြီးမှပြောမဲ့စကလုံးအတုံးနှုံးမျိုးလို့တော့ကျွန်တော်မမြင်ဘူးအဲ့ဒီကိစ္စတွေကဘလောက် serious ဖြစ်တယ်လဲဆိုတော့အဲ့ဒီသူတို့အော်နေတဲ့အရာတွေကကောကျွန်တော်တို့ချင်းပြည်သူအားလုံးကလက်ခံကြသလားဆိုတာလဲစဉ်းစားဖို့လိုတယ်ကျွန်တော်ချင်းပြည်သူအားလုံးလက်ခံနိုင်တဲ့စကလုံးအတုံးနှုံးမဟုတ်ပဲနဲ့ဒီကောင်းဆောင်တချုပ်ကနဲ့ဒီဟာတွေကိုပြောပြီးမှသူတို့နောက်ကျွန်တော်ကောင်းဆောင်မလုပ်တော့ပဲနဲ့ကောင်းဆောင်သွားရမှာကိုကျွန်တော်အရန်ကြောက်တာအဲ့ဒီပြဿနာတွေကိုကျွန်တော်တို့အနာကဖြေရှင်းရမယ့်ဟာကလူငယ်တွေဖြစ်တယ်နော်ကျွန်တော်တို့အခုလုပ်နေတဲ့အရာတွေတကယ်စဉ်းစားရမယ့်အချိန်နော်အခုကကျွန်တော်အမျိုးသားတော်လှန်ရောက်ဖက်ကိုကူးလာတာအမှန်ကမတူပြီမှာသူတို့တတ်စစ်တပ်တွေတတ်သားတယောက်ကိုဖမ်းလို့တတ်လို့ဆိုမှသူတို့သွားပြစ်တယ်ပါငါပြောတယ်သူတို့နောက်ဒုတိယတော့ကျွန်တော်နေရာကိုသူတို့လာလူလို့ကျွန်တော်သွားပြစ်တယ်တဲ့တတိယကျတော့အေးပါလို့တဲ့အခုကျတော့ပါလေအမျိုးသားတော်လှန်ရေးတဲ့အပါတယ်တဲ့သူတို့တဲ့ပါတယ်တစ်ပတ်နှစ်ပတ်အတော့တက်မှာသူတို့စကလုံးတွေကဟိုဆင်းလိုက်ဟိုတက်လိုက်နဲ့သူတို့ပဲစီရောက်နေနောက်အခုပါလာတယ်ဘာသာရေးတောင်ပါလာတယ်နော်ဘာသာရေးအတုံးနှုံးနေသူတို့ပါလာတယ်အဲ့ကြောက်စရာကောင်းတယ်တို့ဘာသာရေးအတိကယုံတယ်လူမျိုးရဲ့အတိကယုံတွေဆိုတာဒီလိုကောင်းဆောင်မျိုးတွေသူတို့အတုံးအနှုတ်ကနဲ့ဘာလဲဖြစ်လာတဲ့အရာမျိုးတွေနော်ကျွန်တော်ကောင်းဆောင်ဘက်တွေမှာအရန်အရေးကြီးတယ်အားကြောင့်ကျွန်တော်တို့ဒီဟာမျိုးတွေလေရှင်းလေးအခုကျွန်တော်တို့ပြောဖို့ရှိရင်တော့မှပြောလို့မရဘူးမပြောသင့်တဲ့အချိန်လေးဖြစ်တယ်ပြောစရာလည်းမလိုသေးဘူးအချိန်နဲ့စကားပြောရလာလိမ့်မယ်အားကြောင့်ကျွန်တော်တို့အဲ့အမျိုးတွေကို serious ထားပြီးမှကျွန်တော်တို့လုပ်နေတဲ့အရာတွေတကယ်အစွန်းရောက်နေပါလားဆိုတာလေးကိုကျွန်တော်ထောက်ပြခြင်းနဲ့အားကြောင့်ကျွန်တော်ချင်းကောင်းဆောင်တွေကျွန်တော်အစွန်းရောက်နေတယ်ဆိုတော့ကျွန်တော်ဒီကနေ့ထပ်မှထောက်ပြခြင်းနဲ့လိုအပ်လို့ရှိရင်ကျွန်တော်ဟာခါလို့လဲဒီအချက်လေးကိုလိုအပ်လို့ရှိရင်ထပ်ပြောမယ်တချို့ကဗမာစကားတိတ်နာမလဲတဲ့လူတွေရှိတယ်ကျေးဇူးတင်တယ်ဟုတ်ပြီကျွန်တော်တို့ AA အကြောင်းပဲfocus ပါမယ်ဆိုတော့ AA နဲ့ပတ်သက်ပြီးတော့ကိုရောမတယောက်တည်းပဲထပ်မင်းချင်တာ political ရနဲ့ဆိုရင်တော့မဟာမိတ်လို့ရတာဆိုတာတော့ငင်းလို့မရပါဘူးဒါပေမဲ့ကျွန်တော်တို့အခုမြင်းအောင်လှန်ကိုတိုက်တဲ့အချိန်မှာပေါ့နော် CC ဖက်ကတော့ဒုတ်ကလည်းမဟာမိတ်လောက်တာကျွန်တော်တို့ချင်းအချင်းပေါ်မှာပဲသူတို့လောက်တာဒါနဲ့ CB ကဘာဖြစ်လို့ AA နဲ့တွားပြီးတော့မဟာမိတ်တွားလောက်တာလဲနင်းတို့CB ကျွန်တော်တို့ချင်းလူမျိုးထဲမှာပဲပေါ့နော်CDF တွေတခုနဲ့တခုတစ်ဖွဲ့နဲ့တစ်ဖွဲ့တရွာနဲ့တရွာပေါင်းပြီးတော့မဟာမိတ်လောက်တာမလောက်ဘူးလားပြီးတော့နိုင်ငံတခြားပြပတွေကအကူညီတာထဲနဲ့မလောက်ဘူးလားမလောက်လို့AA ကိုတွားတွေးတာလားပေါ့နော်ကိုဟာနဲ့ကိုအဲ့လိုရက်တီပြီးတော့အင်အားကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေအဲ့လိုနဲ့ CC ရရော CB ရရောမင်းအောင်လှန်ကိုတိုက်ရင်ဒီလိုရိုးသားလေးတွားလို့မရဘူးလားဘာဖြစ်လို့ AA ကိုတွားတွေးတာလဲ what is the secret behind of CB interest ပေါ့နော် interest ရှိသလားမရှိဘူးလားဆိုတာကိုရောမန်ကိုမေးချင်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့
မှာပြောစရာချက်တော့နှစ်ချက်ရှိပါတယ် อืม ပထမတစ်ချက်ကကြတော့ဒီ CNF ကောင်းဆောင်တွေနဲ့ကျွန်တော်တို့ CJDC JMC မှာတောက်လျှောက်တွေ့ခဲ့ပါတယ်မဟာမိတ်လောက်ကြမယ်ဆိုတဲ့ချိန်မှာသူတို့ပြောတဲ့စကားပါပဲကျွန်တော်ကချင်းညီကိုတွေပဲမဟာမိတ်ပုံမှာလောက်ဆရာလို့မယ်မဟာမိတ်ဆိုတာထက်တော့မှပုံမှရင်းနှီးတဲ့ဆက်ဆံရှိတယ်လို့မဟာမိတ်လောက်ဆရာမလို့ဘူးဆိုပြီးမှအဲ့လိုမျိုးဆွေးနွေးရခဲ့တာလည်းရှိပါတယ်ခုနပြောတဲ့ကျွန်တော်တို့တော်လှန်ရေးကိုတော်လှန်ရေးနဲ့တူအောင်မြင်ဖို့လိုပါတယ်ချင်းပြည်နယ်မှာ2021မှာ2021တနှစ်ထဲပဲကျွန်တော်ပြောပါမယ်2021တနှစ်ထဲနဲ့ကျွန်တော်တို့ Minta CDF ကတိုက်ပွဲပေါင်း200လောက်ရှိနေပြီတိုက်နေပြီချင်းပြည်နယ်မှာတခြားတော်လှန်ရေးတပ်ဖွဲ့ CDF ဟာက CDF ဟောင်း CDF ဟောင်းရန်ပါညာပေါ်လာတခြား CDF ဒီ14-15ဖွဲ့လောက်ရှိတော့မယ်ရှိတဲ့ည14-15ဖွဲ့အကုန်လုံးတိုက်တဲ့တိုက်ပွဲဒီ CDF Minta တဖွဲ့ထဲတိုက်တာနဲ့တဝက်တောင်မရှိပါဘူးတိုက်ပွဲချင်းနေတိုက်ရတာပြောတာပါစိတ်ကောင်းစီပေါင်းစုံစစ်ကြောင်းထိုးတယ်ကျွန်တော်တောက်လျှောက်တိုက်လာတယ်ဆိုတော့တောက်လျှောက်တိုက်လာတဲ့အခြေအနေမှာရှင်းပြောရင်ချင်းပြည်နယ်မှာလက်နဲ့တာကင်ကြတာလက်နဲ့ကင်တပ်ဖွဲ့တန်ရှင်းတပ်ဖွဲ့နဲ့တူတဲ့တပ်ဖွဲ့မှမရှိသေးဘူး CNA CNF လက်နဲ့တာကင်လာတာကြားပြီးတကယ့်ချစ်လစ်တိုက်ရခရည်နဲ့ရှိတဲ့တပ်ဖွဲ့မဟုတ်ဘူး CDF Minta မဟုတ်ဘူးမဖြစ်သေးဘူးမရာမဖြစ်သေးဘူး CNDF မဖြစ်သေးဘူး PDF ဆိုလည်းမဖြစ်သေးဘူးကျွန်တော်တို့အလုပ်လုပ်ဆရာအများကြီးရှိသေးတယ်အဲ့လိုမျိုးကျွန်တော်တို့82တက်ဆရာတီဆောက်ဆရာပြင်ဆင်ဆရာအများကြီးလိုသေးတယ်ဆိုတော့ခုနပြောတဲ့ကျွန်တော်တို့တစ်ဖက်မှာလည်းပြန်ကြည့်ပါကျွန်တော်တို့ဘာဖြစ်လို့ AA နဲ့တောပေါင်းကတလဲ AA နဲ့မဟာမိတ်လို့လာတလဲတခါတည်းပြန်ကြည့်ပါဆိုပါစို့ဟိုကျွန်တော်တို့က AA နဲ့မဟာမိတ်သွားလောက်တာကူညီကြတာအဖြစ်ပြောနေဆိုရင် NUG က KNA နဲ့မဟာမိတ်သွားလို့ရတယ် NUG ကိုကျွန်တော်တို့အဖြစ်ပြောမလား NUG က KNU နဲ့မဟာမိတ်လို့ရတယ် NUG ကိုအဖြစ်ပြောမလားစကိုင်းမကွေးမှာရှိတဲ့ PDF တော်လှန်ရေးအကုန်လုံးကိုကချင်ကလူတွေကပဲတော့ဥဆောင်မှုပေးရတယ်သူတို့ကအမျိုးသားသစ္စာဖောက်တည်လို့စကိုင်းမကွေးကလူတွေကိုကချင်ကိုအဖေခေါ်တဲ့လူတွေပါနေလို့ကျွန်တော်တို့စော်ကားလူမရဘူးလေမစော်ကားကြပါဘူးတစ်ဖက်မှာကျွန်တော်တို့ကစဖွဲ့လာတယ်စဖွဲ့လာပြီးမှကျွန်တော်တို့ CNA ဆိုကျွန်တော်တို့ရဲ့ကိုကြီးပဲကျွန်တော်တို့ရဲ့တူတီတော်ချင်းလက်နဲ့ကင်မဲ့သွားကူညီတောင်းတယ်ချင်းကတ်တယ် NCA နဲ့ပဲသွားမယ်ဒီလိုပဲသွားမယ်မင်းတို့ကောင်နေလူငယ်လေးတွေရှောက်မလုံးနဲ့မင်းတို့မတော်လာနဲ့ရှောက်မလုံးနဲ့ဆိုရင်မှပဲညှင်းပယ်ခဲ့တယ်နောက်ဆုံးကျွန်တော်တို့ကတင်တန်းပေးပါတင်တန်းလည်းမပေးနိုင်ဘူးလက်နဲ့လည်းမပေးနိုင်ဘူးနော်အဲ့လိုဆိုတော့နောက်ဆုံးကိုထမင်းကိုထန်ကိုဆန်ကိုထမ်းပေးမှ CNA ကမ်ဘီထရဂျီလာတင်ကျူပါမယ်ဆိုလဲမလာနဲ့တဲ့ဟုတ်ပြီကျွန်တော်တို့ကတော့ဒါဆိုရင်ကျွန်တော်တို့ပြပြီအဲ့လိုရှင်းလင်းပြတယ်လေကောင်းတာပဲဆိုမှရှိတဲ့ခါချိုးတူမီနဲ့ကျွန်တော်တော်လှန်လို့ရလာလို့အောက်ကောက်ကွန်းတိုင်ပွင့်နဲ့အောင်မြင်လာတော့လက်နယ်လေးတွေရလာငွေကြေးလေးတွေဝိုင်းထူကြတယ်တနိုင်ငံလုံးကဝိုင်းထူကြတယ်ရှင်းပြောမင်းတက်ကောက်ကွန်းတိုင်ပွင့်ကိုလိုက်မင်းတက်ကိုထူတာမဟုတ်ဘူးတော်လှန်ကြီးကိုထူတာဒီလိုမျိုးကိုမတူပြလုံးထိုင်မတူပြဝိုင်းထူကြမှာကမ်ပလက်လုံးထိုင်ကမ်ပလက်ဝိုင်းထူမှာဟာခါလုံးထိုင်ဟာခါဝိုင်းထူကြမှာဟာခါဆိုတဲ့နာမည်ကြောင့်ထူမှာမဟုတ်ဘူးတော်လှန်ကြီးကိုမျောလင်းချက်ပေးနိုင်လို့ရှိတဲ့ခါနဲ့တော်လှန်နိုင်လို့ထူကြမှာဝိုင်းထူကြတော့ကျွန်တော်တို့ဖန်နေရလာတယ်ရတဲ့ဖန်နဲ့လက်နဲ့ဝယ်မယ် CNF မှာလက်နဲ့မရှိဘူးအဲ့တော့ကကျွန်တော်တို့မရောက်နိုင်ဘူးဆိုတော့ကဲကျွန်တော်တို့ကချင်ကိုသွားမယ်ကျွန်တော်တို့ကချင်ကိုပဲသွားတယ်ဒါချင်းနဲ့ကချင်ကြီးကိုပဲအဲ့ဒီမှာ CNF ကသူတို့အရင်တော့စားချုပ်ခြုံထားတဲ့စာပိုက်အရာချင်းပြည်နယ်မှာတခြားလက်နဲ့ကဘယ်သူမှမထောက်ပါမှဆိုမှ CDF Minta လုံးဝလက်နဲ့မရကျွန်တော်တို့မှာစစ်ကြောင်းထိုးခံရပြီရှက်ရရွာတကြောင်းချောင်းစုံဖက်ကတကြောင်းရွှေအောင်သားဖက်ကတကြောင်းတောက်လျှောက်စစ်ကြောင်းပတ်မှွေနေမှာထိုးနေကျွန်တော်တို့အသေးအတန်ခုခံကာကွယ်နေရပြီလက်နဲ့တီတာအားလိုနေတဲ့ချိန် KIA ရှက်လက်နဲ့ဝယ်မယ်အကုန်လုံးလိုက်ပိတ်တယ်လိုက်ပိတ်တော့ဟုတ်ပြီကျွန်တော်တို့ဒီမှာကျွန်တော်တို့ Minta ကနဲ့တကယ် NUG MOD ဥယျာဉ်မချစ်စေအဲ့မှာသွားဝယ်မယ်အဲ့မှာလည်းလိုက်ပိတ်တယ်ကျွန်တော်တို့တော်လှန်ရေးလို့ရတော့မလဲကျွန်တော်တို့ရဲဘော်တွေတေးနေပြီလေအာဇာနည်ရဲဘော်တွေအများကြီးရှိနေပြီလေအဲ့လိုမျိုးချိန်နေကြကျွန်တော်တို့မှာဘာမှမရှိတော့ဆိုဘယ်လိုလုပ်ကြမလဲစကိုင်းမကွေးကြီးလိုက်ကျွန်တော်တို့ထက်ပိုဆိုးနေတဲ့လူပိုတနာစရာကောင်းနေတဲ့တော်လှန်ရေးဖွဲ့တွေဖြစ်နေတာဟုတ်အဲ့ဒီကျတော့ကျွန်တော်တို့ကိုလူသူလက်နဲ့ခင်းရကူညီမယ်တကယ်စနစ်တကျကူညီတာဘာတူလဲတစိမ့်ပဲအေးပဲဟုတ်တယ်ဟုတ်လားအဲ့အခုချိန်ကြမှာကျွန်တော်တို့ကိုဟိုလိုဒီလိုပြောလို့မရဘူးလေကျွန်တော်တို့ဖြတ်တန်းခဲ့တဲ့သမိုင်းရှေ့အကြောင်းရတယ်အများရှိတယ်လေ
ကျွန်တော်တို့ကိုပဲသူတို့ကပဲမရမကတွန်းပို့ခဲ့တာ哦ကျွန်တော်တို့ကိုပဲညီကိုချင်းချင်းပဲပြစ်ပြစ်ခါခါလောက်ကြတာကိုကျွန်တော်တို့ပြည့်စည်တော့လက်နဲ့မရအောင်ဟိုဟာမရအောင်ထောက်ပံ့မရအောင်လိုက်ပြီးမှဟိုဖြတ်ကျွန်တော်တို့ဖြတ်လေးဖြတ်လောက်တာကစကားစားတဲ့မဟုတ်ဘူး CNF ကပါကျွန်တော်တို့ကိုဖြတ်လေးဖြတ်ဝိုင်းလောက်တာကိုကျွန်တော်တို့ CTF နာမင်းတက် CTF တဲ့မဟုတ်ဘူးနော် CTF ငယ်ငယ်လေး CTF ဖွဲ့လာတဲ့အကုန်လုံးလိုက်ခံရတယ်ဘယ်မှာမှလက်နဲ့ဝယ်စရာမရှိဘယ်မှာမှတော်လှန်စရာမရှိလက်နဲ့ခဲမပြည့်စုံလို့ကြာဆုံးနေတဲ့အာဇာနည်ရဲပေါ်တည်နေတာလေကျွန်တော်တို့အများကြီးမြင်မြုပ်ခဲ့ရတယ်အဲ့ဒီကနေကျွန်တော်တို့ရုံးကန်လာဖြစ်တယ်အဲ့လိုမျိုးအခြေအနေကျွန်တော်တို့ဘယ်သူတွန်းပို့ခဲ့တယ်လဲဆိုတာမျိုးတွေကျွန်တော်တို့ကြံကြည့်ရမယ်ဒီလိုအခြေအနေဖြစ်လာတယ်ဆိုတော့အခုမှကောက်ကငင်ကဖြစ်လာတာမဟုတ်ဘူးလေသူကသူဘယ်လိုပြောမလဲအကြောင်းရှိလို့အကျိုးဖြစ်လာတာပေါ့ဒါကကျွန်တော်တို့က result consequences တွေရှေ့မှာ action ရှိပြီးသားအဲ့ဒီရဲ့ consequences တွေပဲဖြစ်လာတာဟုတ်တယ်ကျေးဇူးတင်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့အခုကျွန်တော်အရင်ကပြောတဲ့အတိုင်းပဲကျွန်တော်တို့ကကြောက်တာ AA ပေါ့နော်ဆိုတော့ကျွန်တော်တို့ထပ်ပြီးစဉ်းစားဖို့လိုတာအခုအချိန်မှာဆိုရင်တော့မီဇိုရမ်က AA တွေတွားတဲ့လမ်းကြောင်းစာရင်းနဲ့ရိတ်ခါပို့တဲ့လမ်းကြောင်းကိုပိတ်ထားတယ်လို့သတင်းရတယ်အဲ့ဒါကျွန်တော်မီဇိုရမ်ဘက်ကသူငယ်ချင်းတယောက်ကအဲ့ဒီသတင်းကိုထုတ်တဲ့အမိနစ်ပိုင်းမှာပဲကျွန်တော်ကိုလာပို့တာတွေ့တယ်ဒါပြောချင်တာကမီဇိုရမ်တွေကလည်းအဲ့ဒါပိတ်ပေးတာကျွန်တော်တို့ချင်းလူမျိုးတွေကစိုးရင်ဒါထဲမဟုတ်ဘဲနဲ့နော်ပြောချင်တာကမီဇိုရမ်ကလည်းအဲ့ဒါကိုပိတ်ပေးတာအဲ့ဒါပိတ်ပေးတဲ့အကြောင်းရင်းရှိတယ်အဲ့ဒါကို ignore လုပ်လို့မရဘူးဒီဟာနဲ့ပတ်သက်ပြီးတော့ CB ဘက်ကထပ်ပြီးတော့စဉ်းစားတင်တာရှိတယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ဒီဟာနဲ့ ignore လုပ်မရဘူးဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးတော့1 minute လောက်ပေါ့နော်ပြောချင်တာရှိလားကိုရောမမဲလိုက်မယ်အဲ့ဒီမီဇိုရမ်ကထုတ်တဲ့စာနဲ့ပတ်သက်ပြီးမှဒီဆိုင်ဟာမရာဘက်ကလည်းပြန်ထုတ်တဲ့စာရှိတယ်ထင်တယ်နော်ကိုမိုင်ပတ်တစ်ချက်လောက်ဆွေးနွေးပြကြည့်ပါလားဟုတ်ကဲ့ရှိတယ်အဲ့ဒီစာရှိတယ်သူတို့ကဒီမရာလူငယ်အဖွဲ့ကိုအတူတကွဒီကိစ္စကိုဆောင်ရွက်ဖို့သူတို့ဖိတ်တယ်မရာလူငယ်ဘက်ကနဲ့ငင်းပယ်တာပေါ့အဲ့ဒါအဲ့ဒီစာကိစ္စနဲ့ဖြစ်တယ်အဲ့ဒါတွေကမှန်ဆိုတော့သူတို့ချင်းလိုက်လူမျိုးအချင်းချင်းမို့လို့သူတို့ကူညီတယ်ဆိုတာသူတို့ပြောတဲ့အချက်တွေလည်းသူတို့ကိုယ်တိုင် interview မှာဒီ line ပေါ်မှာကျွန်တော်နားထောင်ရတယ်လေခင်ဗျားတို့စစ်တိုက်နေတဲ့အရာကိုကျွန်တော်တို့တနည်းတလမ်းနဲ့စစ်တိုက်ကူညီတာတဲ့အေကိုသူတို့ဒီလမ်းကြောင်းကိုပိတ်ပေးတာပေါ့အမှဆိုတော့သူတို့ပိတ်တာကသူတို့အနေနဲ့လစ်နာတာပေါ့လေသူတို့ကုန်စည်တွေမရောင်းလို့ရှိရင်သူတို့နေမယ်ဒီမှာငွေကြေးအခက်အခဲလည်းရှိပါတယ်သူတို့စီးပွားကိုသူတို့အနစ်နာခံပြီးမှကိုယ်လူမျိုးအချင်းချင်းဆိုလို့သူတို့ကူညီတယ်ဆိုတော့သူတို့အနေနဲ့တော့မှားပါတယ်သူတို့လောက်တာတယ်ကျွန်တော်ဘာကြောင့်လောက်တယ်ဆိုတာမင်းတို့မလောက်ပါနဲ့ဒီလိုပါညာပြောစရာမလိုလောက်ချင်လောက်ကြပါစေပေါ့အဲ့ဒါတော့သူတို့ကဏ္ဍပဲလေအဲ့ဒါလေးကိုကျွန်တော်ထောက်ပြချင်တယ်ဟုတ်တယ်အဲ့ဒါကျွန်တော်သူတို့အဲ့လိုစာထုတ်ထားတာရှိတယ်ဟုတ်ကဲ့ကိုမိုင်ပါကျေးဇူးပါအခုနဒီအဲ့ဒီဟောပေါ့နော် Young Life Association ပေါ့လေအဲ့ဒါထုတ်တဲ့စာနဲ့ပတ်သက်ပြီးတော့ဟိုကျွန်တော်တို့ကဟိုမယောင်ရစီမလူဖိဖို့တတိထားရမယ်လို့ကျွန်တော်တို့မြင်တယ်တကယ်တော့ဟိုတစ်ဖက်ကိုတစ်ဖက်ဟိုကျွန်တော်တို့ကဘယ်လိုပြောမလဲပါကိုက်နားကိုက်ပေါ့နော်သူကပါကိုက်ကိုကနားကိုက်ဟိုဖက်ကိုဟိုဖော်ခေါ်ဒီဖက်ကိုဒီလိုခေါ်ဟိုဒီနဲ့ကျွန်တော်တို့အချင်းချင်းရန်တိုက်ပေးလို့မရဘူးအချင်းချင်းဒုက္ခရောက်အောင်လုပ်လို့မရဘူးဒါကပထမဆုံးဒုက္ခရောက်မှာပြည်သူတွေပဲမီဇိုရမ်ကပြည်သူတွေကမယောင်းရတဲ့အတွက်သူတို့စီးပွားရေးနဲ့နာမယ်ဒါကရှင်းပြောရင်ရောင်းလို့ရတဲ့အကုန်လုံးကရခိုင်နီကပဲဝယ်မယ်ရခိုင်နီစီပဲသွားမယ်ဆိုတာမဟုတ်ဘူးလေအကုန်လုံးကပြည်သူကုန်တော်ပိုင်းသုံးကြတာဟုတ်ဒါပေမဲ့ပိတ်တဲ့ချိန်ကကြတော့ပြည်သူအကုန်လုံးပိတ်ခံရပြီလေကုန်စည်စီးဆင်းတာဒီတို့ရခိုင်ကအနေချင်းပဲခံစားမှာကျွန်တော်တို့ချင်းဒေတာတွေပဲအများဆုံးဝယ်ယူသုံးဆွဲကြတာလေပြီးတော့တစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်ဆိုပါစို့ပိတ်ဆို့ရေးမှာမတူပီကိစ္စနဲ့ပတ်သက်မှာပိတ်ဆို့မယ်ဆိုရင်မတူပီကပြည်သူမတူပီမင်းတက်ပေါ့နော်ပြည်သူတော်များများရဲ့ကုန်စည်စီးဆင်းမှုကကျွန်တော်မကွေးတိုင်းကပဲလာတာပါ
မကွေးတိုင်းကပဲစီစဉ်တာပါတော်များများမီဇိုရမ်ကနဲ့ကျွန်တော်တို့ဒီကနဲ့လှမ်းပြီးမှဆိုပါစို့ဟိုစံဝယ်ဖို့စီဝယ်ဖို့စားဝယ်ဖို့အခြေခံစားတော့ကုန်စက်ကရိယာပါညာအဆင်မပြေပါဘူးဝယ်ယူလို့မရှိပါဘူးဆိုတော့အဲ့ဒီမီဇိုရမ်နဲ့နေတဝိုက်နေဆက်မှာရှိတဲ့ချင်းလူမျိုးတွေပဲဒီကုန်စည်ပစ္စည်းမှုကိုကုန်စည်စီးဆင်းမှုကိုအကျိုးကျေးဇူးအများဆုံးခံစားတာသူတို့တွေပဲဖြစ်တယ်အဲ့ဒါပိတ်လိုက်ခြင်းအဖြစ်အဲ့ဒီဒေတာမှာရှိတဲ့ချင်းလူမျိုးတွေပဲအရင်ဒုက္ခရောက်မှာဖြစ်တယ်ရခိုင်ဆိုတာကကျွန်တော်တို့ဒီကုန်စည်စီးဆင်းမှုရဲ့တကယ် a small portion ကိုပဲသူတို့ရဲ့ဒီ transaction ပဲပြောပေါ့နော်ဒီမှာသူတို့တကယ် very small portion ပဲဖြစ်တာ哦အဲ့လိုမျိုးပဲကျွန်တော်တို့မြင်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ကျေးဇူးပါဒါဆိုတော့နောက်မေးခွန်းပေါ့next မေးခွန်းကဘာလဲဆိုတော့ကျွန်တော်အမြင်နဲ့ပထမပြောမယ်ဆိုတော့ AA တို့ရဲ့ politics နိုင်ငံရေး revolution ကသူတို့က independent ကိုသူတို့forecast တာဖြစ်တယ်ကျွန်တော်တို့ချင်းလူမျိုးတွေနဲ့ political ကမတူဘူးrevolution တိုက်ခိုက်မှုတွားတဲ့ပုံစံကမတူဘူးပေါ့နော်ဒါကြောင့်သူတို့ရဲ့စနစ်ကတော့သူတို့တွားပိုင်တဲ့နေမအုပ်စိုးတဲ့နေရာအထီကိုသူတို့က independent ကျွန်တော်တို့နိုင်ငံကောင်းခဲ့ဒီဖြစ်တော့သူတို့ပိုင်တဲ့နေမအထီကိုသူတို့ကပိုင်နိုင်အောင်communist system နဲ့အာဏာရှင်စနစ်နဲ့သူတို့တင်းနိုင်လို့ရတယ်အဲ့ဒါကြောင့်အဲ့ဒီအချိန်ခါမျိုးရောက်တဲ့ချိန်မှာ CB ဘက်ကဘယ်လောက်ထိအင်အားရှိမလဲနင်တို့မောင်းထုတ်နိုင်မလားပေါ့နော်အဲ့ဒါကြောင့်ပဲမေးခွန်းထပ်မေးချင်တာကယခုအချိန်ကျွန်တော်တို့ပြည်သူတွေဒေါသအထွက်တာစိုးရင်တာကဘယ်လောက်ကလည်းအခုမတူပီတောင်ပိုင်းကိုရောက်နေပြီမတူပီကိုတင်းပိုက်နိုင်တယ်ဆိုရင်တော့တင်းပိုက်တယ်ဆိုပါစို့သူတို့ကနောက်မှာအခုပြောသလို agreement တစ်ခုကောင်းလေးကောင်းအခုမှကြိုတင်မလုပ်ထားဘူးဆိုရင်တော့အဲ့ဒါစိုးရင်ဖို့ကောင်းတယ်လို့ကျွန်တော်အနေနဲ့နော်မြင်တယ်ဘာဖြစ်လို့သူတို့ political independent ကိုသူတို့ခဲကြတာဒါကြောင့် CB ဖက်ကနေAA ပေါ်မှာဘယ်လောက်ထိ confident နော် how much confidence and trust does CB have in AA အဲ့ဒါကိုအတိတ်ပြောဖို့ပေါ့နော်နှစ်ယောက်စလုံးမေးချင်ပါတယ်ဘယ်လောက်ထိ confident ယုံကြည်မှုရှိတယ်လဲဆိုတာမိုင်ပါပဲပြောပြလိုက်အရင်ဟုတ်လားကျွန်တော်ပဲအရင်ပြောမှာကိုရုံးမှာပြောခံလို့အဲ့ဒီယုံကြည်ခြင်းနဲ့ပြောလေးတယ်နော်ဘယ်လောက်ယုံကြည်ချက်ရှိတယ်လဲဆိုတာရှင်းနိုင်ချေဟာကိုအခုကလေးကနဲ့သုံးသပ်နေရတာတွေလဲကျွန်တော်သိပြီးမှအဲ့ဒါမသုံးသပ်ရှုံးပါလဲဆိုတော့စကားကိုကုံအောင်ပြောလို့ရှိရင်အမှားတွေအများကြီးပါလာနိုင်တယ်လေလို့ရှိရင်ရဲ့သဘောထားကကျွန်တော်တကယ်ဝန်ခံမယ်ဆိုလို့ရှိရင်အားလုံးတော့မသိဘူးပေါ့နော်တကယ်မသိဘူးဒါမဲ့အခုတည်းကသူတို့နဲ့ကျွန်တော်တို့နဲ့လုပ်ငန်းပိုင်းဆိုင်မှာတွဲလာတဲ့အချိန်မှာသူတို့မှာတစ္ဆာရှိတယ်ပြတ်သားတယ်ယူသားတယ်ဆိုတော့ကျွန်တော်တို့ကောင်းကောင်းမြင်တယ်ဗမာစကပုံကရခိုင်ကိုမုန်းတော့လှုပ်သွားတဲ့ဟာတော့ရှိတယ်ဒါတွေကကျွန်တော်ချင်းတော်များများလဲကောင်းတဲ့မှာမှတ်နေကြတာပေါ့ရခိုင်နဲ့မွေပွေးတွေ့ရခိုင်ကိုအရင်တတ်တယ်အဲ့မျိုးစကပုံတွေဗမာတွေကတမင်တက်ရခိုင်တွေလှုပ်သွားတဲ့ဟာမျိုးဒါတွေရှိတယ်ကျွန်တော်ချင်းတိုင်းသားတွေမှာလည်းဒါမျိုးတွေရှိတယ်ရခိုင်ကိုတစ္ဆာမရှိဘူးဘာညာပေါ့ပြောကြတာပေါ့နော်အမှန်ဆိုတော့ကျွန်တော်အခုAAနဲ့တွဲလာတဲ့အချိန်ဒီ3နှစ်ကာလAAလောက်တစ္ဆာရှိတဲ့ဒေါ်တိုင်းအပွဲရှိသေးဘူးလို့ပြောလိုက်ရင်တော့မမားတော့ဘူးကျွန်တော်အင်းနာမှာတီးတော့မရှိဘူးเนาะဒီဘက်ကစင်နေရှိတယ်စင်နေလည်းတစ္ဆာမရှိတာတော့မဟုတ်ပါဘူးသူ့မှာသူကညာဘာမှမရှိခဲ့တာတော့ကျွန်တော်သိတယ်သူ့မှာပေးခြင်းစိတ်တော့ရှိတယ်ဘာမှမရှိတော့ဒါမဲ့သူ့အနေနဲ့လည်းနောက်ပဲလို့လှုပ်ချင်ဆိုတာလည်းအဲဒီကျွန်တော်ထောက်ပြစာတော့ရှိတာပေါ့ဒါမဲ့အဲ့ဒါသူ့ကဏ္ဍနဲ့ပြောတယ်ကျွန်တော်တို့ပြောလာတာကဒီလို့ရှိတယ်ဒီနာချင်းရှိတယ်သစ္စာလေးရှိတယ်ဒါကြောင့်အခုဒီအောက်နောက်မှာသူတို့ဒီကိစ္စမျိုးတွေသူတို့ရှင်းလာလို့ရှိရင်ဘယ်လောက်အားပါလဲဆိုတာကျွန်တော်ကြားနေတယ်ဘာဖြစ်လဲကျွန်တော်မြင်တာကျွန်တော်သူတို့အဲ့လိုစိတ်ဓာတ်မျိုးမရှိဘူးဆိုတာကိုပဲကျွန်တော်အဲ့လောက်ပဲကျွန်တော်သိတယ်ဟုတ်ကဲ့ကိုရောမှာရောဟုတ်ကဲ့
စောစောတော့ကျွန်တော်တို့ဖြည့်ပြီးပါပြီဖြည့်ပြည့်ထဲမှာတချို့ပေါ့နော် အေး ကျင်တွေးကိုသိနေကျင်တွေးမှာသူတို့မရှိဘူးမတူပီကိုသိနေမတူပီပဲအုပ်ချုပ်ပါမတူပီမှာကိတ်ထားတယ်လည်းမတူပီပဲထားပါအဲ့ဒါကျွန်တော်ကောင်းအာမခံလို့ရတယ်တကယ်အဲ့ဒါ reality တစ်ခုဖြစ်လာတာကျတော့ဆုံးချင်မှာပေါ့နော်ရှင်းပြောရင်မတူပီကိုဟို AA ကအုပ်ချုပ်မယ်ပါညာဆိုတာကကျွန်တော်တို့မဟာမိတ်တွေကုန်လို့စော်ကားရလဲကြားတယ်ရည်စရာလဲကောင်းတယ်ဥကြောင်လဲကြားနိုင်တယ်လို့ကျွန်တော်တို့မြင်တယ်ကျွန်တော်တို့ကအဲ့လိုမျိုးအဖြစ်ခံမဲ့လို့လည်းမဟုတ်ဘူးဖြစ်စရာလည်းမဟုတ်ဘူးအဲ့လိုမျိုးတခုကကျတော့ how much confidence do we have in them or no do we have in AA ပေါ့လေ it's not about confidence in others it's confidence in ourselves ပဲကျွန်တော်တို့ရဲ့အနာဂတ်ကိုကျွန်တော်တို့ရဲ့ confidence တွေပဲဆုံးဖြတ်မှာကျွန်တော်တို့ရဲ့အနာဂတ်ကိုကျွန်တော်တို့ကိုယ်တိုင်ပဲပုံဖော်ရမှာထုစေရမှာကျွန်တော်တို့ရဲ့အနာဂတ်ကိုသူများတနာမှရမယ်ဂျာတနာမှနွားချမ်းသာတဲ့အဖြစ်မျိုးကျွန်တော်တို့ဘယ်တော့မှဖြစ်ခမှာမဟုတ်ဘူးရှင်းပြောရင်ကျွန်တော်မင်းတပ်အတွက်ပဲပြောပါမယ်ကျွန်တော်တို့စိတ်ချုပ်ပြောတဲ့စကားပဲကျွန်တော်တို့လည်းအကုန်လုံးအဲ့ဒီစကားပဲဝိုင်းပြောကြတယ်မြန်မာနိုင်ငံမှာ CDF မင်းတပ်အနေနဲ့ကိုယုံကြည်ချက်အတွက်နဲ့မတက်ရဲတဲ့ဖွဲ့မရှိဘူးလီရင်နီတင်ကားတွေလက်နဲ့ဒီတိုက်လီရင်နီပေါင်းရှိတဲ့ဟာတွေကိုမှကျွန်တော်တို့တူမီခါချိုးတော့နဲ့ဟိုကြောက်တောင်ကိုကောင်းတဲ့စောင့်တယ်လို့ခါတယ်မိုက်ယူဂျဲမှာချခဲ့ကြတာပဲရှင်းပြောရင် CDF မင်းတပ်မချရဲတဲ့တပ်ဖွဲ့မြန်မာနိုင်ငံမှာခုမရှိသေးဘူးရှုံးမယ်နိုင်မယ်မပြောဘူးနော်ကျွန်တော်တို့ခံယူချက်အတွက်ကျွန်တော်ယုံကြည်ရဲ့အတွက်ယုံကြည်ချက်အတွက်မချရဲတဲ့ဖွဲ့မြန်မာနိုင်ငံမှာမရှိသေးဘူးဆိုတော့ to the bar how much confidence do we have in them so that how we strengthen ourselves how much confidence do we have in ourselves our confidence will determine our future way not other parties mercy ပေါ့လေအဲ့လိုပဲပြောလို့ရမှာဟုတ်တယ်ကျွန်တော်အဲ့ဒါထက်မေးတယ်ဘာဖြစ်လို့ကျွန်တော် confirm လုပ်ချင်တာပေါ့နော်အခုလိုဟာမျိုး interview လုပ်တဲ့အချိန်မှာကျွန်တော်မေးတဲ့သူဖက်ကလည်းဖြစ်ကျွန်တော်တိချင်တာပေါ့နော်ဘယ်လောက်ထိ confident trust AA ပေါ်မှာရှိတယ်လဲဆိုတာဒါကြောင့်ထပ်ပြီးမေးချင်တာပြီးတော့ AA တခုပြောချင်တာဘာဖြစ်လို့မေးချင်တယ်လဲဆိုရင်တော့ဗမာတပ်တွေကကျွန်တော်တို့တမိုင်းတိထားတဲ့အတိုင်းပေါ့လေမဟာမိတ်ဂျပန်တွေနဲ့လုပ်ပြီးတော့ဂျပန်တွေကပူပြီးဆိုးတာကိုဒီဟာမျိုးအခြေအနေလဲကျွန်တော်တို့ရောက်နိုင်တယ်လေမပြောတတ်ဘူးလေအဲ့ဒါကြောင့်ဘယ်လောက်ထိ confident AA ပေါ်မှာရှိတယ်လဲဆိုတာတော့ကျွန်တော်မေးချင်တာဖြစ်တယ်ဒါကြောင့်အဓိကအဖြေကကိုရောမှပြောတယ်လို့နင်တို့မှာဘယ်လောက်ထိ confident ရှိတယ်လဲဘယ်လောက်ထိ control နိုင်မဲ့စွမ်းရည်ဦးထောက်ပေါ့နော်တစ္ဆာရှိတယ်လဲဆိုတဲ့အပေါ်မှာပဲအဲ့ဒါကမူတည်မှာပါโอเคကျေးဇူးပါဒါနဲ့နောက်မေးခွန်းတစ်ခု AA နဲ့ပတ်သက်ပြီးတော့နောက်မေးခွန်းတစ်ခုကျွန်တော်မေးချင်တာကျွန်တော်တို့AA ဖက်ကလည်းစစ်ကြောင်းလာထိုးပြီးတော့150လောက်သူတို့လာတယ်လို့သတင်းရတာပေါ့နော်ဆိုတော့ကျွန်တော်အဓိကမေးချင်တာကဘာလဲ is it the question is it is CB asking for reinforcement or come with their own plan ပေါ့နော် CB ကခေါ်တာလားဒါမှမဟုတ်ဘူးဆိုရင် AA တို့ကသူတို့ဟာနဲ့သူတို့planning နဲ့သူတို့လာတာလားဆိုတော့ကိုကျွန်တော် focus ပြီးတော့မေးချင်တယ် okay ကိုရောမှလည်းအရင်ဖြည့်ပြဖို့ဖိတ်ခေါ်ပါတယ်ဟုတ်ကဲ့ဆောကိုမိုင်ဖာပြောသလိုပဲဘယ်ဟာမင်းခွနေမှလဲဟိုအမိုင်ပုံးတဲ့ကပြောတဲ့သတင်းစကားလည်းပဲပြောမှဟိုအဲ့150မရှိပါဘူးမဟုတ်ပါဘူးဟိုတကယ်ဟိုဘယ်လိုပြောမလဲဟို Facebook 150မဟုတ်ရင်ဟိုလေးတိုင်းလေးဟိုဘယ်လိုပြောမလဲ World Wide Web ပေါ်က150ပဲဖြစ်မယ်ထင်ပါတယ်လက်ရှိအခြေအနေမှာဘယ်လိုပြောမလဲမတူပီမျိုးသိန်းစစ်စင်ရေးကိုကျွန်တော်တို့ဖော်ဆောင်နေတယ် CNF ကကျွန်တော်တို့နောက်ကျောနဲ့ဝင်တိုက်တယ်တော်လှန်ရေးအဖွဲ့ချင်းစကားဆောက်တိုက်နေတဲ့လူကိုနောက်ကျောနဲ့တော်လှန်ရေးအဖွဲ့ချင်းဝင်တိုက်တယ်ချင်းလည်းဝင်တိုက်တယ်ကျွန်တော်မနေ့ဒီနေ့ပဲရှေ့တန်းစစ်မြေပြင်ကကျွန်တော်ပြန်ရောက်လာတယ်ရှေ့တန်းစစ်မြေပြင်မှာကျွန်တော်တွေ့ခဲ့တဲ့ရဲပေါ်လေအကုန်လုံးဘလို့အခြေအနေလဲကျွန်တော်မေးတယ်
တော်တော်စိတ်မကောင်းစရာပဲရဲဘော်လေးတွေတော်တော်ခံပြစ်နေကြတယ်တော်တော်စိတ်ထိခိုက်နေကြတယ်ကျွန်တော်ရောက်တဲ့နေ့မှာပဲCNA နဲ့တိုက်ခိုက်လို့ထိတွေ့မှုဖြစ်ပြီးမှနောက်ထပ်ရောက်လာတဲ့လူနာတွေရောက်တယ်ကျွန်တော်တို့မင်းတပ်သား3ယောက်ပါတယ်မတူပီသားပါတယ်မရာသားပါတယ်လေရောကလူတွေလည်းပါတယ်အဲ့လိုမျိုးပေါ့ဆိုတော့ခုနရှင်းပြန်ပြောမှဆိုရင်မတူပီကိုသိမ်းဖို့ရောကျွန်တော်ဒီဖက်ကတဲ့အင်းအားအလုံးလောက်ရှိတယ်AAD ဘေကနေမထက်လာစမ်းမလို့ဘူးမလို့ဘူးကျွန်တော်တို့မတူပီကိုကောင်းကောင်းသိမ်းနိုင်တဲ့ CNF တာမနှောက်ရှက်ခဲ့ဘူးဆိုရင်ကျွန်တော်တို့140နဲ့ပြူဟာကိုရှင်းပြနေမှာပထမဆုံးချင်းပြူဟာစခန်းကြီးတစ်ခုသိမ်းနိုင်ပါပြီဆိုမှကျွန်တော်ကြီးညာပြီးသားဖြစ်မှာအခုမှကျွန်တော်တို့အစနဲ့အစပြန်ထိုးစစ်ဆင်တယ်လို့ဖြစ်တာ哦ဆိုတော့အဲ့ဒီ150မရှိဘူးကျွန်တော်တို့ညီနောင်တွေကအင်အားထပ်ဖြည့်တယ်ကျွန်တော်တို့ရဲ့CDF main တက်ကလည်းရှိတယ်လက်နဲ့လည်းရှိတယ်လို့ပြောလို့ရပါတယ်မနေ့တနေ့ကပေါ်လာတဲ့အဖွဲ့သေးသေးလေးပါဒေါ်လိုင်းကြီးအဖွဲ့တွေထဲမှာသူအတိုင်းတန်နဲ့သူရှိတယ်လိုအပ်ရင်ထပ်ရှိတယ်ထပ်ခေါ်လို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့နောက်တစ်ခါကျွန်တော်တို့မနှောက်ရှက်နိုင်အောင်လဲပြင်ဆင်ထားတယ်140နဲ့ပြူဟာလဲရအောင်ထိုးနိုင်ဖို့ဒီအကောင်းကောင်းရှိတယ်အဲ့လိုမျိုးပဲပြောချင်ပါတယ်တခြားအဲ့လိုထပ်150ဆိုတာ Facebook 150ဖြစ်မှာပါမရှိပါဘူးဟုတ်ကဲ့ဟုတ်ပြီကျွန်တော်ဒီမှာaudienceဒီမှာ online ပေါ်မှာလာရှိတဲ့လူတွေအတွက်ပြောချင်တာကျွန်တော်comment တွေကိုဒီမှာမကြည့်နိုင်ဘူးမကြည့်တော့ဘူးမနေ့ကမင်းနိုင်မလားလို့မေးခွန်းပို့ပေးတဲ့လူတွေသူတို့ရဲ့မေးခွန်းပဲကျွန်တော်တစ်ခုနှစ်ခုလောက်ပေါ့နော်လာမေးမယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မေးခွန်းတော့မှတအားမရသေးတယ်လေဆိုတော့တယောက်ကမေးတာရှိတယ်အဲ့ဒါဘာဖြစ်လို့ CC ကိုမတိုက်ခိုင်းတာလဲတိုက်ခိုင်းကိုအခွင့်မပြုတာလဲဒါနဲ့တစ်ဖက်ကပြောမယ်ဆိုတော့ CC ကိုခွင့်ပြုမဲ့အစားဘာဖြစ်လို့ AA ကိုခွင့်ပြုပြီးတော့ကျွန်တော်တို့တောင်ပိုင်းချင်းပြည်နယ်ကိုတိုက်ခိုင်းတာလဲဆိုတော့မေးခွန်းရှိတယ်ဘာဖြစ်လို့ AA ကိုခွင့်မပြုတာလဲပြီးတော့တခုမနေ့ကတရင်ကြားတာတခုရှိတယ်အဲ့ဒါကအစကိုCC နဲ့ AA နဲ့ CBC ကအတူတကူအတိုက်တယ်လို့ကြားတာလည်းရှိတယ်အဲ့ဒါမှန်သလားပေါ့နော်ကိုရောမှာမဲ့ဖြေပေးလိုက်ဟုတ်ကဲ့ဒုတိယမေးခွန်းပေါ့လေစကိုလောလောဆယ်ချင်းကြီးတောင်ပဲတိုက်ပါတယ်ဒီ140နဲ့ဖြူဟာကိုပြန်ထိုးစစ်ဆင်နေတယ်140နဲ့ဖြူဟာရှိကဂါကင်းနေပေါ့လေအကုန်လုံးရသွားပြီစစ်ကောင်စီတော်များများတကက်ဖြူဟာထဲ140ထဲပဲအကုန်လုံးပြေးဝင်သွားပြီဆိုတော့အနိကဝိုင်းမီမှာတိုက်နေတယ်ပေါ့နော်အဲ့ဒီအဆင့်တည်းရှိတယ်ညီနောင်ကပဲတိုက်ပါတယ် CB ကပဲတိုက်ပါတယ်CC ကလာတိုက်တာမရှိပါဘူး CC အနေနဲ့လောလောဆယ်အကောင်းဆုံးလုပ်နိုင်တာတော့ကျွန်တော်တို့အနှောက်အယှက်မပေးဘူးဆိုရင်တော့ဒါတော်လိုင်းရအကောင်းဆုံးကူညီရကြမှာပါပြီးတော့ပထမမေးခွန်းဖြစ်တဲ့ဒီ AA ကိုဘာလို့ခေါ်တယ်လဲဆိုတာကျွန်တော်တို့ကမတူပီကိုတိုက်တော့မယ် AA လာပါအောင်လို့သွားခေါ်တာမဟုတ်ဘူးကျွန်တော်တို့ရဲ့ဥပမာကျွန်တော်တို့ဒီရောအာမီလဲပါတာပဲရောအာမီလဲပါတယ်ဒါမတူပီ CDF တမဟာတိရဲ့လှုပ်ရှားနေမြေတမဟာတိရဲ့ထိန်းချုပ်နေမြေမှာတွားတိုက်တယ်မရာလက်ပါတာပဲမရာတို့မင်းတပ်တော့ချင်းမလို့ကမ်ပလက်တို့မင်းတပ်တော့ချင်းမလို့ပါတယ်ပေါ့လေရောလဲပါတာပဲရောကြတော့ဘာလို့မပြောတယ်လဲခုနလိုမျိုးပေါ့အေးပါတယ်ချင်းခုနဆော့မိခုမပြန်ပြောရမယ်စကိုင်းတို့မကွေးတို့မှာကချင်တွေတိုက်ကူနေတယ်အဲ့ဒီမကွေး PDF တွေအကုန်လုံးကိုကချင်ကိုအဖေခေါ်တဲ့လူတွေကချင်ကိုအမေတော်တဲ့လူတွေလို့ဘယ်သူမှမစော်ကားဘူးဆိုပါစို့ AA ကရှမ်းမြောက်မှာလည်းတိုက်ကူတယ် AA ကရှမ်းမြောက်မှာတိုက်ကူရှမ်းမြောက်ကTNL လေးတို့ရှမ်းမြောက်ကလူတွေကရခိုင်ကိုအဖေခေါ်တဲ့လူဆိုမှပါညာပေါ့လေမျိုးတော်လှန်ရေးအတွက်ကြည်နေကြတာလူမျိုးကြီးစကားမပြောကြဘူးဆိုတော့ညီနောင်မှာရောလဲပါတယ်တခြားညီနောင်ဖွဲ့ဝင်တွေလည်းပါတယ်အေးလည်းပါတယ်ညီနောင်နေနဲ့တိုက်တာပဲသူတို့ကအကူအညီပေးတာပဲဆိုတော့ကျွန်တော်တို့အစာကလေးကဒီ340 ဖြူဟာအကုန်လုံးကောင်းကောင်းတိုက်ကသိမ့်ပိုက်နိုင်တဲ့အင်အားလည်းရှိတယ်ဖြူဟာလည်းရှိတယ်ဘာလဲဆိုတော့နောက်တစ်ခုကကြတော့ CBR တိုက်နေတဲ့ချိန်မှာ
CC ရလာမယ် CC နဲ့တိုက်ကြမယ်ဆိုရင် CC မှာသူ chain of command နဲ့သူ့အဖွဲ့နဲ့သူရှိမယ်ဆိုတော့ကျွန်တော်စစ်ပွဲတစ်ပွဲကိုအမိတ်နှစ်ခုနဲ့နှစ်ဖွဲ့နဲ့တက်ရတာအဆင်မပြေဘူးအစာကလေးကကျွန်တော်တို့ကကန်လှမ်းကလေးကသူတို့မပါဝင်တဲ့အတွက်ကြောင့်ဟိုမတူပီတက်မဟာတိတ်ကပေါ့နော်တက်မဟာနဲ့ကိုကန်လှမ်းနဲ့အဲ့ဒီကလေးကသူတို့လည်းမပါသေးဘူးမရှောင်သေးဘူးမတိုက်သေးဘူးဆိုကလေးကအဲ့ကလေးကျွန်တော်တို့ရှင်းပြောရင်တော့ငိုပြဿနာဖြစ်လာမှာဆိုလို့ငကိုကလေးကကန်လှမ်းပြောဆိုဆွေးနွေးထားတာကိုအကုန်လုံးညှင်းထားတဲ့အတွက်ကြောင့် CCU ကျွန်တော်တို့ကဟိုသွားပြီးမှအကူကြီးတောင်းစရာမရှိဘူးအဲ့ဒီတက်မဟာတိတ်တမဟာနေဆိုတာလည်းမတူပီ CTF ချင်းဆိုလို့သူတို့ဆွေးနွေးတာအဲ့ဒီမှာလည်းသူတို့မပါဘူး CP တခုထဲနဲ့340ပြူဟာအကုန်လုံးရအောင်တိုက်နေတဲ့အကြီးချင်းရှိတယ်အင်အားလည်းရှိတယ်ဆိုတော့အဲ့လိုလည်းမရမကတိုက်ယူမှာဖြစ်တယ်ပေါ့လေဟုတ်ကဲ့ပါဟုတ်ကဲ့ဒီမှာဗန်လလောမှာမနေ့ကပို့ထားတဲ့စာပေါ့နော်အဲ့ဒါဒီမှာမေးပေးလိုက်မယ်အခုတော့အေးအကြောင်းတော့ဒီလောက်နဲ့ဆုံးသက်လိုက်မယ် next May Queen CC နဲ့ CB အကြားမှာပေါ့နော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့May Queenမေးတော့မှာဖြစ်တယ်ဒီမှာဗန်လလောမှာမေးထားတာသူကMay Queen 3-4ခုလောက်မေးထားတာရှိတယ်ဒါနဲ့2ခုလောက်ပဲမေးပေးမယ်နံပါတ်1သူMay Queen ကCJDC ကနေနှစ်ချမ်းကွဲလာပြီး CCD တိကျခိုင်မာသောမူပေါင်းဥပဒေချပြလုပ်တာ CC ဖက်ချင်းပြည်သူအများစုထောက်ခံရခြင်းဖြစ်တယ်။သို့သော CBD ယနေ့ထိတိုင်မချပြသေးပါ။ဘာကြောင့်လဲစီရေးပေးအားပေးနေလား။ပြီးတော့ next question က CBD ပလဲဝအတွက်တိကျပြတ်သားသောခံယူချက်နဲ့မူမရှိရင်ဘာကြောင့်မချပြတာလဲပေါ့နော် CC နဲ့ CB နိုင်ငံရေးမူဘာကွာလဲ CC နဲ့ပူပေါင်းဖို့ဆန္ဒရှိသလားဆိုတာသူမေးထားတာရှိတယ်ကျွန်တော်မေးခွန်းမှာလည်းသူမေးခွန်းကပါတာရှိတယ်အဲ့ဒါလေးကိုပြောပြဖို့ပေါ့နော်နှစ်ယောက်စလုံးက2မိနစ်လောက်တူရှင်းနဲ့ပြောဖို့ ကိုရောမှာပဲအရင်ဖြစ်ပါ ဟုတ်ကဲ့အစမှကြည့်မယ်ဆိုရင် CC ကိုပြည်သူတွေထောက်ခံတယ်ဆိုကြတဲ့ကောင်က CC မထောက်ခံတဲ့ပြည်သူတွေအများကြီးရှိတယ်CC ကချင်းပြည်ရဲ့အစိုးရလည်းမဟုတ်ဘူးချင်းပြည်ကိုစားပြုတဲ့ဖွဲ့လည်းမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ချင်း brotherhood ကိုထောက်ခံတယ်လို့လည်းအများကြီးပဲမြို့နယ်ရကြည့်မယ်ဆိုရင်ကျွန်တော်တို့တွန်းဇာမှာရှိတယ်ဒီဒင်ရှိတယ်ဖလာမ်ရှိတယ်မင်းတပ်ရှိတယ်မတူပီရှိတယ်ကံပလက်ရှိတယ်ကျွန်တော်တို့ချင်းပြည်နယ်9မြို့နယ်မှာ6မြို့နယ်က CB မှာရှိတယ်နော်အဲ့လိုမျိုးဆိုတော့ပြည်သူတရားလုံးကိုချင်းပြည်သူကထောက်ခံတယ်ဆိုတာကျွန်တော်တို့6မြို့နယ်ကိုချင်းပြည်သူမဟုတ်ဘူးလားချင်းပြည်မှာမပါဘူးလားလို့ပြန်မေးရမယ်ဆိုတော့ဟိုတချို့ဟာအဲ့လိုမျိုး assumption တွေက baseless assumption တွေဖြစ်နေတာတွေ့ရတယ် facts ပေါ်ချင်းမခံဘူးပေါ့နော်ပြီးတော့ဟိုပြည်သူတွေကထောက်ခံတယ်ဆိုတာအရှင်းပြောရင် CC ရဲ့ဒီ pre-plenary meeting ပေါ့လေဟောမှာရှိတယ်2023 September 7 8 9 3ရက်လုပ်တယ်ကျွန်တော်တို့ကိုယ်တိုင်တက်ရောက်တယ်ကိုယ်တိုင်ဆွေးနွေးတယ်အဲ့ဒီမှာပဲကျွန်တော်အိုက်ဇောမှာပဲလုပ်ကြပါလေသွားပါလေဆွေးနွေးတယ်3ရက်လုံးဆွေးနွေးပြီးမှအဲ့ဒီမှာကလေးကကျွန်တော်တို့လက်မခံတဲ့ချက်တွေအများကြီးပဲအဲ့ဒီမှာဆွေးနွေးခဲ့ကြတာကျွန်တော်တို့ဆိုအခြေနိပနာမနိတန်းလေးမှာတော့မှကျွန်တော်နိုင်3ချက်4ချက်ကြားတယ်အခန်းက15ခန်းလောက်ရှိတယ်ဒါမူကျန်းတော့မူကျန်းကို15ခန်းလောက်ရှိတယ်အခန်း1အရှိကမူကကျွန်တော်တို့ပုံမှန်3-4-5ကြောက်ထိတော့မရောက်နိုင်ဘူးနောက်နိုင်3ချက်4ချက်ကြားတော့ကျွန်တော်တို့တလောက်ဆိုအဆင်မပြေဘူးဆိုမှတက်ရောက်လိုက်လို့18ဖွဲ့ရှိတယ်နော်အဲ့လိုဆိုအခန်းတစ်ခန်းကို2နိုင်2ချက်ပဲပေးမယ်ဆိုပြီးမှအခန်း15ခန်းတက်ဟာကျွန်တော်တို့တခန်းမှာဆိုပုံမှန်18ချက်ရှိတော့မှကျွန်တော်တို့ကပုံမှန်1နဲ့2လောက်ပဲဆွေးနွေးပြီး2နိုင်ပြေတော့လို့ကြော်လိုက်ရတာအဲ့လိုမျိုးနဲ့ကျွန်တော်ရှေ့တောက်လျှောက်သွားပြီးမှဒီအခြေသူတို့ချပြတဲ့မူကိုဆွေးနွေးတယ်အဲ့ဒီမှာကလေးကနောက်ကိုထပ်မံဆွေးနွေးကြမယ်ထပ်မံတွေ့ကြမယ်ထပ်မံဆွေးနွေးကြမယ်မရမချင်းအစဉ်ပြောင်းညှိနှိုင်းကြမယ်ဆိုတဲ့ပုံစံနဲ့ကျွန်တော်စကြတယ်အဲ့မှာ WC လေးလုံးထွက်လာတယ်ဒါပေမဲ့စက်တင်ဘာမှာတွေ့မယ်နိုဝင်ဘာဒီဇင်ဘာလောက်မှာမကြခင်မှာပဲနိုဝင်ဘာမှာထင်တယ်တခါတည်းအစိုးရဖွဲ့လိုက်တယ်ထပ်မံတွေ့ဆုံခြင်းညှိနှိုင်းခြင်းမရှိတော့အဲ့ဒီမှာကလေးကရှင်းပြောကျွန်တော်လက်မခံနိုင်တဲ့အချက်တွေအများကြီးရှိတယ်ခုနလိုမျိုး
အပိုက်ကိုမှဆိုရင်အခြေခံမှုအပိုက်ကိုမှဆိုရင်ချင်းပြည်ချင်းလက်ရေးတတ်မတော်ဒီ CNA သားလင်းတကူရီတော့တတ်မတော်ဖြစ်ရမယ်ဆိုတဲ့ပုံစံမျိုးတွေကကျွန်တော်တို့ကကိုတူးကိုချုံကိုအားကိုပြီးမှတော်လှန်ရေးနဲ့ဒူအောင်လုပ်လာတဲ့ဖွဲ့တွေအတွက်ကတော့ကျွန်တော်တို့တမိုင်းအဖြောက်ဖြစ်ခံပြီးမှတူတူပါအောင်ထဲကိုဒီတိုင်းဝင်သွားဖို့ကကျတော့ကျွန်တော်တို့ဘယ်လိုပြောမလဲငင်းတော့မငင်းချင်တော့ကြီးပဲကြီးချင်တော့တယ်အဲ့လိုတချို့ဘယ်လိုပြောမလဲတချို့ပုံမှန်တွေပေါ့နော်ပြီးတော့ပုံမှန်တော်တော်များများမှာပဲလက်မခံနိုင်စရာကောင်စီမှာပြီးတော့အချို့စားခွဲခြားပုံပေါ့လေဆိုပါစို့ကျွန်တော်တို့မြို့နယ်တွေရှိတယ်အဖွဲ့တစ်ဖွဲ့ကိုညီတူညီမျှစီတာပေးမယ်ဆိုရင်ကျွန်တော်တို့ကအဖွဲ့များကွဲလေဥပမာကျွန်တော်ပြောမယ်ထန်တလန်နဲ့ပဲကျွန်တော်အတန်းဖြစ်နေတယ်ခဏလေးဟုတ်ပြီဒီမေခွန်းက detail နဲ့ပဲကျွန်တော်နောက်မှပြန်မေးမယ်ဟုတ်ကဲ့နည်းနည်းလေး1 minute လောက်ကိုမိုင်ပါပြောလို့ရမလား detail နဲ့ပဲကျွန်တော်နောက်မှပြန်မေးမယ်ဒီလောက်ပြောတာနဲ့မေခွန်းလေးကိုတစ်ချက်လောက်ပြန်ပြောပေးပါအောင်တူလေးရှင်းလေးပြောရမယ်ဆိုတော့မေခွန်းလေးကိုပြန်ရှင်းချင်တယ်မေခွန်းကokay ဒီလောက်နဲ့ပဲအဲ့ဒီမေခွန်းတော့ထားလိုက်ပါမယ်နော်နောက်မေခွန်းမှာဆက်သွားမယ်ဒီမှာကိုရောမန်ကိုထပ်မေးချင်တာတစ်ခုရှိတယ်ကိုရောမန်ကသူကချင်းစကားနဲ့ရေးတယ်ဆိုတော့ကိုရောမန်က RFA မှာပြောတဲ့ချိန်မှာကျွန်တော်တို့မင်းတပ်တို့ရဘယ်သူမှမကူညီပါဘူးလို့ပြောတယ်သူပြောတာကကျွန်တော်တို့ချင်းတွေကကူညီတာပဲ Vauron ကလည်း fan ရှာပေးပြီးတော့ကူညီတာပဲဘာဖြစ်လို့ဒီလိုလိန်ပြီးပြောတာလဲလို့အဲ့ဒါမေးပေးလို့ရမလားလို့သူကပြောတာဖြစ်တယ်အဲ့ဒါ RFA မှာချင်း CDF မင်းတပ်အကွေလှန်ခဏလေးနော်လှနာဗလေချုံချင်းမီနီကန်ဘုံကောင်းနာချင်းမီနီအန်ကန်ဘုံလောကန်မင်းတပ်ရမ်လေငနီ okay တနိုင်ငိုင်လုံးမှာရှိတဲ့ချင်းလူမျိုးတွေကမကူညီဘူးပြပမှာရှိတဲ့ကျွန်တော်တို့မင်းတပ်တွေကပဲကူညီတယ်လို့ပြောတယ်အဲ့ဒါကျွန်တော်ကိုယ်တိုင်သိတာကကျွန်တော်ကိုယ်တိုင်လည်းမင်းတပ်အတွက်သူတို့လာကောက်တာလေဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းကူညီတာရှိတယ်အဲ့ဒါဆိုတော့မင်းတပ်တွေကအဲ့ဒီတုန်းကစိတ်ကပြင်းထန်တယ်ဆိုတော့နေရာတကာသူတို့တွားပြီးတော့အကူအညီတောင်းတာကိုgrocery မှာဟောပဲဖြစ်နေရာတကာတွားတောင်းတာကိုအဲ့ဒါ RFA မှာအဲ့လိုပြောထားတယ်တဲ့အဲ့ဒါကိုကျွန်တော်ပြန်မင်းချင်တယ်ကျွန်တော်စောစောပြောသလိုပါပဲဒီတို့မှာရှိတဲ့ချင်းတွေလည်းကူညီတယ်ဒီဘက်မှာရှိတဲ့ချင်းတွေလည်းကူညီတယ်ချင်းတွေတည်းမဟုတ်ဘူးဗမာလည်းကူညီတယ်ဒီတို့မှာရှိတဲ့ဗမာထဲမဟုတ်ဘူးနိုင်ငံတကာမှာရှိတဲ့ဗမာလည်းကူညီတယ်ကချင်တွေလည်းကူညီတယ်ကကြားတွေလည်းကူညီတယ်ဒီမင်းတပ်နဲ့ပတ်သက်လို့ပြီးတော့မင်းတပ်ဆိုတာကိုကူညီတယ်ဆိုတာထက်မင်းတပ်ရဲ့တော်လှန်ကြီးပေါ့ဒီတော်လှန်ကြီးမင်းတပ်လူမျိုးတော်လှန်ကြီးတာဟာခါမှာဖြစ်ဟာခါပိုင်းကူညီကြမှာပဲဟာခါလူမျိုးကိုကူညီတယ်ဆိုတာထက်ဟာခါကတော်လှန်မှုဟာခါရဲ့တော်လှန်မှုကိုပဲကူညီတဲ့သဘောမျိုးဖြစ်မှာပါဆိုတော့ကျွန်တော်အနေနဲ့တော့ဘယ်လိုဖြေရမလဲတော့မသိတော့ဘူးဘယ်လိုပြောမလဲကျွန်တော်တို့ကူညီခဲ့တယ်ဆိုတာလူတိုင်းကူညီတယ်ဆိုတာကျွန်တော်ကိုယ်နဲ့တော်တော်များများစာဆုံးပါတယ်ဆိုတော့လေနော်ကူညီတာခုနပြောတယ်ဘာရောကူညီပါတယ်ချင်းနေထဲပဲကူညီတာမဟုတ်ပါဘူးခုလိုမျိုးပေါ့နော်ကချင်နေလည်းကူညီတယ်နောက်ဆုံးချင်းပြောရင်မြန်မာနိုင်ငံသားမဟုတ်တဲ့တချို့ဂျပန်တို့ထိုင်းတို့ဖိလစ်ပိုင်တို့တော့ကူညီပါတယ်အဲ့လိုမျိုးတခြားတိုင်းရင်းသားတွေလည်းကူညီတယ်နော်ဒီတွင်းဒီပါအကုန်လုံးပိုင်းကူညီကြပါတယ်ဟုတ်ကဲ့ဒါဆိုတော့ conclusion ပိုင်းမှာကျွန်တော်တို့မေးသွားမှာဖြစ်ပါတယ်ဒါဆိုတော့ conclusion ပိုင်းမှာwhat are the main reason why CB can cooperate with Chinland Council is it CB really ready to participate in CC if the information required by CB is reduced from the CC side and it is possible to share the exact main point that CB require from CC no
the exact requirement main point ကဘာလဲပေါ့နော် CBD ချင်းလက်နဲ့ပူပေါင်းနိုင်တဲ့အဓိကအချက်ဟိုကောင်ဒီကောင်မကောင်းတာအကြောင်းမပြောဘဲနဲ့ CB ဖက်ကမကြိုက်တဲ့အဓိကအချက်အ point လေးကို1 2 3အဲ့လိုဟာမျိုးနဲ့ချက်ပြလို့ရမလားအဲ့ဒါကိုနှစ်ယောက်စလုံးဖြည့်ပေးဖို့ဖိတ်ခေါ်ပါတယ်ကိုမိုင်ပါကိုပဲရင်ခေါ်မယ် အဲ့ဒါ CB အတွင်းပိုင်းလုံနေတဲ့ကိုရောမှာကပဲစဖြေကောင်းမလားလို့ကျွန်တော်အဖြေလို့ရှင်တလွဲတချို့ကျွန်တော် idea လေးကိုပဲပြန်ဖြည့်ချင်တယ်ဗာလဲဆိုတော့ CD ဘုံမနဲ့ကျွန်တော်အမြင်လေးကိုလည်းသုံးသပ်ချင်တယ်အဲ့ဒီကိစ္စမှာအဲ့ဆိုတော့ကိုရောမှာကပဲကိုရောမှာပဲပြန်ဖြေတော့ကောင်းမယ်တင်ဆိုကျွန်တော်ဖြေနေတော့တန်းလန်းမှာပဲပြောချင်တာက CC ရဲ့ constitution ပေါ့လေ constitution မှာကချင်းပြည်ချင်းလဲမှာ CNA တဲ့တခုတည်းတော့တတ်မတော်ဖြစ်ရမည်ဆိုရင် CDF မင်းတပ်အနေနဲ့တိုက်ပွဲဝင်ခဲ့တာအားကြဆုံးရဲဘော်တွေရှိခဲ့တာရုန်းကန်ခဲ့တာအကုန်လုံးကိုကျွန်တော်တို့က CNA လို့ပြောင်းလဲရမယ် CNA အောက်ကိုဝင်သွားမယ်ဆိုတာမျိုးကကျွန်တော်တို့ခုစောစောပြောတော့လုံးဝလက်ခံနိုင်စရာအကြောင်းလည်းမရှိဘူးမငင်းတော့မငင်းချင်တော့ဘောနော်အဲ့လိုမျိုးပုံစံပေါ့လေအဲ့ဒီတစ်ချက်နောက်တစ်ချက်ကြတော့ကျွန်တော်တို့ဘာဖြစ်လို့လက်မခံနိုင်တာလဲအကြောင်းရင်းလေးပြောပြလို့ရမလားလို့ဘာဖြစ်လို့လက်မခံနိုင်တာလဲဆိုတာဘာဖြစ်လို့ပြောချင်တာက unity အောက်မှာတွားမယ်ဆိုရင်တော့policy အောက်မှာကျွန်တော်တို့နေတင်တာပေါ့နော်ဒါနဲ့ပေါ်အဲ့ဒါဘာဖြစ်လို့လက်မခံရတာလဲဆိုတာနာမည်ပြောက်ဖို့ကိုမလို့ချင်းလို့လားဆိုတာပေါ့နော်နေချင်တာနာမည်ထဲမှာပေါ့သမိုင်းကပါတာပေါ့နော်ဥပမာဆိုပါစို့ကျွန်တော်တို့ညီကိုချင်းချင်းပူပေါင်းကြမယ်ညီကိုချင်းချင်းအိမ်နီးချင်းချင်းပေါ့နော်ပူပေါင်းကြမယ်ဒါပေမဲ့ညီကိုချင်းဆိုပေမဲ့ဆိုပါစို့ဟိုကျွန်တော်နဲ့ကျွန်တော်ညီနဲ့ပူပေါင်းမယ်ညီကိုချင်းပဲဒါပေမဲ့ကျွန်တော်ညီရှာထားတဲ့ညပိုက်ဆံလဲကျွန်တော်ပန့်အကောင့်ထဲထက်ကျွန်တော်ညီရဲ့အိမ်လဲကျွန်တော်ပဲသိမ်းမယ်ကျွန်တော်ညီရဲ့ပိုင်ဆိုင်မှုပစ္စည်းလက်တော့ကားတဲ့အကုန်လုံးကျွန်တော်ပဲမုံပိုင်စီးမယ်မုံပိုင်စီးပြီးမှမင်းကရှီလာနေရမယ်ငါလည်းအောက်မှာလာနေရမယ်ဆိုရင်ကျွန်တော်ညီလည်းပဲသူ့အရေးချင်းနဲ့သူစူးစမ်းရှာထားတဲ့ပန်းနေငွေတွေလေတွေအိမ်တွေပိုင်ဆိုင်မှုတွေကားတွေရှိမှလေအကုန်လုံးကျွန်တော် confiscate တပုံမျိုးအကုန်လုံးသိမ်းလိုက်ပြီးမှလာပေါင်းခိုင်းတယ်မပေါင်းတဲ့လူကိုဒီကောင်ကမပေါင်းစည်းချင်တဲ့ကောင်ဆိုပြီးမှတစိတ်တက်လို့မရဘူးလေညီကိုလို့အတိမပြုဆက်စားမှာဟုတ်ရှိတဲ့မြဟိုသူ့ရဲ့သမိုင်းသူ့ရဲ့ဖြတ်သန်းမှုသူ့ရဲ့လက်နဲ့အဖွဲ့အစည်းတိတ်ကအကုန်လုံးကိုအောက်ထဲကိုထိုးထက်အကုန်လုံးကို confiscate လုပ်တယ်လို့အပိုင်သိမ်းလိုက်ပါပဲလားပေါင်းနိုင်မယ်ဆိုတဲ့အချက်မျိုးဖြစ်လို့မပေါင်းနိုင်တာပါအမှန်တော့ဒီစာရွက်ကိုဖတ်လိုက်တာနဲ့အမှန်တော့ရှင်းပြစရာတော့မလိုပါဘူးလူတိုင်းနားလည်မှာမြန်မာစာတက်တဲ့လူတိုင်းနားနေမှာပါဘာလို့မပေါင်းနိုင်တယ်လဲဆိုတာ Okay မပေါင်းနိုင်တဲ့အဓိကအချက် main point တွေကအခုပြောတာတခုเนาะနောက်တော့ရှိသေးလားအ point အဓိက အခုနနောက်တစ်ခုပေါ့ဘယ်လိုပြောမလဲကျွန်တော်တို့ဒီချင်းလန်းကောင်စီဖွဲ့ကြမယ်ဆိုတော့ကျွန်တော်တို့စုပေါင်းကြမယ်ပေါ့နော်စုပေါင်းကြမယ်ဆိုတဲ့အချိန်မှာကျွန်တော်တို့မှာ representation တွေလိုလာတယ် representation တွေလိုတဲ့အခါမှာကျွန်တော်တို့ကနဦး representation မှာကွာ ICNCC ခေတ်ကလေးကိုကကျွန်တော်တို့တောက်လျှောက်အငင်းပွားလာတာရှိတယ်သူတို့ရဲ့ပြောတဲ့ပုံစံကဆိုပါစို့တစ်ဖွဲ့ကိုကိုယ်စားလှယ်3ဦးစီဆိုပါစို့ကျွန်တော်ချင်းပြည်နယ်မှာဖွဲ့ပေါင်း18ဖွဲ့လောက်ရှိတယ်ဟုတ်တယ်နော်တစ်ဖွဲ့ကို3ဦးစီရမယ်ကျွန်တော်တို့မြို့နယ်ချင်းပြန်ကြည့်အောင် CDF မင်းတပ်ဒီမြို့နယ်လူအရင်9000ဝန်းကျင်ရှိတယ် student area လည်းတော်တော်ကျဲတယ်ချင်းပြည်မင်းတပ်မြို့နယ်နဲ့ထန်တလန်မြို့နယ်ကနည်းနည်းတူတယ်အကျယ်အဝန်းလည်းတူတယ်လူဦးရေလည်းနည်းနည်းတူတယ်ထန်တလန်လူဦးရေ4000ခွဲကျော်ရှိတယ်ချင်းမင်းတပ်လူဦးရေ9200လောက်ရှိမယ်အတူတူလောက်ပဲထားပါအောင်ဆိုပါစို့ဆိုရင်ထန်တလန်မှာကလောလောဆယ်အခြေစိုက်တာက CDF ထန်တလန်ရှိမယ် CDF စုပ်ဖေးရှိတယ် CDF လောက်တူရှိတယ်ပြီးတော့ CNF လဲမှာအခြေစိုက်သေးတယ်ဟုတ်တယ်တော့ပြီးတော့တခါကျ CDF မှာလည်းအမှန်နဲ့ထည့်တွက်လို့ရသေးတယ်တချို့နည်းနည်းလေးပါနေတာဟုတ်
ဆိုတော့ CNF ကိုခဏဖယ်လိုက်အောင် CDF ဆိုဖေလောက်တူ CDF ထန်တလန်မာရာဆိုတော့တမျိုးနဲ့ဒီတဖွဲ့ထဲကိုပဲ3ဆက်နှစ်ဆိုမှသူတို့က representation 14ခုရသွားမယ်တမျိုးနဲ့ထဲရနဲ့ကျွန်တော်တို့ min တက်က3ဦးပဲရမယ်12ဦးနဲ့3ဦးကျွန်တော်တို့ပြီးတော့တချို့အဖွဲ့တွေ CDF အဖွဲ့တွေကြည်ပါသူများ CDF လို့လိုက် CDF ရတာလေတချို့ CDF အဖွဲ့တွေကြည်ပါတကယ်မြေပြင်ချင်းနေဆိုရင် CDF 5ဖွဲ့6ဖွဲ့လောက်ပေါင်းလိုက်မှ CDF မင်းတပ်တပ်ဖွဲ့ထဲနဲ့ညီတဲ့အဖွဲ့တွေရှိပါတယ်ဒါပေမဲ့ CDF မင်းတပ်လည်း3ဖွဲ့ပဲရမယ်ဆိုရင်3ဦးရမယ်ဆိုရင်သူတို့လည်းတူဦးချင်းစီအယောက်30ရှိတဲ့ဖွဲ့ဖြစ်အယောက်40 50ရှိတဲ့ဖွဲ့ဖြစ်ထောင်နဲ့ချီရှိတဲ့ CDF လို့မျိုးပဲသူတို့ကိုယ်စားလှယ်3ဦးစီရတာကအဆင်မပြေဘူးအဲ့လိုဆိုရှင်းပြန်ကျွန်တော်တို့ရှင်မှာလည်းအမျိုးကွဲပြားခြင်းတဲ့လူတစင်ထောင်ခြင်းတဲ့လူဒီကိုပိုင်တပ်ဖွဲ့နဲ့ခပိုက်ဆောင်တပ်ဖွဲ့နဲ့လောက်လိုက်တပ်ဖွဲ့နဲ့ဖွဲ့ထောင်ခြင်းလို့အများကြီးရှိတယ်လေစုစီကြစ်လေးတွားလို့ဒါကျွန်တော်တော်လှန်ကြီးမှာစုစည်းရတာစီးလွန်လာတာပိုခက်တယ်လေကွဲပြားခြင်းတန်ကွဲပြားကြတဲ့ဆိုမင်းတပ်ကလည်း10ဖွဲ့တော့ကွဲလာမှာပေါ့မင်းတပ်10ဖွဲ့တော့ကွဲလာရင်10ဖွဲ့စာကိုယ်စလဲ30လေ30ဆိုရင်မှကျွန်တော်တို့ကိုအယောက်30ကိုယ်စလဲပေးမလားကိုယ်စလဲအရေးအတွက်အချိုးအစားခွဲကြတဲ့အချိန်မှာညင်မျှမှုမရှိဘူးကျွန်တော်ဟိုအရင်ကလည်းပြောခဲ့တာခုလည်းပြောခဲ့တယ်သူများရတဲ့လောက်ကျွန်တော်တို့ရမယ်ကျွန်တော်တို့ရတဲ့လောက်သူများရမယ်ဟာခါရတဲ့လောက်မင်းတက်ရမယ်မင်းတက်ရတဲ့လောက်ပလဲဝရမယ်ပလဲဝရတဲ့လောက်ထန်တလန်ရမယ်ထန်တလန်ရတဲ့လောက်မင်းတက်ရမယ်မင်းတက်ရတဲ့လောက်မတူပီရမယ်မတူပီရတဲ့လောက်ဖလမ်းရမယ်ကျွန်တော်တို့ equality သဘောသွားတယ်လေအဲ့လိုမျိုးမဖြစ်ဘူးပြီးတော့မှ manipulate လုပ်ချင်တဲ့သဘော influence လုပ်ချင်တဲ့သဘောတွေများလာတယ်အခုနောက်ဆုံးထွက်လာတဲ့ချင်းလန်းကောင်စီရဲ့ဝင်ကြီးဌာနအရေးအတွက်နဲ့ဝင်ကြီးလုပ်တဲ့လူတွေကိုကြည့်လိုက်ပါဘယ်မျိုးနွယ်ဆိုတာပုံများတယ်လဲတကယ် equality ရောဖြစ်ရလားအားလုံးသိတယ်နော်ပြီးတော့နောက်ဆုံးမှာကောင်စီကိုပြန်သွားကြည့်ကောင်စီဒီလုံချိုးရေးကောင်စီကာလုံပုံစံသူတို့ဖွဲ့ထားတယ်ကာလုံပုံစံမှာလည်းပဲ CNF ဒီထိတ်ဆုံးမှာရှိမယ်နော်ဒီကောင်စီချင်းလန်းကောင်စီရဲ့အောက်မှာပဲကျွန်တော်တို့ကရှင်းပြောရင် threat တော့ကျွန်တော်တို့မန်တန်ကြီး3ရက်အထက်မှာကောင်စီရှိဦးမယ်ကောင်စီမှာ majority ကလုံမယူထားမှာက CNF ပဲဖြစ်နေတာဟုတ်အဖွဲ့တစ်ဖွဲ့က manipulate လုပ်မဲ့အဖွဲ့ထဲမှာကျွန်တော်တို့မပါနိုင်ဘူးချင်းပြည်ရေးမှာမင်းတပ်ကထင်ရဆိုင်နေဖြစ်နေဆိုရင်အကုန်လုံးကကျန်တဲ့9မြို့နယ်ရှိတယ်ပေါ့အချမ်းဖြစ်မလို့9မြို့နယ်ရှိတယ်မင်းတပ်ကထင်ရဆိုင်မယ်ဆိုရင်ကျန်တဲ့မြို့နယ်၄-၅မြို့နယ်လည်းမတူရင်မင်းတပ်ဘာမှလုပ်လို့မရတဲ့အခြေအနေမျိုးဖြစ်ရမယ်ဖလမ်ကထင်ရဆိုင်ချင်နေဆိုရင်ကျန်တဲ့မြို့နယ်သဘောမတူရင်သူဘာမှလုပ်လို့မရတဲ့ပုံစံမျိုးတကယ် check and balance ကောင်းကောင်းရှိတဲ့ political landscape မျိုးကျွန်တော်လိုချင်တယ် political situation ကျွန်တော်လိုချင်တယ်အခုတဖွဲ့ကထင်ရဆိုင်လိုက်မယ်ဆိုရင်တဖွဲ့ကလိုချင်တဲ့ပုံစံသွားမှဆိုကျန်တဲ့လူဘယ်သူမှဘာမှပြောလို့မရတော့ဘူးအဲ့လိုမျိုးအခြေအနေမှာတော့ကျွန်တော်တို့မပူပေါင်းနိုင်ဘူးမဖြစ်နိုင်ဘူးကျွန်တော်တို့မှာအချင်းချင်း check and balance ရှိတဲ့ political landscape ပဲကျွန်တော်တို့မှားနိုင်တာအများကြီးရှိတယ်အဲ့ဒါကိုဘယ်လိုပြောမလဲအများစုကပြန်ထိန်းချုပ်ရမယ်မင်းတက်ထင်ရဆိုင်လို့မရဘူးမင်းတက်လှုပ်ချင်လို့မဆိုအကုန်လုံးပြန်ထိန်းချုပ်နိုင်မဲ့ဟာကကျန်တဲ့အဖွဲ့တွေမှာရှိရမယ်တဖွဲ့ကလှုပ်ချင်ရလှုပ်မယ်ဆိုတဲ့အတိုင်းသဘောကျလှုပ်မယ်ဆိုတိုင်းလည်းအကုန်လုံးပြန်ထိန်းချုပ်နိုင်ခြင်းတွေရှိရမယ်နောက်ဆုံး CNF ပဲကြည့်ပါအောင်ထန်တလန်မှာပဲသူတို့အခြေစိုက်တယ်လေခုနကပြောထန်တလန်မှာဆိုဖေလောက်သူတို့ CDF ထန်တလန်ယူပြီးရင် CNF ကပဲ25ဦးစပြန်ယူလာဦးဒီလိုမျိုးတွေမှာဒီလိုမျိုးအခင်းအကျင်းနဲ့တွားတဲ့အတွက်ကြောင့်ဒီကောင်စီဒီတကယ် check and balance လုံးဝမရှိနေတဲ့ကောင်စီဖြစ်တယ်အဲ့ဒါကတားရချက်ပေါ့နော်နောက် soda ချက်ပြောရမယ်ဆိုရင် boundary ကျွန်တော်တို့မြို့နယ်အတွင်းမှာပဲ boundary federal unity ကိုဒေသခံတဲ့သဘောတူခြင်းနဲ့အသစ်ပြန်ဆွဲလို့ရမယ်လို့ပြောတယ်ဆိုတော့မရာနယ်ပဲဖြစ်ဆိုဖေနယ်ဖြစ်လောင်တူနယ်ဖြစ်ဟွာငိုရန်ဖြစ်အကုန်လုံးမြို့နယ်စုအရာအကုန်လုံး boundary ပြန်ဆွဲကြမယ်ဆိုရင်ချင်းပြည်နယ်မှာunit ပုံစံဒီ federal boundary territory အများကြီးထွက်လာမှာဆိုရင်ကျွန်တော်တို့အများကြီးပြဿနာတက်လာမယ်ဥမာဖလမ်ကိုကြည့်ပါဖလမ်ကိုကြည့်တယ်ဆိုရင်လူမျိုး12မျိုးလောက်ရှိတယ်လေ
မျိုးနွယ်စုတစုချင်းစီတာ CDF ကြီးထွက်ခိုင်းမယ်မျိုးနွယ်စုတစုချင်းစီတာမိမိမျိုးနွယ်စုဖြစ်ချင်းတီတကယ်ကျွန်တော်ရဲ့ ethnicity ပေါ့နော် tribal ပေါ့လေကျွန်တော်ရဲ့ tribal ethnicity အလိုလျောက် political authority နဲ့ပြန် equal လုပ်လိုက်မယ်ပြန်မှညီမြချင်းချလိုက်မယ်ဆိုရင်ကျွန်တော်တို့အများကြီးကွဲလာဖို့ရှိတယ်အများကြီးထွက်လာဖို့ရှိတယ်ကွဲလေပြဲလေကောင်းလေဆိုတဲ့ပုံစံမျိုးကိုလူမျိုးရေးစကားတွေထွက်လာမယ် ethnic tribalism နဲ့အများကြီးပြန်ထွက်လာမယ်အဲ့ဒီကလည်းတစင်ကျွန်တော်တို့မှာ stability ပြဖို့မဖြစ်နိုင်တော့ဘူးအကုန်လုံးကချင်းတွေကဘသူကဘသူမထင်မကြည့်ကြဘူးဘသူကဘသူလေးအောင်မဝင်ချင်ကြဘူးအလုံးတန်းတူကြီးမြနေချင်ကြတယ်ကျွန်တော်တို့ညီနောင်မှာဆိုလဲ film ကိုကျွန်တော်တို့အများအား support လုပ်တယ် film ကမင်းတက်ကို respect ထားတယ်မင်းတက်ကမတူပြီး respect ဖြစ်တယ်မရာက complete respect ဖြစ်မယ်မင်းတက်ကမရာ respect ထားမယ် mutual respect နဲ့ပဲတွားကြတာအခုလိုမျိုးမရှိတော့ဘဲနဲ့ရှိသမျှမျိုးနွယ်စုတွေကိုဖွာပြီးမှရှိသမျှမျိုးနွယ်စုရှိတိုင်းကျွန်တော်တို့ CDF လောက်ကြမယ် political authority power နဲ့ထားကြမယ်ဆိုကျွန်တော်တို့အကုန်လုံး boundary မျိုးကွဲလာမယ်ပြီးတော့ boundary အသစ်ပြန်ဆွဲကြမယ်ဆိုရင်လဲချင်းလန်းကောင်စီမှာ most influential ဖြစ်တဲ့ CNF CNA နဲ့ပိုပြီးမှပနာတဲ့တဲ့လူပနာစားတဲ့လူသူတို့နဲ့ပိုစင်ပြည့်တဲ့လူဖက်ကနေမြတ်ပူပဲ့ပါသွားမျိုးဖြစ်လာနိုင်တယ်ဆိုတော့အကုန်လုံးကသူ့ပဲသွားပေါင်းရမယ်လို့ဘာလို့ဆိုသူနဲ့ပေါင်းမှာပဲကျွန်တော်တို့နေမြေပူကြရမှာလေနေမြေကအခုမှအသစ်ဆွဲမှာအရင်ကမရှိခဲ့တဲ့နေမြေအခုမှမြင်းကြောင် boundary အသစ်ဆွဲတော့မယ်ဆိုရင်အာနာအရှိဆုံးအဖွဲ့ကဆွဲချင်တယ်လို့ဆွဲရမယ်ဆိုအဲ့ဒီအဖွဲ့နဲ့ကျွန်တော်သွားပေါင်းထားမှာဖြစ်မယ်အဲ့ဒါမှငါတို့ဖက်ကမြေကြီးရမှာငါတို့ territory ကြီးရမှာဆိုတဲ့ပုံစံနဲ့ဖြစ်လာမယ်လေအဲ့လိုမျိုးကြရင်ကျွန်တော် check and balance လုပ်ပေးမယ်လို့ဘယ်သူလဲအဲ့လိုမျိုးအခြေအနေဒီမှာကျွန်တော်တို့ပူပေါင်းဖို့ပေါ့နော်ဒီ territory တွေ boundary အသစ်ပြန်ဆွဲမယ်ဆိုတာပေါ့လေဆိုတော့ဒီအချက်နဲ့တင်ဒါ main concern တွေပေါ့နော်ဟုတ်ကဲ့ဒါဆိုတော့ကိုမိုင်ပါရောအချက်လက်နဲ့ပြောပြနိုင်မလားဟုတ်ကဲ့အဲ့ဒီပုံမှာကျွန်တော်အမြင်လေးကိုကျွန်တော်နည်းနည်းသုံးသပ်ချင်တယ်အဲ့ဒါကျွန်တော်တို့ဒီအဖွဲ့အစည်းရဲ့ policy လဲတိတ်မဟုတ်ဘူးပြီးလို့ရှိရင်ကျွန်တော် CC အတွင်းပိုင်းမှာကိုရောက်မှလို့ကျွန်တော်နိုင်ချက်အထဲမှာပါဝင်တော့ဆွေးနွေးခဲ့တဲ့လူဖြစ်တဲ့အတွက်ကျွန်တော်အပြင်ကနဲ့သူတို့ရဲ့ပါလေ constitution တွေဘာတွေကိုလေ့လာရင်းနဲ့ကျွန်တော်တည်သွားတဲ့ဟာတွေလေးတွေကိုနည်းနည်းထောက်ပြအခုကိုရောမှာထောက်ပြသွားတဲ့အချက်လေးတွေမှာလည်းတော်တော်ပါသွားတာပေါ့ဒါပေမဲ့တစ်ဖက်ကနေကျွန်တော်ဒီအပြင်မှာကျွန်တော်ဒီတော်လှိုင်းမှာကျွန်တော်တို့ဘာကြောင့်မိခွန်းကမငြိညွတ်နိုင်တာလဲဆိုတော့မိခွန်းလို့ပဲကျွန်တော်သဘောပေါက်တယ်အဲ့ဒီငြိညွတ်တယ်ဆိုတဲ့ဟာက number 1ကျွန်တော်တို့မှာအတိအမှပြုမှုကလွဲနေတယ် mutual respect မရှိဘူး mutual recognition မရှိဘူးအဲ့ဒါကျွန်တော်ချင်းပြင်မှာတကယ်အဲ့ဒါကြုံတွေ့နေရတဲ့ပြဿနာကျွန်တော်တို့မှာတကယ်ကွဲပြားနေတာတွေကိုကျွန်တော်တို့အမြင်နဲ့မမိတ်ဖို့တော့အရေးကြီးတယ်ဒါပေမဲ့ဒီကွဲပြားမှုတွေကိုကျွန်တော်ဘယ်လိုအခြေခံမလဲကျွန်တော်ဒီချင်းပြည်တီဆောက်ရေးမှာပဲပြီးအဖွဲ့အစည်းညီညွတ်ရေးမှာပဲပြီးကျွန်တော်ဒီကွဲလွဲတဲ့ပြဿနာတွေကိုဘယ်လိုအခြေခံပြီးမှအစုစည်းမလဲဆိုတဲ့ဟာလေးတွေအဲ့ဒီ technique ပိုင်းဆိုင်ရာပေါ့နော်အဲ့ဒါမျိုးတွေလည်းကျွန်တော်တို့အားနည်းချက်တွေရှိတယ်လို့ကျွန်တော်မြင်တယ်ဒါတော့နှစ်ဖက်ပေါ့ DCC ဖက်ကပဲ CB ဖက်ကပဲဖြစ်ပေါ့နော်ကျွန်တော်တို့အဲ့ဒါတွေကတော့အမြဲတမ်းသုံးသပ်လေ့လာရမယ့်အချက်တွေဖြစ်တယ်ပြီးလို့ရှိရင်ဒေါ်လာရေးစလာကြတဲ့ကနေကျွန်တော်အမြင်နဲ့ဖြစ်စေချင်တဲ့အရာကတော့ဒီလိုရှိတယ် CNA နဲ့ဒီဒေါ်လာရေးအဖွဲ့အစည်းတွေကိုလက် CNA ကလက်အောက်နေသားလို့ဆက်ဆံတဲ့အချက်ကတော်တော်မှားတယ်လို့ကျွန်တော်မြင်တယ်အဲ့ဒီ subordinate level နဲ့သူဆက်ဆံလိုက်တော့အဲ့ဒါပြဿနာဆလာပြီပေါ့ Amazon တော့ဒီ partner နဲ့အမြင်နဲ့သူဒီဒေါ်လာရေးအဖွဲ့အစည်းတော့ partner အမြင်နဲ့သူသွားလို့ရှိရင်ကျွန်တော်ဒီပြဿနာတွေကြုံစရာမရှိဘူးလို့ကျွန်တော်မြင်တယ်အခုကိုရောမှာထောက်ပြသွားတဲ့အချက်တွေလေအတွင်းမှာရှိရင်းနဲ့ကျွန်တော်သဘောထားချင်းကွဲလွဲနေရင်တော့မှအတူတူနေနိုင်တဲ့နီးလန်းတွေလည်းရှိတယ်အဲ့ဒီအပြင်မှာကျွန်တော်တို့ဒီအစကင်ကြွယ်လာတဲ့လမ်းကလေးဒီလမ်းစကနဲ့မှားသလားလို့ကျွန်တော်မြင်တယ်အခုကရားပြည်နယ်ကိုကျွန်တော်ကရားတွေကိုနည်းနည်းလိတ်လာကြည့်တာပေါ့ KA ဆိုတာရှိတယ်တင်တယ်သူတို့ရှိပြီးသားပေါ့နော်ဒါပေမဲ့ KNDF ပေါ်လာတော့သူတို့ KNDF ကိုသူတို့ကောင်းသူတို့ဆက်ဆံတာကသူတို့လည်းအောက်ငယ်သားလို့သူတို့မဆက်ဆံဘူး level 2ရဲ့ပုံစံနဲ့သူတို့ဆက်ဆံတယ်သူတို့ကိုပေါင်းတင်တယ်သူတို့နဲ့လက်တွဲလောက်ကင်ပေါ့
အခုကအဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်ချင်းပြည်မှာအစကတည်းကလက်အောက်ငယ်သားဆက်ဆံတဲ့ပုံစံလိုမျိုးကိုကျွန်တော်ဒီအသစ်ပေါ်လာတဲ့ဒေါ်လာအဖွဲ့အစည်းတွေကိုအဲ့လိုဆက်ဆံမိလို့ဖြစ်တဲ့ပြဿနာလို့ကျွန်တော်မြင်တယ်အဲ့ဒီမှာနောက်တစ်ချက်ကကျွန်တော်တို့ဒီဒေါ်လာရဲ့တက်တန်းဘလောက်ရှိပြီဟိုဒီလောက်ရှိပြီအသက်ကြီးပြီငယ်ပြီဆိုငယ်ရတယ်ဆိုတော့အရာမျိုးနဲ့ဒီအခုပေါ်ပေါက်လာတဲ့ဒေါ်လာရင်းမျိုးကိုကျွန်တော်တို့ဘယ်လိုလဲလှုပ်ဆောင်လာတဲ့အတွက်လည်းအဲ့ဒီမှာပါသွားတယ်အရင်ကသူတို့အင်တာဗျူးတွေမှာကျွန်တော်နားထောင်ကြည့်တယ်ကျွန်တော်တို့က36နှစ်သားပဲမနေ့တနေ့ကပေါ်လာတဲ့သူနဲ့ကျွန်တော်တို့ဘယ်တူနိုင်မလဲကျွန်တော်တို့ပဲသူတို့ကိုအုပ်ချုပ်ရမယ်ဆိုတော့သူတို့ပစက်ကပဲပြောသွားတာပဲလေအဲ့ဒါသူတို့ဝန်ခံတာပဲအဲ့ဒါသူတို့ရဲ့ခံယူချက်ကတော့လူတိုင်းရောဒီကနေ့ကျွန်တော်လက်ခံနိုင်တဲ့အဆင့်ရှိလားဆိုတာကျွန်တော်ပြန်စဉ်းစားရတယ်အဲ့ဒီအချက်ပေါ်မှာအရန်ကျွန်တော်စိတ်ထိခိုက်တယ်ဘာလဲဆိုတော့အစကတော့ကျွန်တော်သူတို့ကိုယုံကြည်ခဲ့တာပေါ့ဒါပေမဲ့တကယ်တမ်းသွားလာလှုပ်ရှားလာဒီတကယ်ဒီဒေါ်လာကြီးတဲ့ကိုအထဲထဲဝင်လာတော့လေသူတို့ကတကယ်လှုပ်လာတော့တမျိုးတစ်ပုံဖြစ်လာတယ်ဆိုတာကိုကျွန်တော်မြင်မိတယ်အဲ့ဒါအခုမှပြန်သုံးသပ်တယ်ဆိုတာလဲတိတ်တော့မကောင်းဘူးဒါပေမဲ့သူတို့ပြောပြီးသားစကားတွေပါအဲ့ဒါကျွန်တော်နှိုက်ပြီးမှပဲအမိုက်ပုံကနေကောက်တာတော့မဟုတ်ဘူးသူတို့ပြောပြီးသားစကားကိုပြန်ပြောတဲ့ဟာပါပြီးလို့ရှိရင်အဲ့ဒါကျွန်တော်တို့ချင်းမီနယ်တွေမှာနောက်မှာလဲအခုနစိုးစနာဒီအစပိုင်းမှာကျွန်တော်ပြောတယ် nation building လို့ကျွန်တော်အော်နေတာ state building လို့ဆိုတာမျိုးဟာတကယ်ကျွန်တော်တို့နှိုက်ချော့တော့လိမ့်လာတယ်ဆိုလို့ရှိရင်ကျွန်တော်အခြေခံကြကျွန်တော်တို့ဟိုးလူမျိုးစုကနဲ့သဘောထားလေးတွေကိုမမိတ်ဖို့တော့အရေးကြီးမယ်ဒီလိုမှမဟုတ်ရင်ကျွန်တော်တို့ချင်းပြည်အရေးကဒီ1940ခွန်ဘုချုပ်အောင်ဇလန်ပြီးတာနဲ့စတင်လာတဲ့ဥနယ်ဝင်းရဲ့ idea ကကနေ့အထိကျွန်တော်ချင်းပြည်မှာလည်းကြရိုက်နေတယ်ဆိုတာမမေ့ဖို့အရေးကြီးတယ်အဲ့တော့ကျွန်တော်တို့က Burmanization ကိုအရန်ကန့်ကွက်တယ်လို့အခုကျွန်တော်ချင်းပြည်မှာလည်းလူတဦးတယောက်တစ်ဖွဲ့တစ်စီးကအဲ့လိုမျိုးလွှမ်းမိုးခြင်းနဲ့ဆန္ဒမျိုးနဲ့ချင်းပြည်မှာဆက်လက်လုပ်လို့မရဘူးအဲ့ဒီမူစနစ်ကိုမကြိုက်လို့တော်လှန်နေကြတာပဲလေအဲ့တော့ကျွန်တော်တို့မှာအမြဲတမ်းသတိထားရဖို့ကကျွန်တော်ကအင်အားကြီးတယ်အရင်လောက်ခဲ့တယ်ပေါ့ဟိုဟာဖြစ်တယ်ပေါ့အမျိုးမျိုးပြောကြတယ်အဲ့ဒါတွေကသူတို့အနေနဲ့တော့မှန်ကောင်းမှန်လိမ့်မယ်ဒါပေမဲ့လူထုအနေနဲ့ရောတခြားဒေါ်လာရဲ့အဖွဲ့အစည်းတွေရောလက်ခံနိုင်တယ်လားဆိုတာမျိုးတွေလည်းကျွန်တော်တို့အမြဲတမ်းမမိတ်ဖို့တော့အရေးကြီးတယ်အဲ့အကြောင်းလည်းကျွန်တော်ညီညွတ်စရာအကြောင်းရှိလားရှိတာပေါ့ညီညွတ်ဘာကြောင့်မညီညွတ်နိုင်မှာလဲညီညွတ်အောင်မှကျွန်တော်တို့မလုပ်တာကဲကျွန်တော်တို့ဒီချင်းတမိုင်းကိုကျွန်တော်ရေးနေပြီလေအခုချင်းတမိုင်းကျွန်တော်ဘယ်လိုရေးနေတာလဲတယောက်နဲ့ပြစ်ခတ်နေကြတယ်လေရန်ဟိုမှာတိုက်ပွဲနဲ့တမိုင်းရေးနေကြတာလေအဲ့ဒီဇလန်းကဘယ်သူစတာလဲအမှန်ဆိုတော့ဟိုဖက်အဖွဲ့ကဒီဖက်ကိုဆွဲလိုက်ဒီဖက်အဖက်ကဟိုဖက်ဆွဲလိုက်အားလုံးပါတယ်ကောင်းဆောင်ပိုင်းကစတဲ့အရာပဲအဲ့ဒါအမှန်ဆိုတော့အကြောင်းကနေ့ကျွန်တော်ဒီဟာတွေကိုမမေ့ဖို့အရေးကြီးတယ်ဒါကြောင့်ကျွန်တော်ညီညွတ်နိုင်တဲ့နီလန်းရှိတာပေါ့အရှုပ်အတေးလုပ်လို့ရတယ်လေဘာကြောင့်မညီညွတ်နိုင်မှာလဲဒါမဲ့ကောင်းတဲ့စုံမှတ်ဖြစ်ဖို့အတွက်တော့အမြဲတမ်းကျွန်တော်စုံမှတ်ကိုသွားနိုင်ဖို့ငင်းချမ်းရေးဖက်ကျွန်တော်ဗာလဲစပွဲပေါ်ကနေသွားပြီးမှကျွန်တော်တို့အမြဲတမ်းစုံမှတ်တော့လိုက်ရှာရမယ်ဒီလိုမှမဟုတ်ရင်တော့ကျွန်တော်တို့ဒီတိုင်းနဲ့တော့နှစ်ရှည်လများကျွန်တော်တို့သွားလာလို့ရှိရင်ပိုးပြီးမှဝေးလေတဘောထားတယ်ကွဲလေပြန်စုစည်းရပြန်ညီညွတ်ရခက်လေဖြစ်မှာအခုကျွန်တော်တို့တရွာသားတဲ့တောင်မှအခုကျွန်တော်တို့ဒီဒေါ်လာရေးကနဲ့ idea ချင်းမတူတော့ဖုန်းတော့မဆက်ဘူးစကားတော့မပြောဘူးဖြစ်နေတာဘာကြောင့်နေလဲဆိုတော့ကျွန်တော်တို့ idea ချင်းကအရန်ဝေးกว่าအတူတူမနေဘူးမပြောဘူးမဆိုဘူးဆိုတော့မျိုးတွေလည်းအရန်ကျွန်တော်တို့သတိထားရမယ်ဒါကြောင့်ချင်းပြည်ဒီလိုဘာဖြစ်လို့မပေါင်းနိုင်တာလဲဆိုတာပေါင်းအောင်ကိုမှမလုပ်တာမပေါင်းအောင်ကျွန်တော်တို့တကွဲတပြားဖြောင်းလုပ်နေတဲ့ကောင်းဆောင်ပိုင်းတွေရှိလို့အကြောင်းကျွန်တော်ပြောချင်တာကအခုကျွန်တော်ကောင်းဆောင်ပိုင်းတွေပြန်စဉ်းစားရမယ်အပြောအဆိုကအစဒီကျွန်တော်တို့ online ကအပြောအဆိုကအစကျွန်တော်တို့အမြဲတမ်းသူများအဖွဲ့အစည်းကိုတိုက်ပြီးမှသူများအဖွဲ့ကိုအမြင်မှားအောင်လုပ်နေတဲ့အရာမျိုးတွေကအမှန်တိုင်းဆိုတော့ကျွန်တော်တို့အတွက်အကောင်းဆုံးတော့မဟုတ်ဘူးကျွန်တော်မြတ်ဖို့အတွက်ကျွန်တော်ဆူတောင်းရမယ်ဘုရားယုံကြည်တဲ့သားသမီးတွေဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့အမြဲတမ်းကျွန်တော်သတိထားဖို့ကတော့ဘယ်နေရာပဲကျွန်တော်ငြိမ်းချမ်းဖို့အတူတကွနေနိုင်ဖို့လမ်းကြောင်းတော့အမြဲတမ်းရှာဖို့တော့ကျွန်တော်မှာတော့ကျွန်တော်personal အနေနဲ့အဲ့လိုယုံကြည်ထားတယ်လို့ကျွန်တော်နည်းနည်းကျွန်တော်ရဲ့အမြင်လေးကိုသုံးသပ်ဒီချင်တယ်ကျေးဇူးတင်တယ်
ဟုတ်ကဲ့ကျေးဇူးပါကျွန်တော်အခု interview ခေါ်ရခြင်းအကြောင်းရင်းကကျွန်တော်တို့ကချင်းလူမျိုးအချင်းချင်းတစ်ချက်နှစ်ချက်ကကျွန်တော်တို့ချင်းအချင်းချင်းကိုတိုက်ခိုက်မှုအခင်းချင်းဖြစ်နေလို့တိုက်ခိုက်ရုံနဲ့မဟုတ်အခုကမေပီမှာလူတွေလည်းနှစ်ဖက်စလုံးရှိတယ်ဆိုတော့ကျွန်တော်တို့သိရတယ်ဆိုတော့အခုမေးထားတဲ့မေးခွန်းတွေကတခြားအဖွဲ့ရဲ့ချွင်းရင်ချက်ကိုအဲ့လို time pass နဲ့ပေါ့နော်ပြောခိုင်းတာယုံမဟုတ်ဘူးဒါနဲ့ကျွန်တော်တို့ပြောရတဲ့အဓိကအကြောင်းရင်းနဲ့မေးချင်တဲ့အဓိကအကြောင်းရင်းကအဲ့ဒါကိုကျွန်တော်တို့ဘယ်လိုဖြည့်ရှင်းရမလဲရက်တက်ရမလဲဆိုတော့ကျွန်တော်မေးချင်တာဖြစ်တယ်ဆိုတော့နောက်မေးခွင့်မေးချင်တာက how can we work together ပေါ့နော် how can we work together to prevent from our current problem is it unity is possible right now if so how do we achieve it do you believe there is a way and the same time are you willing to do it or are you willing to act on it အဲ့ဒါ CB ဖက်ရဲ့စန္ဒပေါ့နော်CB ဖက်ကတကယ်ကို unity လုပ်ချင်သလား unite လုပ်ချင်သလားဆိုတာကျွန်တော်ဒီကနေ့အမေထပ်ပြီးတော့မေးချင်တာပေါ့နော်အဲ့ဒီမေးခွန်းကိုနှစ်ယောက်စလုံးဖြေဖို့ဘယ်သူရင်ဖြေမလဲ ကိုရောမှာပဲဖြေပါ ကျွန်တော်ရင်ဖြေလိုက်ပါမယ် unity ချင်းနေမျိုးဒီခုလို unity is a two way process ဖြစ်တယ်နော် one way process ဘူး two way process ဖြစ်တယ်ဆိုတော့ both parties must come clean they have to step forward they need to be proactive they need to lay their hands around no more hidden agendas no more hidden agendas no more manipulation they need to come clean we need to come clean ဒါမှမဟုတ်ပဲနဲ့ကျွန်တော်တို့က politics is a play ပေါ့နော် politics is a game the same time politics is dirty so we're not here to play games အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့က we keep mostly politics out of our revolution for the meantime because ဆော့ပြောတခါလေကျန်ကျွန်တော်တို့ဆော့ပြောတဲ့ဒီဟို leadership မိခွန်းတော်၎င်းတချို့သော smart goals တော်၎င်းthese are desperate times calls for desperate measures ဆိုတဲ့အတွက်ကြောင့်တခါတည်း Napoleon ပြောတဲ့တစ်ခုရှိတယ် a good plan violently executed now is better than a perfect plan executed next week we are always against time ပြည်သူတွေရဲ့ endurance ဟိုကျွန်တော်တို့တော်လှန်ရေးဖွဲ့ရဲ့ endurance အခြေအနေနဲ့ဆိုတော့ကျွန်တော်တို့ against time အများအားမြန်ဆန်ဆန်လုပ်ရတဲ့အခြေအနေရှိတဲ့ခါကြတော့ဒီအချိန်မှာ we need to come clean and we need to in order for us to come clean ဆိုတဲ့အချိန်ကြမှာ we have to build trust trust is the most valuable currency and if trust is being abused trust is being manipulated if trust is being manipulated again and again and again and again how do we build trust again without trust there's no progress without trust there is no way forward ကျွန်တော်တို့အခု trust ပြန်ဆောက်ကြမယ် communicate ပြန်လုပ်ကြမယ် first we must end hostilities from both parties no more firing no more engagement both party for us for our side we never fire from our side first we didn't engage first but right now both party we are focusing on SAC they back down right now there is no firing there is no engagement let's keep it that way no more firing no more hurting each other area ne sabi ma let's establish communication channels let's begin talking အဲ့ဒါကအစ area ne sa me စေစဖို့ခြေလှမ်းပေါ့ yes without communication there's no action communicate မလုပ်ရဘဲနဲ့ကျွန်တော်တရားအကြောင်းတရားမသိဘူးလေ communicate လုပ်ကြပြီးရင် we have to follow up our words with our actions
Generalပြောတဲ့စကားလုံးရဲ့နောက်ကို general action နဲ့ follow up လုပ်ပြီးဆိုရင် now we have trust. Now there is trust. Then we can work together. We can work on something ဖြစ်ပြီလေအခုက right now there is no communication. Right now there is no trust. As I said, trust is the most valuable currency, the most valuable commodity between organizations, amongst organizations. And change problem even with brothers, even with families. သူတို့ဖက်ကပြောတာအတူတူစကားပြောဖို့ခဏဖိတ်ခေါ်ပါတယ်လို့လည်းပြောတာကြားတယ်အဲ့ဒါမဟုတ်ဘူးလားတကယ်မဟုတ်ဘူးလားသူတို့ကကျွန်တော်တို့လည်းဘယ်လိုပြောမလဲကျွန်တော်ပြီးခဲ့တဲ့စကားဘယ်လိုပြောမလဲကျွန်တော်ပြီးခဲ့တဲ့ interview တွေမှာလည်းဖြေခဲ့သေးတယ် We don't have to look good. We have to be good. We don't have to talk nice. We have to act nice. လူကြားကောင်းအောင်လူရီကြားချင်တဲ့စကားလူကြားကောင်းအောင်ပြောရုံလေးပြောပြီးမှ on the other hand in reality you do different you do the opposite way အဲ့လိုပုံစံနဲ့ကျွန်တော်ရှေ့ဆက်သွားလို့မရဘူးတကယ်ဟိုနေပြည်မှာကျွန်တော်မနေ့ကပဲကျွန်တော်ရှေ့တန်းကလည်းပြန်လာပါတယ်ရှေ့တန်းဆိုတဲ့တကယ်တစ်ခတ်တဲ့နေရာတော့မရောက်ဘူးပေါ့နော်ရှေ့တန်းနောက်နားထီပေါ့တကယ်ရှေ့တန်းရဲပေါ်နဲ့တွေ့ခဲ့တယ်မတူပီတက်မှာတိတ်ကတွေ့ချင်တယ်ဖိတ်ခေါ်တယ်မတူပီတက်မှာနဲ့မလာဘူးတဲ့သူတို့ CC ဖက်ကကျွန်တော်တို့ communicate လုပ်မယ်ဆိုရင် I mean through which channel through which person how is it an invitation or is it some kind of message or phone call or what's the proof how are we trying to communicate with each other we have to begin there Okay okay ဒါဆိုရင်တော့ကိုမိုက်ပါရောဆက်ပြနိုင်မလားဟုတ်တယ်ဒီကိစ္စတော့ကိုရိုးမှန်ပြောသွားတာတတော်ကိုပြည့်စုံတယ်ကျွန်တော်ဖြည့်စရာတော့မရှိတော့အောင်သူပြောသွားတယ်အဲ့ဒါအရန်ကောင်းတယ်ကျွန်တော်ကိုယ်တိုင်လည်းအရန်သူပြောသွားတော့စိတ်ဝင်စားတယ်ပြီးလို့ရှိရင်အခုကျွန်တော်တို့တက်မှာဒီ trust building ကလုံးဝမရှိတဲ့အရာဖြစ်နေတယ်ဆိုတာတော့အားလုံးအသိပေါ့နော်ပြီးလို့ရှိရင်အခုချက်ချင်းကျွန်တော်တို့တကယ်ပေါင်းစည်းရေးပြန်လဲအတူတကွလှုပ်ဆောင်နိုင်တဲ့နီးလန့်ကိုကျွန်တော်ရှာမလားမရှာဘူးလားဆိုတော့ကျွန်တော်တို့ဆုံးဖြတ်ရလိမ့်မယ်စိတ်ဓာတ်ထဲမှာရှိရလားပေါ့ကောင်းဆောင်တွေမှာရှိရလားပေါ့အခုကကျွန်တော်တို့လုပ်နေတဲ့ကျွန်တော်တို့ action တွေကပေါင်းစည်းရေးတဲ့ကျွန်တော်ကွဲပြားရေးကိုပို့ပြီးမှဥတည်နေတယ်ဆိုတာတော့ကျွန်တော်အားလုံးသိရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့အခုကတော်တော်လေးကိုတော့တစ်ဖက်ကတော့အခက်အခဲရှိမယ် CB ဖက်ကတော့အမြဲတမ်းလို့ကျွန်တော်တည်တယ်လို့ဆိုတော့သူတို့တကားဖွင့်ထားတယ်ဒါပေမဲ့တစ်ဖက်က CC ဖက်ကကတော့လွယ်တဲ့ကိစ္စတော့မဟုတ်ဘူးလို့ကျွန်တော်မြင်တယ်။ဘာလဲဆိုသူတို့ပြောလာခဲ့တဲ့အရာတွေအားလုံးကိုကျွန်တော်လိုက်နားထောင်ကြည့်တော့သူတို့က CB ကိုလုံးဝဖြုတ်ဖို့တော့သူတို့မှာhidden agenda ရှိတယ်ဆိုတာတော့ကောင်းကောင်းမြင်လို့ရတယ်။ဖြုတ်ဘယ်နည်းပဲပုံဖြုတ်မလဲလက်နဲ့ဖြုတ်မလားနိုင်ငံရင်းနှီးနဲ့ဖြုတ်မလားတော့သူတို့စူးစမ်းနေတယ်ဆိုတာတော့ကျွန်တော်မြင်တယ်။အဲ့ဒါကျွန်တော်အမြင်ပဲအဖွဲ့အစည်းအမြင်မဟုတ်ဘူးကျွန်တော်အမြင်တက်ကိုပြောတာ။ဘာလို့သူတို့ action ကလည်းကျွန်တော်ယူလို့ရတယ်ပြီးလို့ရှိရင်သူတို့အပြောအဆိုကြတဲ့နားထောင်ကြတဲ့ကလည်းသူတို့ကောင်းဆောင်ပိုင်းတွေကတကက်အဲ့ဓာတွေကိုလက်ခံတယ်ဆိုလို့ရှိရင်လွယ်တဲ့ကိစ္စတော့သူတို့အနေနဲ့တော့မဟုတ်ဘူးဒါပေမဲ့သူတို့တကယ်လိုအပ်တယ်ဆိုလို့ရှိရင် public မှာမဟုတ်တော့ကဒီ round information တွေသူတို့ချက်ချင်းရပ်တန့်ဖို့တော့လိုတယ်မဟုတ်မမှန်တဲ့နေမဟုတ်မမှန်လူမျိုးရေးတိုက်ပေးတဲ့စကားမျိုးတွေလေအများအားသူတို့ online တွေမှာ round တွေမှာပြောနေတဲ့အရာတွေအားလုံးကိုသူတို့ချက်ချင်းရပ်ဖို့တော့လိုလိမ့်မယ်ပြီးလို့ရှိရင်သူတို့မှာသူတို့က willing သူတို့ကတကယ်လိုချင်တယ်လားပေါ့နော်ကျွန်တော်မေးရမယ်လေအမှန်ဆိုတော့ဒီမှာအမြဲတမ်းလို့ကျွန်တော်တို့စဉ်းစားရတဲ့အချက်ကပေါင်းစည်းနိုင်တဲ့နီလန်ရှိမလားဆိုတာတော့အားလုံးတော့ကျွန်တော်စဉ်းစားရတယ်ဒါပေမဲ့ဒီအချက်တွေကဘယ်ကနေရမလဲဆိုတော့အခုလာတော့တယောက်နဲ့တယောက်ယုံကြည်ခြင်းမရှိတော့ဘူးယုံကြည်ခြင်းကိုတိဆောက်မဲ့အစားကျွန်တော်တို့ကပြိုကွဲရေးကိုဒါဥတီတဲ့နီလန်းကိုကျွန်တော်ရွေးချယ်နေကြတယ်လေအားကြောင့်လူတော်များများကဘာဖြစ်လို့မင်းတို့ကို SSC တိုက်မယ်ဆိုမှ CC လာတိုက်တယ်ပါညာပြောကြတယ်ဘယ်သူမှ CC လာတိုက်တာမဟုတ်ဘူး
ကျွန်တော်တခုပြောမယ်အဲ့ဒီကိစ္စမှာ CC ဘက်ကနဲ့ hidden agenda ရှိပြီးသားတော့ဖြစ်မယ်ဒါပေမဲ့သူတို့ရည်ရွယ်ချက်ကအဲ့လောက်ထိတော့အဆင့်မြင့်မဲ့ပုံစံတော့ကျွန်တော်မထင်ခဲ့ဘူးပေါ့နော်ဒါပေမဲ့အောက်ခြေတက်သားတွေကတလွဲတချော်လှုပ်သူတို့အဲ့ဒီမှာမလွဲတာမရှောင်တာဆိုလို့အခုသူတို့ရှေ့များတိုးနေသလားလို့တခါလေစဉ်းစားတယ်ဒါပေမဲ့လူကြီးတွေပဲသူတို့စဉ်းစားလို့ဒီချိန်မှာသူတို့တွေနောက်ဆုတ်လို့ရတယ်နောက်ဆုတ်တယ်ဆိုတာဒီ violation ကျွန်တော်တယောက်နဲ့တယောက်အကြလုံနေတဲ့အရာတွေကိုကျွန်တော်ရပ်တန့်လို့ရှင်းတော့အဲ့ဒီကနေကျွန်တော် peace ရမယ် peace talk နဲ့ကျွန်တော်တို့သွားလို့ရတယ်အဲ့ဒါကြောင့်ကျွန်တော် communication ကအရင်အရေးကြီးတယ်သူတို့မှကျွန်တော်တို့ဘက်ကို communicate မလုပ်တာကိုယ်ဘက်ကလည်းဟိုဘက် communicate မလုပ်ဘူးဒါဆိုဘယ်လိုလဲတယောက်နဲ့တယောက်ယုံကြည်ခြင်းကိုတိဆောက်မလဲမယုံလို့ရှင်ဘယ်လိုပေါင်းနိုင်မလဲအဲ့ဒါပဲလေအချစ်ဆိုတာတယောက်နဲ့တယောက်ဖွင့်ဟမှချစ်တယ်မချစ်ဘူးဆိုတာသိနိုင်တယ်လေအားကြောင့်အခုကကျွန်တော်ကျန်းစာတော်မှပြောထားပဲလေမကြားဘူးဆိုတော့သူပဲယုံနိုင်မလဲတဲ့ကျွန်တော်တို့တယောက်နဲ့တယောက်ဗာလဲကျွန်တော်တို့လိုအပ်ချက်တွေဘာတွေအားနည်းချက်ရှိတယ်ဆိုတာတယောက်နဲ့တယောက်အမြဲတမ်းစကားပြောဖို့တော့လိုတယ်အဲ့ဒီကိစ္စမှာပဲကျွန်တော်တို့အားနည်းချက်ရှိတယ်အားကြောင့်ကျွန်တော်မပေါင်းချင်တာမဟုတ်ဘူးပေါင်းနိုင်တဲ့နီလန်းရှိသလားရှိတယ်ဒါပေမဲ့ကောင်းဆောင်ပိုင်းတွေကပူပေါင်းဖို့ကိုတကယ်ဆောင်ရွက်မလားဆိုတဲ့အပေါ်မှာမူတည်တယ်အဲ့ဒီပူပေါင်းဖို့အတွက်တကယ်လိုချင်တယ်ဆိုရင်ကျွန်တော်တို့အခု violation တွေကိုတကယ်ရပ်တန့်ဖို့လိုတယ် SSC ကို focus လုပ်ဖို့လိုတယ်တယောက်နဲ့တယောက်စကားပြောဖို့လိုတယ်ယုံကြည်ခြင်းတည်ဆောက်ရမယ်ဒါမှသာလဲကျွန်တော်တို့ပြန်လည်ပြီးပေါင်းစည်းရေးဆိုတာအဖြေပေါ်လာမှာဖြစ်တယ်ဒီတိုင်းလဲဆိုတော့ဘာမှမပြောဘာမှမစုံနဲ့တော့ဒီပုံစံနဲ့တော့ကျွန်တော်တို့ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးဆိုတော့ကျွန်တော်ပြောချင်တယ်ဟုတ်ကဲ့နိုင်ငံရေးမှာဆိုရင်တော့အပေးအယူစီယုံဖို့လောက်တော့မယ်ဆိုတော့အပေးအယူ bargain တော့ရှိတင်တာပေါ့နော်ဆိုတော့CC ဖက်ကပြောတာကသူတို့ကတော့အမေရာမဲ meeting လဲခေါ်ပါတယ်ဒါပေမဲ့ CB ဖက်ကသူတို့ meeting မတက်လို့ပေါ့နော်သူတို့မတက်ချင်လို့နောက်ဆုံးပိုင်းမှာဆိုတော့သူတို့မတက်ချင်လို့အဲ့လိုမျိုးကြားရတယ်ပြီးတော့သူတို့အခုဝင်ကြည့်တော့ဘာလို့သူတို့ရွေးချယ်တာလဲဖြစ်သူတို့ဟိုမှာတွားတဲ့တာဝန်ရှိသူတွေ vote ပိုင်းတဲ့လူတွေကသူ့ vote ပြီးတော့ဒီအတိုင်းဖြစ်လာတာပေါ့နော်သူတို့ကိုယ်တိုင်ကအဲ့လိုဆွေးပြီးတော့ချတာမဟုတ်ဘူးဆိုတော့သူတို့ကပြောတာကတော့အဲ့ဒါတော့ဒီမိုကရေစီစနစ်နဲ့ကျွန်တော်တို့လုပ်ပြီးတော့ဒီအတိုင်းဖြစ်လာတာသူတို့ပြောထားတာရှိတယ်ဒါနဲ့တစ်ဖက်ကနဲ့ပြန်စကားပြန်ကြားတာကဒါမျိုးတွေသူတို့လုပ်တဲ့လုပ်ပုံကလည်းမမှန်ဘူးပေါ့နော်အလောက်ခန့်တဲ့လူတွေကလည်းမမျှတဘူးequal right မရှိဘူးအဲ့လိုဟာမျိုးလဲကြားတာရှိတယ်ဆိုတော့ point ကသူတို့ကတော့ခေါ်ပါတယ်တဲ့ဘာဖြစ်လို့ CB ဖက်ကမတွားချင်တာလဲအခုနောက်ပိုင်းမှာသူတို့ကခေါ်ရင်CB ဖက်ကစီယုံမှုတော့လိုချင်ပါတယ်ကြိုက်ပါတယ်လို့ပြောပေမဲ့သူတို့ကခေါ်တဲ့ချိန်မှာမတွားဘူးဆိုရင်တော့ဘယ်လိုဖြစ်မလဲစီယုံမှုဆိုတာတကယ်ဖြစ်လာနိုင်မလားစီယုံမှုကိုတကယ်ကြိုက်ရင်ဘယ်အချက် action ကိုယူရမှာလဲသူတို့ဒီတခါနောက်ပိုင်းပြန်ခေါ်လာတယ်ဆိုတော့နင်တို့ဖက်မှာဘယ်လောက်ထိစိတ်တပင်စီမှုရှိတယ်လဲဆိုတာထပ်ပြီးတော့မင်းချင်ပါတယ်ကိုရောက်မှလည်းဖြေပေးလိုက်ပါကျွန်တော်တို့နောက်ဆုံးတစ်ချိန်စာပထမတွေ့ဆုံဆွေးနွေးရန်ဆိုရင်မှဖိတ်ခေါ်လာတယ်ဖိတ်ခေါ်တော့ကျွန်တော်တို့ကလည်းတစ်ဖွဲ့ချင်းစီနဲ့မတွေ့ဘူးညီနောင်အားလုံးနဲ့တပြိုင်နက်တွေ့မယ်လို့စာပြန်တယ်အဲ့ဒါပြီးတော့အဲ့ဒါဆိုသူတို့လည်းတွေ့မဲ့နေရာအကြောင်းပြန်ပါမယ်လို့စာပြန်လာတယ်ဟုတ်ကဲ့ပါကျွန်တော်တို့လည်းတွေ့ဖို့ပေါ့နော်တွေ့ကြပါမယ်ဆိုပြီးမှအကြောင်းပြန်ထားတာရှိတယ်အဲ့ဒီစာပြီးမှတော်တော်ကြာသွားပြီ3လ4လလောက်ရှိသွားပြီစာမပြန်လာဘူးဆိုတော့ဘယ်နေရာဘယ်ချိန်မှာတွေ့ရမလဲဆိုတာအကြောင်းမပြန်လာတဲ့အတွက်ကြောင့်ကျွန်တော်တို့မတွေ့ဆုံနိုင်သေးဘူးလို့ပြောလို့ရမယ်ကျွန်တော်တို့အဲ့ဒီအတွက်စာသူတို့ပို့ထားလည်းရှိပါတယ်အဲ့ဒီစာပို့ထားတာ CB ဖက်က statement အချက်လက်လေးတွေရေးထားတာရှိနေတယ်အဲ့ဒါအထီးကအချက်တွေဒီမှာပြောပြလို့ရမလားကျွန်တော်တို့ဘာတွေဆွေးနွေးကြမလဲဆိုတာထက်ဒီလိုမျိုးချင်းနေကွဲတဲနေတာမကောင်းဘူးပေါ့နော်စီလုံးညီညွတ်ရေးအတွက်ဘာပဲဖြစ်ပထမအနေနဲ့ကျွန်တော်တို့တွေ့ဆုံဆွေးနွေးစကားပြောရမယ်ဘယ် topic ဘယ်အချက်လက်ဘာနဲ့ပတ်သက်မှဆွေးနွေးကြမယ်မဟုတ်ဘူးအရင်ဆုံးကျွန်တော်တို့တွေ့ကြမယ်ဆွေးနွေးကြမယ်
ဆွေးနွေးတဲ့ရလက်ပေါ်မူတည်ပြီးမှကျွန်တော်တို့နောက်ထပ်တွေ့ကြမယ်ဘယ်လိုထပ်ဆွေးနွေးကြမလဲဆိုတဲ့ပုံစံဖြစ်လာမယ်အဲ့လိုမျိုးပေါ့လေအဲ့လိုမျိုးတော့ကျွန်တော်တို့ခံမှန်းထားတာပဲပြင်ဆင်ထားတာပဲဆိုတော့တို့ကလည်းဘယ်အကြောင်းအရာဆွေးနွေးချင်လို့ပါလို့မဟုတ်ဘူးချင်းပြည်အရေးအတွက်ဆွေးနွေးချင်လို့ပါဆိုလို့ချင်တာတော့ချင်းပြည်မှာအဲ့လို CP ကွဲနေတာမကောင်းဘူးပေါ့လေနော်ဆိုတော့ချင်းပြည်ရေးအတွက်ဆွေးနွေးချင်တာလို့တို့ကဆွေးနွေးဖို့ကမ်းလှမ်းလာတယ်ကျွန်တော်ကလည်းဟို CC က flam နဲ့တွေ့လိုက် CC က self နဲ့တွေ့လိုက် CC က minter နဲ့တွေ့လိုက်အဲ့လိုမျိုးမဟုတ်ဘူးကျွန်တော်တို့အားလုံးနဲ့တပြိုင်နက်တွေ့မယ် CC ကလည်းလာပါ၄၅6ယောက်9ယောက်10ယောက်10ယောက်ပေါ့နော် CP ကလည်းဟို9ယောက်10ယောက်မဟုတ်လဲ10ယောက်ပေါ့အဲ့လိုမျိုးတွေ့ကြမယ်ပေါ့အဲ့လိုမျိုးစာပြန်ထားတယ်ဘယ်အချိန်ပဲနေရဘယ်လိုဖြစ်မလဲဆိုတာပြန်ထားတယ်သူတို့ပြန်အကြောင်းမပြန်လာသေးဘူးအဲ့ဒီမှာတင်ကြသွားတယ်အဲ့လိုမျိုးပြင်တော့ဘာမှကျင်တွေ့တိုက်ပွဲဖြစ်လာတယ်ကျင်တွေ့တိုက်ပွဲပြီးတော့ကျွန်တော်တို့အခုဒီဒီမှာစတယ်အခုမတူဘီမှာစတယ်ဆိုတော့အခုလိုမျိုးပရိပက္ခတွေဖြစ်လာတယ်ပေါ့နော်အဲ့လိုမျိုးချင်းနေရှိတယ်ဆိုတော့ကျွန်တော်တို့ကတော့ဟိုတွေးဆုံဆွေးနွေးတာညှိနှိုင်းတာcommunicate တော့လုပ်ကိုလုပ်ရမှာပဲဒါတခြားဟို interview တွေမှာလည်းကျွန်တော်အချိန်ကျွန်တော်၄-၅ချိန်မကဖြည့်ခဲ့ပြီးပါပြီဒီမှာလည်းအရင်တော့ငါပြောတဲ့စကားပဲကျွန်တော်ပြန်ပြောမယ် consistent ဖြစ်တာမျိုးလည်းလုပ်ချင်လို့ပါကျွန်တော်တို့က diplomacy သွားကြမယ်စီလုံးညံ့ဖို့သွားကြပြီဆိုရင် diplomacy ရဲ့တက်က compromise ပဲကျွန်တော် shorten လုပ်ကိုလုပ်ရမယ်ဆိုတော့ CC ဘက်ကဘာ short ရမလဲ CB ဘက်ကဘာ short ရမလဲပြည်သူတွေကလည်းထဲဝင်ဒီ the truth of the matter အထိကိုလေထဲဝင်မင်းများစုံစမ်းမိမှဘယ်လိုပြောမလဲ put your emotion aside get to the facts get to the truth ပေါ့နော်အဲ့ဒါပြီးမှဒီအချက်နဲ့ပတ်သက်တော့ငါတို့ CPU pressure ပေးရမယ်ဒီချက်နဲ့ပတ်သက်တော့ငါတို့ CCU pressure ပေးရမယ်ငါတို့လုံးဝစီးလုံးချင်စေချင်တယ်ညီညွတ်စေချင်တယ်သူတို့ရဲ့ deadlock ဖြစ်နေတဲ့နေရာဒီနေရာတွေဖြစ်တယ်ဒါတွေဘယ်လိုဖြေရှင်းမယ်ဘာကဘယ်လိုဖြစ်နေလို့ဆိုတဲ့ပုံစံမျိုးပြည်သူတွေကိုယ်တိုင်ကကျွန်တော်ကတော့ proactive ဖြစ်စေချင်တယ်တကယ် active citizenship မနေနဲ့ပေါ့နော်ကျွန်တော်တို့မှာ compromise လုပ်ကိုလုပ်ရမယ် compromise လုပ်ရလို့ပြောပြီးကြရ both party က compromise လုပ်ရတဲ့အပိုင်းရှိမယ် for the common good for the people ပြည်သူတို့အမျက်နှာမူပြီးမှအများစုအတွက်ကျွန်တော်တို့ compromise လုပ်ကိုလုပ်ရမယ်အဲ့ဒါကျွန်တော်တို့ communicate လုပ်ရမယ်အဲ့လိုမျိုးတော့ကျွန်တော်ယုံကြည်တယ်အဲ့လိုလက်ခံတယ်ခင်ဗျဟုတ်ကဲ့ပါဟုတ်ကဲ့ကျေးဇူးပါဒါဆိုရင်တော့ဘုံရောမှပြောတဲ့အတိုင်းဆိုရင်တော့အခုစစ်ပွဲမတိုင်ခင်မှာအဲ့လိုအမျိုးinvitation တော့ရှိတယ်ဒါပေမဲ့သူတို့စာမပြန်ဘူးဆိုတော့အဲ့ဒါဘာဖြစ်လို့စာမပြန်တာလဲဆိုတာအကြောင်းရင်းကကျွန်တော်တို့သိဖို့လိုတာပေါ့နော်အဲ့ဒါအဓိကအချက်မှာပါတယ်လို့ထင်တယ်ဆိုတော့အဲ့ဒါမိုက်ပါရောဖြီသွားပြီလားခုနကျွန်တော်မိခွန်းမဖြီပြီနော်အဲ့ဒီကိစ္စတော့ကျွန်တော်ဖြေစရာမရှိဘူးသူတို့ဒီဆွေးနွေးဖို့ဆိုတဲ့ဖိတ်ထားတာတွေကတော့ကျွန်တော်သိတယ်လို့ဆိုတော့သူတို့ CB နာမည်နဲ့သူတို့မဖိတ်ပဲနဲ့တဖွဲ့ချင်းစီကိုသူတို့စာနဲ့ဖိတ်တာရှိတယ်ဖုန်းနဲ့ခေါ်တာရှိတာပေါ့နော်ကျွန်တော်တို့အဖွဲ့ဆိုတော့ဖုန်းနဲ့ခေါ်တယ်ထင်တယ်နည်းနည်းသူတို့ level အနှိမ့်အမြင့်သူတို့ထားတာပေါ့အဲ့မျိုးတွေကျွန်တော်အခုနပြောနေတဲ့အရာမျိုးတွေလေတကယ်သူတို့အဖွဲ့အစည်းတွေကိုလေးစားမှုမရှိဘူးပေါ့နော်တလေးတစားနဲ့ဘယ်အဖွဲ့အစည်းမဆိုလေးစားစားနဲ့ဆက်ဆံဖို့လိုတယ်အဲ့ဒီဆက်ဆံမှုကအရင်အရေးကြီးတယ်တချို့ကိုပုံနှိမ့်တယ်လို့တချို့ကိုပုံမြင့်တယ်လို့ဆက်ဆံနေတဲ့ကာလပတ်လုံးကျွန်တော်တို့ဒီမှာညီညွတ်မှုပေါင်းစည်းမှုဆိုတာအရင်ခက်တယ်အဲ့လိုမျိုးတွေကျွန်တော်ပြောချင်တယ်ဒါတော့ CB အနေနဲ့သူတို့ဖိတ်ဖို့ကသူတို့မှာ CB ဘက်ကိုစာရေးဖို့ကသူတို့အတွက်အရင်အခက်အခဲရှိတယ်ပါဆိုသူတို့ recognize မဖြစ်စေချင်ဘူးပေါ့နော်ကျွန်တော်သိပါတယ်နိုင်ငံရေးအတုံးနှုံးရမှာဆိုတော့ဒီလိုပေါ့ဒါကြောင့်ဘာကြောင့်သူတို့တကယ်လိုအပ်လို့ရှိရင်စီစဉ်နေတဲ့တစ်ဖွဲ့လုံးဝအနေနဲ့သူတို့မဖိတ်တာလဲပေါ့နော်မင်းတော့သူတို့ဖိတ်တယ်ကျွန်တော်သိတယ်ဖလန်ဖိတ်တယ်သိတယ်ဖလန်တစ်ဖွဲ့တဲ့အနေနဲ့သူတို့သွားဆွေးနွေးလို့မရတော့ဘူးကျွန်တော်မှာ policy ရှိပြီးသားအတူတူဆွေးနွေးမယ်ဆိုတာရှိတယ်လေသူတို့နဲ့ထိုင်မယ်အားလုံးအဲ့ဒီမှာပါဝင်မယ်ဆွေးနွေးမှာပေါ့အဲ့အမျိုးတွေရှိတယ်အမျိုးတွေမှာဘာလဲဟို level ချင်းအနည်းအမြင့်သိမ့်မခွဲခြားပဲနဲ့ကျွန်တော်ရိုးသားတဲ့အမျိုးသားတိဆောက်ရေးကိုရိုးသားနဲ့တကယ့်ဖြစ်စေခြင်းနဲ့အဖြစ်မှန်နဲ့စိတ်နှလုံးစစ်မှန်တဲ့အနေနဲ့
ကျွန်တော်နှိမ့်ချက်တင်တဲ့ဟာတွေကိုအကုန်နှိမ့်ချက်ပြီးမှကျွန်တော်အ short တင် compromise ကိုစကားမပြောခင်ကတည်းကကျွန်တော်နှလုံးသားထဲမှာ compromise စိတ်ဓာတ်ရှိဖို့လိုတယ်အဲ့အမျိုးတွေအများအရေးကြီးတယ်ပေါ့နော်အဲ့ကျွန်တော်အဲ့လိုပဲမြင်တယ်ဘာဖြစ်ဖြစ်အဲ့ဒီကိစ္စတော့ကျွန်တော်အဲ့လောက်ပဲဖြေပြရစေ ဟုတ်ကဲ့နောက်ဆုံးအနေနဲ့ကျွန်တော်တို့အခုinterview လုပ်ရခြင်းကဘယ်လိုနီးလန်းနဲ့ပေါင်းစည်းနိုင်နီးလန်းရှိသလားဆိုတော့ကျွန်တော်တို့ရှာရင်းနဲ့interview discussion လုပ်တာဖြစ်ပါတယ်ဆိုတော့CB ဖက်ကလည်းဖြစ်ဖြစ် personal အရာနဲ့ပဲဖြစ်ဖြစ်ကျွန်တော်တို့အခုလက်ရှိရင်ဆိုင်နေရတဲ့ issue ကိုတော့မိုင်ပါပဲဖြစ်ဖြစ်ရောမှပဲဖြစ်ဖြစ်ဘယ်သူမှကြိတ်မှာမဟုတ်ပါဘူးဆိုတော့ကျွန်တော်တို့အခြေအနေကအစကနဲ့ကွဲလာပြီးတော့အခုအခြေအနေကကွဲရုံမကကျွန်တော်တို့အချင်းချင်းတိုက်ခိုက်ပြီးတော့မှနောက်ဆုံးအခြေအနေတော့ကျွန်တော်တို့ချင်းတိုက်ရင်းနဲ့တည်တဲ့လူရှိပြီဆိုတော့ဒီအခြေအနေမျိုးကိုကျွန်တော်တို့ဒီလိုတယောက်တစ်ဖွဲ့အားပေးရုံနဲ့အဆင်ပြေမလားဆိုတာကျွန်တော်တို့ပြည်သူတွေကစဉ်းစားတင်ပြီပေါ့နော်ဘာဖြစ်လို့လဲဆိုရင်တော့ကျွန်တော်အစကပြောထားတဲ့အတိုင်းပဲနောက်ဆုံးမှာ conclusion အနေနဲ့ပြောချင်တာကမေခွေမေရင်နဲ့if a nation divide itself will be ruined အဲ့ဒါတေချာတယ် and a city or a household divide and is cannot stand အဲ့ဒါတအားတေချာတယ်အဲ့ဒါကျွန်တော်တို့အနာဂတ်မှာတွေ့ရမယ်အဖြစ်အခုကကျွန်တော်တို့အချင်းပေါ်မှာတည်တဲ့လူတွေလည်းရှိပြီတရုတ်ဖက်ကနဲ့စိတ်နာတယ်လို့ရှုပ်ပြောလို့မရဘူးတရုတ်ဖက်ကနဲ့စိတ်နာတယ်လို့ရှုပ်ပြောလို့မရဘူးဒီထက်ပိုပြီးတော့ဆိုးရွားတဲ့အခြေအနေကျွန်တော်တို့ရောက်နိုင်တယ်အဲ့ဒါကိုအခုစနေပြီပေါ့နော်ဆိုတော့နှစ်ဖက်စလုံးကဒီအခြေအနေရောက်မှာကိုတိတ်တော့ကြိတ်မှာမဟုတ်ဘူးလေဆိုတော့ဘယ်လိုနည်းနဲ့ဖြည့်ရှင်းရမလဲဆိုတော့ကျွန်တော်တို့တွေးဖို့လိုတယ်စဉ်းစားဖို့လိုတယ်အဲ့ဒါကို action နဲ့လုပ်ဖို့လဲလိုတယ်ဆိုတော့ lastly မေးချင်တာကတကယ်ပဲvision တွေပါတွေအတိအကျမရှိရင်လဲနှစ်ယောက်စလုံးမေးချင်တာကနောက်ဆုံးအနေနဲ့ CC နဲ့မပေါင်းနိုင်ခဲ့တော့ပေါင်းချင်တဲ့စိတ်တော့ရှိတယ်ဒါပေမဲ့မပေါင်းနိုင်ခဲ့တော့ခေါင်းဆောင်မှုအနေနဲ့တင်တို့ရဲ့အဖွဲ့အတွက်ပေါ့နော်ရေရှိမျိုးများချက်တွေ CB ရဲ့တိုးတက်မှုအောင်မြင်မှုအတွက်ဘလူးဦးဆောင်ကူညီဖို့အစီအစဉ်တွေရှိသလားဆိုတာမျှဝေလို့ရမလားအဲ့ဒါက if it is not possible to unite with CC ပေါ့နော်အဲ့ဒါအတွက် long term အတွက် CB အတွက်ဘယ်ဟာမျိုး vision long term ရှိတယ်လဲဆိုတာမေးချင်ပါတယ် okay ကိုရောမှအရင်ဖြည့်ပေးဖို့ခေါ်ပါတယ်ကျွန်တော်တို့ကဘာဖြစ်လို့ impossible to unite with CC လို့ပြောရမှာလဲကျွန်တော်တို့ရဲ့ political landscape ကလိုတာလေတရားမျှတမှုအချင်းချင်းအပြန်အလှန်လေးစားမှုတန်ဖိုးထားမှုဒါရှိတယ်ဆိုရင်ကျွန်တော်တို့ဘာလို့မပေါင်းနိုင်ရမှာလဲကျွန်တော်တို့တရားမျှတမှုအချင်းချင်းအပြန်အလှန်လေးစားတန်ဖိုးထားမှုဆိုတဲ့ setting မှာအဲ့လိုမျိုး foundation မှာရခိုင်နဲ့တော့လည်းကောင်းဗမာနဲ့တော့လည်းကောင်းကျွန်တော်ကောင်းပေါင်းနိုင်မှာပဲလေကျွန်တော်တို့ချင်းဘာလို့မပေါင်းနိုင်ရမှာလဲ if there is justice if there is mutual respect လေနော်ဆိုတော့ကျွန်တော်တို့ညီကိုချင်းတွေဘာလို့မပေါင်းနိုင်ရမှာလဲညီနောင်တွေချင်းမှာယုံကြည်တာတော့ကျွန်တော်တို့အတွက်အရေးကြီးတာက self determination ဆိုတဲ့ကိုယ်ကံကြမ္မာကိုဖန်တီးခွင့်ဒီဖလမ်တော်လကောင်းမင်းတပ်တော်လကောင်းမရာတော်လကောင်းအမ်ဘလက်တော်လကောင်းနောက်ဆုံးကျွန်တော်တို့ရဲ့အဖွဲ့ဝင်မဟုတ်တဲ့ပေါ့နော်ဟာခါတော်လကောင်းပလဝါတော်လကောင်းနောက်ဆုံးတခြားစန်တန်ဆိုတုံတော်လကောင်း self determination ကို self right ကိုကျွန်တော်ယုံကြည်တယ်လက်ခံတယ်ကျွန်တော်လေးစားပေးတယ်အဲ့ဒီကနေကျွန်တော်တို့ set ပြီးမှ self determination justice the mutual respect mutual interest ပေါ့နော်အပြန်အလှန်အကျိုးကျေးဇူးပြုမှုတွေကိုကျွန်တော်တို့သွားမယ်အဲ့ဒီတော့ကျွန်တော်တို့ကရှင်းပြောရင်ဒီကျွန်တော်တို့ခံယူလက်ခံထားတဲ့ဒီ values ဒီ
အခြေခံလိုက်ပြီဆိုရင်အဲ့ဒီမှာ CP ဆိုတာမရှိတော့ဘူး Mindex ဆိုလည်းမရှိတော့ဘူးကျွန်တော်တို့ရဲ့ justice တဲ့ပေါ် mutual respect တဲ့ပေါ်မှာ it transcends ဘယ်လိုပြောမလဲ racial barrier အဲ့ဒီမှာချင်းမရှိတော့ဘူးအဲ့ဒီမှာမရာမရှိတော့ဘူး လူကိုလူချင်းတတ်မှတ်ဖို့လူခွန်ကြီးကိုအပြည့်အဝပေးတဲ့လူခွန်ကြီးကိုအကာအကွယ်ပေးတဲ့အဲ့ဒီလူခွန်ကြီးဆိုတာဒီနေမှာဒီ data ဒီ territory တစ်ခုအောက်မှာဒီ jurisdiction အောက်မှာရောက်လာတဲ့မြည်သူမဆိုဖြစ်မယ်ချင်းဆိုလဲချင်းဗမာဆိုလဲဗမာရခိုင်ဆိုလဲရခိုင်ကချင်ဆိုလဲကချင်ပဲအဲ့ဒါမျိုးလူခွန်ကြီးအပြည့်အဝအကာအကွယ်ပေးနိုင်ရမယ်တရားမျှတမှုရှိရမယ်နောက်ဆုံးကျွန်တော်တို့ယုံကြည်တာကသူ့ရဲ့လူခွန်ကြီးဆိုတာဘာလဲဆိုတာမသိတဲ့တကယ် mentally challenge ပေါ့နော်ယူနှမ်းနေတဲ့လူသူ့ရဲ့သူ့မှာဆိုအင်ဂျီတစ်ထည်ရှိတယ်သူ့အင်ဂျီကိုလူတွေကလူသွားပြီးရင်လည်းသူ့အင်ဂျီမှလည်းမသိဘူးသူ့ကိုလာလူပေးကြတဲ့လူဒီမတရားမှုတစ်ခုကျူးလွန်နေလို့လည်းသူမသိတဲ့လူကိုယ်တော်မှကျွန်တော်တို့ကတရားဥပဒေရဲ့အကာအကွယ်အပြည့်အဝပေးနိုင်တဲ့လူအတိုင်းဝိုင်းလိုမျိုးတူတဲ့ A channel နဲ့လူခွန်ကြီးအပြည့်အဝကာကွယ်ပေးတဲ့ဒီလူ society တစ်ခုအဲ့လိုမျိုးကျွန်တော်တို့ထူထောင်ခြင်းနဲ့အဲ့ဒီဘက်ကိုသွားခြင်းနဲ့ဆိုတော့အနှစ်ကျရင် self determination ရှိရမယ် mutual respect ရှိရမယ် justice တဲ့ပေါ် equality တဲ့ပေါ်ရှိရမယ်အဲ့ဒီပေါ်မှာပဲကျွန်တော်တို့ရှေ့ဆက်တော့မှာဖြစ်တယ်ဒါကျွန်တော်တို့ CP ရဲ့ value မဟုတ်ဘူးကျွန်တော်တို့လူတိုင်းအတွက်ခံယူထားတယ်ကျွန်တော်တို့ရဲ့ထိန်းချုပ်နယ်မြေကျွန်တော်တို့ဒီဆောက်မဲ့လူအတိုင်းမှာအနာဂတ်မှာအဲ့လိုပဲဖြစ်မယ်ဆိုတော့ဒါကျွန်တော်တို့ဖွဲ့တက်မှာမဟုတ်ပါဘူးဂျန်နဲ့ကျွန်တော်တို့ဖွဲ့မဟုတ်တဲ့လူတွေကောလုပ်တဲ့လူတွေကောဘယ်သူအတွက်မဆိုကျွန်တော်တို့ ambition ကျွန်တော်တို့ယုံကြည်ထားတဲ့ကျွန်တော်ဒီဆောက်ချင်တဲ့လူအတိုင်းဝိုင်းတစ်ခုဖြစ်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ကျေးဇူးပါမိုက်ပါဟုတ်ကဲ့အဲ့ဒီလေးမှာကျွန်တော်အမြင်လေးနည်းနည်းပြောချင်တယ်ကျွန်တော်တို့မပေါင်းစည်းဗာလဲ unite နိုင်ခဲ့ရင်တော့ဘယ်လိုလဲဆိုတဲ့ဟာမိခွန်းလေးဆိုတော့ကျွန်တော်တို့ပေါင်းစည်းနိုင်ခြင်းမပေါင်းနိုင်ခြင်းပေါင်းခြင်းကအရေးကြီးပေမဲ့လည်းအဲ့ဒီအပြင်မှာပါရှိလဲဆိုအခုကျွန်တော်တို့ညှော်မှန်းထားတဲ့ကိုးတွေကတကယ်ဆိုတော့ကျွန်တော်တို့အတူပါပဲသူတို့သွားချင်တဲ့လမ်းကတစ်မျိုးဒီဘက်ကလမ်းတစ်မျိုးနဲ့ကျွန်တော်သွားချင်တာအမှန်ဆိုရင်အဲ့ဒီကိုးကိုရောက်ဖို့အတွက်ကျွန်တော်တို့တယောက်နဲ့တယောက်ဒီကြားထဲမှာလေသူ့လမ်းနဲ့သူတခုဘာသာရေးမှာဆိုလို့ရှိရင်တော့ UPC နဲ့ Baptist ဆိုရင်သူတို့နည်းနည်းခံယူချက်လေးတွေကွဲတာပေါ့ဒါပေမဲ့တကယ်သူတို့ယုံကြည်တာယေရှုခရစ်ပဲလေအဲ့ဒါမဲ့ကျွန်တော်တို့ဖြစ်စေခြင်းတဲ့ဒီနိုင်ငံတော်ကျွန်တော်တို့တိုင်းပြည်ကိုမြို့မိုင်းမှာကျွန်တော်သွားနေတဲ့အချိန်မှာလေကိုယ်လမ်းကိုသူလာမဆောက်ငါနဲ့လာမလျှောက်ပါလားဆိုတာမျိုးမဟုတ်ပဲနဲ့တနည်းတလန်းနဲ့တနေ့နဲ့တစ်ချိန်ချင်းမှာကျွန်တော်စုံမှတ်တော့ရှိမယ်ဆိုတော့ကျွန်တော်အမြဲတမ်းယုံကြည်တယ်။ဘာလဲဆိုရင်ကျွန်တော်တို့ပေါင်းစည်းခြင်းဆိုတာဒီတချို့ဒီမိုကရေစီနိုင်ငံတွေကိုနည်းနည်းကြီးလိုက်လို့ရှင်အရင်ကတည်းကသူတို့လူဒီပါဟိုဖက်ကဟိုတောင်ကဒီဖက်ကဒီလူမျိုးမြောက်ပိုင်းတောင်ပိုင်းဆိုတာသူတို့ရှိခဲ့ပါတယ်။ဒါပေမဲ့နိုင်ငံတစ်ခုရဲ့ဒီဘာလဲဟိုတရားဥပဒေစိုးမိုးလာတဲ့အချိန်ကြလို့ရှိရင်သူတို့လူမျိုးရဲ့သူတို့အမျိုးရဲ့တောင်မရှိတော့ဘူးသူတို့အားလုံးကတန်းတူဖြစ်ကုန်ပြီတန်းတူဖြစ်တော့ခုနလိုပေါ့ကျွန်တော်တို့ဟိုကမရာရဲ့ဟိုကမသူရဲ့ဆိုတာမျိုးမရှိတော့ဘူးသူတို့တွေမှာအဲ့ဒါမျိုးတွေဒီနိုင်ငံတွေမှာအရင်ကရှိခဲ့သလားဆိုတော့သူတို့တမိုင်းတွေလိမ့်လာလို့ရှိတယ်အခုကျွန်တော်ရောက်နေတဲ့ဒီနိုင်ငံဒီယူရိုပဘက်မှာလည်းသူတို့ဒီလူမျိုးရေးတွေအများကြီးရှိခဲ့တယ်ရှိပေမဲ့လည်းအခုတရားဥပဒေစိုးမိုးလာတဲ့အချိန်ကြတော့အဲ့ဓာတွေကသူတို့သုံးသပ်မဲ့အချိန်မရှိတော့အခွင့်အရေးကိုမရှိတော့တာတရားဥပဒေကစိုးမိုးလိုက်တာနဲ့အဲ့ဒီတိုင်းပဲကျွန်တော်အခုကျွန်တော်ဖြစ်စေခြင်းနဲ့ကျွန်တော်နိုင်ငံကျွန်တော်ပြည်နယ်တွေကိုဘယ်လိုပဲပုံနည်းနဲ့မျှတသောတရားဥပဒေစိုးမိုးမှုအောက်တွေကျွန်တော်တို့ထားရှိနိုင်မယ်ဆိုတာအဲ့ဒီကိုတစ်ခုကိုတော့ကျွန်တော်အမြဲတမ်းနှစ်ဖွဲ့စလုံးဟိုဘက်ကပဲအဖွဲ့ပဲပြီးပေါ့ကျွန်တော်ပါလဲဟိုမရောက်မချင်းသွားဖို့တော့အရေးကြီးတယ်အဲ့ဒီကာလမှာကြားထဲမှာတယောက်နဲ့တယောက်ကျွန်တော်အမှန်ဆိုတော့ကျွန်တော်ညီကိုဆိုပြီးမှအတုံးနှုံသုံးတယ်လို့ညီကိုချင်းကကျွန်တော်တို့အရန်ကြည့်စရာပါရှိနေတယ်တခါတလေလမ်းမတူတာတော့ရှိကောင်းရှိတယ်လေသူ့လမ်းနဲ့ကိုလမ်းရှိတယ်လေဒါပေမဲ့အဲ့ဒီလမ်းမတူတာဆိုနိုင်ငံရေးအရာကျွန်တော်တို့အခုလိုဖြစ်နေတဲ့ဟာမျိုးတွေရှိတယ်ဒါပေမဲ့အခုကျွန်တော်တို့ဖြစ်နေတဲ့ကိစ္စတွေကစစ်ရေးပါလဲဟိုတွေးထက်တန်ယုံမှုထီတောင်ရောက်နေတဲ့ကိစ္စမျိုးဆိုတာကလွယ်တဲ့ကိစ္စမဟုတ်ဘူးအဲ့ဒါတွေကိုကျွန်တော်အဲ့ဒါအမြဲတမ်းကျွန်တော်နောက်တစ်ခေါက်ပြောချင်တာရပ်တန့်ဖို့လိုတယ်ဒါတွေမလုတ်သင့်ဘူးမလုတ်သင့်တဲ့ဟာတွေကျွန်တော်တို့လုတ်နေတယ်ဆိုတာကိုကျွန်တော်ပြောချင်တယ်အားကြောင့်ကျွန်တော်ဒီအနာကလာမဲ့ကျွန်တော်တို့ချင်းပြည်ရဲ့
ချင်းပြည်အရေးမှာကျွန်တော်အားလုံးလက်ခံနိုင်တဲ့ဗာလေဒီတရားဥပဒေစိုးမိုးတဲ့ဥပဒေကျွန်တော်ရရှိတဲ့တနေ့ကျကျွန်တော်တို့ချင်းဘေသူဘေဝါမရှိတော့ဘဲနဲ့အားလုံးကအဲ့ဒီမှာပဲကျွန်တော်စစ်အတူတူကနေသွားမှာပါလို့ကျွန်တော်ယုံကြည်တယ်ဒါမဲ့လုံးဝဆက်ပြီးတော့ဒီကာလမှာသဘောထားကိုယ်လည်းမှုကြောင့်လားအယူဝါဒဝိဝါဒကွဲမှုကြောင့်ဒီအချိန်ကာလတခုကျွန်တော်ကွဲပြားတာတော့ကျွန်တော်လက်ခံတယ်ဘာဖြစ်ဖြစ်လည်းမဖြစ်စေချင်ဖြစ်နိုင်အောင်တော့ကျွန်တော်အများအားတော့ကြိုးစားရမယ်ကျွန်တော်ကောင်းဆောင်ပိုင်းဒီမှာတောက်ရှိတယ်ဆိုတော့ဒီမှာပြပြောချင်တယ် Okay ကျေးဇူးပါနောက်ဆုံးအနေနဲ့နောက်ဆုံး conclusion လုပ်တဲ့အနေနဲ့တခုမေးချင်တာကအခုစီယုံရေး unity ဆိုတာကျွန်တော်တို့ကြိုက်တယ်ဒါပေမဲ့ဘေးချင်းဘေးခါမှာစမလဲဆိုတာအခုလက်တလောမသေးချာသေးဘူးဆိုတော့ဒါပေမဲ့အခုလက်တလောဖြစ်နေတာကမတူပီမှာစီရေးပေါ့နော်အခင်းချင်းရှိနေတော့ဆိုတော့ဒီပြဿနာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လောဆယ်တခုတယောက်တစ်ဖွဲ့နဲ့တစ်ဖွဲ့အတိုက်အခိုက်မရှိအောင်ပေါ့နော်ဘယ်လိုနည်းနဲ့လောက်ရမလဲပြီးတော့ထပ်မေးချင်တာက CB ကဘာ interest ဘာ political interest နဲ့မတူပီကိုတွားတိုက်တာလဲပြီးတော့နောက်အဲ့ဒါမျိုးတစ်ဖွဲ့နဲ့တစ်ဖွဲ့တိုက်ခိုက်မှုမရှိအောင်မင်းတို့က planning อ่ะပေါ့နော်တခြားနေရာကိုတွားတိုက်မယ်ဆိုရင်CC တွေကလာပြီးတော့ CB ဘက်ကပြောတဲ့စကားသုံးရဆိုတော့ CC ဘက်ကလာပြီးတော့အနှုတ်ဆက်လာမပေးအောင်ပေါ့နော်ဘယ်လိုဟာမျိုးနဲ့secure safety ဖြစ်အောင်ပေါ့နော်ကြိုတင်ပြီးတော့ပြောချင်တာများရှိသလားဆိုတာအဲ့ဒါနောက်ဆုံးအနေနဲ့မေးချင်ပါတယ်ကိုရောမှပဲဖြစ်ပေးလိုက်ဟုတ်ကဲ့ပါကျွန်တော်တို့က CB အဖွဲ့ဝင်တွေလို့ဆို6ဖွဲ့ရှိပါတယ်ဆိုတော့ပထမဆုံးချင်းညီနောင်နေနဲ့ကျွန်တော်ဂျင်တွင်းမှာစစ်စင်ကြီးပေါ်ပါတယ်တီတင်မှာစစ်စင်ပေါ်ပါတယ်ပြီးတော့မှလောလောဆယ်မတူပီမှာစစ်စင်ပေါ်ပါတယ်ညီနောင်အဖွဲ့ဝင်တွေကျွန်တော်တို့စောစောကကျွန်တော်တစ်ချက်လက်ကြံသွားတာကညီနောင်တွေရဲ့ target က2024မှာချင်းပြည်ဒီစစ်ကောင်စီကင်းစင်နေဖြစ်ရမယ်လို့ target ထားပါတယ်အနည်းဆုံးတော့ညီနောင်6ဖွဲ့ချင်းညီနောင်6ဖွဲ့လှုပ်ရှားလေပတ်တဲ့နေရာစစ်ကောင်စီလုံးဝကင်းစင်ရမယ်ဆိုတော့လောလောဆယ်ဆိုပါစို့ညီနောင်နေနဲ့ကျွန်တော်တို့ဟာခါကိုတော်လကောင်းထန်တလန်ကိုတော်လကောင်းဟာခါမှာရှိတဲ့စစ်ကောင်စီတော်လကောင်းထန်တလန်မှာရှိတဲ့စစ်ကောင်စီတော်လကောင်းကျွန်တော်တော်ပြီးထိုးစစ်ဆင်မှာမဟုတ်ဘူး CNF CNA ကို respect ထားလို့ထန်တလန်ကိုထိုးစစ်မဆင်ထန်တလန်မှာရှိတဲ့စစ်ကောင်စီထိုးစစ်မဆင်မှုဆိုတာကCDF လောက်တူ CDF ဆုပ်ဖိမ်အဲ့ဒေတာခံကာကွယ်ရေးတပ်ဖွဲ့ဒီကိုလေးစားသောအဖြစ်သူတို့ရဲ့ကွန်ပျူတာမရပဲသူတို့ရဲ့ကွန်ပျူတာမရှိဘဲနဲ့ကျွန်တော်ဘာမှလှုပ်ရှားမှာမဟုတ်ဘူး CPD သူများရဲ့ဒီလောလောဆယ်တခြား CP အဖွဲ့မဟုတ်တဲ့နေရာမှာတွားရောက်လှုပ်ရှားတာမျိုးမရှိဘူးမတူပီမှာပါကြောက်စီပေါ်ဆောင်တယ်ဆိုတော့ချင်းချင်းတော့ပွင့်ဖြစ်တဲ့ CDF မတူပီတပ်မဟာတစ်ဒီတမဟာတလှုပ်ရှားနေနေဖြစ်တယ်တမဟာတရဲ့နေမြစ်ထဲမှာစစ်ကောင်စီရှိလို့အဲ့ဒီမှာစစ်ရေးပေါ်ဆောင်ခြင်းဖြစ်ပါတယ်စစ်ကောင်စီပဲကျွန်တော်တို့တိုက်ပါတယ်မတူပီမှာရှိတဲ့စစ်ကောင်စီပဲကျွန်တော်တို့တိုက်ပါတယ်တခြားချင်းကြီးကိုဘယ်တော့မှရန်ပြူချင်းလည်းမရှိဘူးဘာမှမရှိပါစစ်ကောင်စီစစ်အာဏာရှင်တုတ်တိုက်ပဲကျွန်တော်တို့ဥတီထားတယ်ပန်းတိုင်ထားပါတယ်အဲ့လိုဆိုတော့ဒီမှာပြဿနာဖြစ်လာတာဘာလို့ဖြစ်လာလဲဆိုတော့ကျွန်တော်တို့နောက်ွယ်ကနဲ့ကျွန်တော်တို့ကိုလာရောက်တိုက်ခိုက်တယ်ရှီတန်းကရဲပေါ်ရဲ့တကယ်CC နဲ့တိုက်ပွဲဖြစ်လို့တရားရလာကြတဲ့ရဲပေါ်တွေကိုကျွန်တော်မျက်နှာချင်းဆိုင် first person interview လုပ်ခဲ့တာရှိပါတယ်မေးမြန်းခဲ့ပါတယ်သူတို့တွေလည်းတော်တော်လေးစိတ်ထိခိုက်နေကြတယ်ဝမ်းနည်းနေကြတယ်စတင်ပြစ်ခတ်တဲ့ချိန်မှာတော့မှကျွန်တော်တို့တိုင်းရင်းသားချင်းမပြေအောင်နဲ့ချင်းညီကိုချင်းမပြေအောင်နဲ့လို့နိုင်ဝက်ကြော်ကြသူတို့တောင်းပန်ခဲ့တယ်ဟိုဘက်ကတနက်နဲ့ပြစ်တယ်လှမ်းပြစ်လို့နည်းနည်းငြိမ်သွားကျွန်တော်အော်ဝေးမှာတောင်းပန်တယ်အော်လို့တောင်းပန်ပြီးပြန်ရက်ဆိုတဲ့ပုံစံမျိုးနိုင်ဝက်ကြော်ကြလုံးဝထိခိုက်မှုမဖြစ်အောင်ပြစ်ခတ်မှုမဖြစ်အောင်တောင်းပန်ခဲ့ကြသေးတယ်လို့ရဲဘော်လေးတွေကကျွန်တော်တို့ပြန်ပြောပြကြတယ်စိတ်မကောင်းလည်းဖြစ်ရတယ်ဆိုတော့အခုကြတော့လေကျွန်တော်တို့ကလောဆယ်မှာ CC ကို CNF ကောင်းဆောင်တဲ့အဖွဲ့တွေကိုကျွန်တော်တို့
နောက်ဆုတ်သွားအောင်တိုက်ထုတ်လိုက်နိုင်တယ်နောက်ဆုတ်သွားအောင်တိုက်ထုတ်ပြီးမှကျွန်တော်တို့စစ်ကောင်စီကိုပဲအာယုံစိုက်တယ်စစ်ကောင်စီကိုပဲစခန်းသိမ်းဖို့ပြန်အာယုံစိုက်နေတယ်ပထမအနေနဲ့ကျွန်တော်တို့ဒီလိုမျိုးထိခိုက်မှုမဖြစ်ဖို့ကျတော့ CB အနေနဲ့တော့ဘယ်တော့မှချင်းညိုကိုတွေကိုသွားတိုက်ခိုက်ဖို့ဘယ်တော့မှရှိမှာမဟုတ်ဘူးစစ်ကောင်စီကိုတိုက်ခိုက်နေတဲ့ကျွန်တော်တို့ချင်းညီကိုတွေကိုကျွန်တော်တို့ဘယ်တော့အခါမှဘယ်လိုချင်းနေမျိုးမှာသွားရောက်တိုက်ခိုက်မှာမဟုတ်တာတော့သိချတယ် CB အနေနဲ့တော့ဘယ်တော့မှညီကိုချင်းချင်းကိုစာပြီးမှလက်ညှိုးကွေးမဲ့လို့တနတ်ဖောက်မဲ့လို့တွေမဟုတ်ဘူးဆိုတော့လောလောဆယ်ကျွန်တော်တို့အထိခိုက်မရှိဘူးအပြစ်ခတ်မရှိဘူးဒီအတိုင်းလေးပဲထားဒီအတိုင်းလေးပဲဘယ်တော့မှတယောက်နဲ့တယောက်ပြစ်ခတ်မှုမရှိအောင်လုပ်အောင်အဲ့လိုမျိုးချင်းနေနဲ့စာပြီးမှတယောက်နဲ့တယောက်ပြစ်ခတ်တိခိုက်မှုမရှိတဲ့ချင်းတွေကနဲ့လိုအပ်တဲ့ဆွေးနွေးမှုတွေတွေ့ဆုံမှုတွေစလို့ရင်ကျွန်တော်တို့ဆွေးနွေးတွေ့ဆုံနိုင်ကြမယ်ထင်တယ်လို့တော့ကျွန်တော်ယူဆတယ်ခင်ဗျဟုတ်ကဲ့ပါဟုတ်ကဲ့မိုက်ပါဟုတ်ကဲ့အဲ့ဒီချက်မှာတော့သူတို့အနေနဲ့ CC တပ်ဖွဲ့ပြောမလားစီနေဥဆောင်တဲ့တပ်ဖွဲ့ပြောမလားသူတို့အနေနဲ့ဒီတော့မတူပီတိုက်ပွဲကနေသူတို့ဘာလဲနောက်ဆုတ်ပြီးလို့ရှင်တော့ဒီအမျိုးတွေတော့မဖြစ်တော့ဘူးလို့ကျွန်တော်ယုံကြည်တယ်ပြီးလို့ရှိရင်မတူပီကိုကျွန်တော်တို့ဒီ CCD ဘက်ကနေဘာဖြစ်လို့တိုက်ရတာလဲဆိုတော့ကိုရောမှပြောပြီးသားပါအဲ့ဒီမတူပီသားမကဘူးကျွန်တော် CP လှုပ်ရှားတဲ့နေရာစကားစကိုတိုက်ဖို့တော့အစီအစဉ်ရှိပြီးသားလေဘယ်နေရာအရင်တိုက်မလဲဘယ်နေရာနောက်တိုက်မလဲဆိုတာတော့ဟိုတာဝန်ရှိပုဂ္ဂိုလ်တွေကလှုပ်သွားမှာဒါပေမဲ့ policy အရတော့တိုက်မယ်အဲ့ဒီတိုင်းပဲလေကျွန်တော် Amazon CB ဘက်ကနေတိုက်ပွဲလုပ်နေတဲ့အရာကိုနောက်ရှက်တာတဲ့ဦးကြီးရာရောက်သွားအောင်တနည်းတလန်းနဲ့ဒီဟာခဖက်တန်တလန်ဘက်ကတတ်တွေကိုတိုက်လို့ရှင်လူတိုင်းအမြင်မှာလဲမှန်ကန်တယ်ဒေါ်လာတဘောတဘာဝလဲကြတယ်ပြီးလို့ရှင်သူတို့ညီကိုချင်းလဲကိုကြီးရာရောက်တာပေါ့အခုကအဲ့လိုမဟုတ်ပဲနဲ့ကိုယ့်နေရာကိုလာလူပါတယ်ဆိုပါလားငါတက်ကိုဒီလိုပါညာဆိုတော့သူတို့လူတွေကိုဗာလဲဗာလဲသွားကျွေးတာပေါ့ဟိုဘက်ကပြဿနာဖြစ်အောင်တခုကားနဲ့ဟိုလူကိုသွားခိုင်းလိုက်တနည်းတစ်မျိုးနဲ့သူတို့ပြဿနာရှာရမှဒီပြဿနာကိုဖော်အောင်သူတို့လုပ်တဲ့ပုံစံမျိုးလေးဖြစ်နေတယ်အဲကြောင့်ကျွန်တော်ဖြစ်စေချင်တာကအမှန်ဆိုတော့ဘာဖြစ်လို့မတူပီကိုတိုက်ရလာတိုက်တာလဲဆိုတာမိခိုးကမတူပီမှာစစ်ကောင်စကားစတွေရှိလို့လာတိုက်တာဆိုတော့ဒါအလုပ်ပဲကျွန်တော်ဖြေချင်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီအခုနကိုရုံးမှာပြောသွားတယ်လို့ပေါ့ထန်တလန်ဘက်ကတပ်စခန်းရှိတယ်အဲ့ဒါတွေက CB ဘက်ကနေသူတို့ကဒီမှာတွားတိုက်မှာမဟုတ်ဘူးအဲ့လောက်ထိကျွန်တော်တို့တွားတိုက်နိုင်တဲ့အရေးချင်းလဲမရှိတော့ဘူးရှိရင်တော့မှကျွန်တော်ဒီလေးစားတဲ့အနေနဲ့ဟိုဘက်ကိုတွားတိုက်ဖို့တော့ဘယ်သူမှလည်းထောက်ခံမှာမဟုတ်ဘူးအဲ့ဒီတိုင်းပဲလေကျွန်တော်ဒီမှာဘာလဲကျွန်တော်တို့ပြောနေကြတယ်ပဲဒီချင်းပြည်မှာစစ်ကောင်စီကင်းစင်ဖို့ပဲကျွန်တော်ပထမဆိုတာသူတို့လည်းပြောနေကြတာပဲဒါပေမဲ့စစ်ကောင်စီကိုတိုက်နေတဲ့အဖွဲ့ကိုသူတို့ပြန်တိုက်တယ်ဆိုတာကလောကအတိတ်ပဲမရှိတဲ့အရာလေကဘာတိမြန်မာတိကဘာတိပေါ့ဘယ်သူမှလက်ခံနိုင်စရာမရှိဘူးလို့ကျွန်တော်မြင်တယ်အားကြောင့်လူတွေကတော်တော်အယုံမှားနေကြတယ်တရင်တွေကဒီမှာသူတို့အရင်ပြစ်လို့ဘာညာပေါ့ CB ကိုတခုခုဖြစ်စေချင်လို့ပြောနေတဲ့အရာတွေရှိတယ်အဲ့ဒီထဲမှာ CB ဘက်ကနေအမှားတွေရှိကောင်းတော့ရှိလိမ့်မယ်ဒါပေမဲ့ကျွန်တော်မသိဘူးဒါပေမဲ့ကျွန်တော်ကြားတဲ့လောက်ဆိုတော့ဒီကျွန်တော်အတိုင်းတာလောက်ဆိုတော့ CB ဘက်ကတော့သူတို့တော်တော်လေးတောင်းပန်နေတယ်မပြစ်ကြပါနဲ့ကိုလူဒီဖမ်းထားတဲ့လူရှိတယ်မနေ့ပြန်7နာရီမှာ icon နဲ့သူတို့ဖုန်းခေါ်တယ်7နာရီလွှတ်ပေးမယ်ဆိုတာသူတို့ပြောတယ်ဟုတ်ကဲ့7နာရီဆိုလာကြုံမယ်ဆိုတော့မနေ့9နာရီမှာသူတို့အလစ်ငိုက်ပြီးမှသွားတိုက်တယ်ဒီနေ့အထိလည်းသူတို့စစ်ကူတွေလွှတ်နေတယ်ဆိုတော့ကျွန်တော်တို့သိတယ်ဒီ CC ဘက်ကနေသူတို့CB ကိုတကယ်တိုက်မယ်ဆိုတာတော့သူတို့အစင်တဲ့သူတို့အမိတ်နေချပြီးသားလို့ကျွန်တော်မြင်တယ်ဒါနဲ့အခုကတော့သူတို့ဘယ်လိုပြောလဲကျွန်တော် CB ကိုတိုက်တာမဟုတ်ဘူးတဲ့ AA ကိုတိုက်ထုတ်တာတဲ့ပြောကြတယ်အမှန်ဆိုတော့သူတို့ CB ကိုတိုက်ချင်တာ AA နာမည်နဲ့ပြန်ပြောတယ်ဘာလို့ဆိုတော့တကဘာလုံးအချင်းပြည်သူတွေနားရောင်တော့သူတို့လုံနေတာအဲ့တွေကလူဒီကလေးတော်မှာသဘောပေါက်နေပါတယ်ဒါပေမဲ့တချို့ကတော့သူတို့ပြောသမျှကိုဘာဖြစ်ဖြစ်ဘာဖြစ်စံမှန်နေပြည့်ယုံနေတဲ့လူတွေလည်းရှိပါတယ်ရှိကြပါယုံကြပါဒါပေမဲ့အမှန်ဆိုတော့အဲ့လိုမဟုတ်ဘူးသူတို့တကယ်တိုက်အရင်တိုက်ချင်တာက CB ဖြစ်တယ်ဒါပေမဲ့သူတို့အခုမှပဲစကားအလှတယ်မွန်းနေတ
တင်ပြီးမှအေးအေးနာမျိုးတက်လာတာဖြစ်တယ်ပြီးလို့ရှိရင်အဲ့ဒီမှာကျွန်တော်တစ်ဆက်တည်းမှာပဲနောက်ဆုံးမှာကျွန်တော်ပြောချင်တယ်ဒီအမျိုးသားရေးစစ်ပွဲလိုမျိုးနဲ့သူတို့ကစစ်ကြင်ညာနေတဲ့အရာတွေအများကြီးဘော်ရော page မှာရှိတယ်အမှတစ်ခါလေဆိုတော့အဲ့ဒါတွေကကြားမကောင်းဘူးပြောမကောင်းတဲ့အရာတွေအများကြီးရှိတယ်သူတို့ပြောတဲ့စကားလုံးတွေလည်းတစ်ဖက်သားအနေနဲ့လောကခံနိုင်စရာမရှိတဲ့အရာတွေအများကြီးရှိတယ်။တနေ့ကျွန်တော်တို့ဒီပြဿနာတွေကလွယ်လွယ်နဲ့ပြီးဆုံးသွားမယ်ပြဿနာမျိုးမဖြစ်တော့ဘူးဆိုတာလည်းကျွန်တော်မြင်မိတယ်။အားကြောင့်ကျွန်တော်အခုကတည်းကလည်းကျွန်တော်ဘယ်လိုလုပ်မလဲ။ဘာကြောင့်လဲဆိုတာကိုကျွန်တော်ခေါင်းဆောင်ပိုင်းမှာစဉ်းစားပါ။စုပ်ရှာရှင်းစုပ်ပေးပါ။တဲ့ဆရာရှင်းတဲ့ပေးပါ။ပြောစာရှင်းပြောပါ။အဲ့လိုမှပဲကျွန်တော်တို့ဒီဟာပြဿနာကိုဖြေရှင်းလို့ရမယ်ဒါမှမဟုတ်ပဲねအခုလိုစစ်ရေးအရာကျွန်တော်လုံမဲ့မနိုင်မချင်းကျွန်တော်တိုက်မဲ့ဘာညာထုံးမဲ့ဘာညာဆိုတဲ့အတုံးမျိုးနဲ့တော့ကျွန်တော်ဒီပြဿနာကပြေလည်နိုင်တဲ့အဆင့်တော့မရှိဘူးလို့ပဲကျွန်တော်မြင်တယ်ဒါကြောင့်ကျွန်တော်အားလုံး compromise စိတ်ရရှိဖို့တော့ထားမှာပြီးမှနောက်ဆုံးဝင်နေပြောချင်တယ်ကျေးဇူးတင် Okay အားလုံးကျေးဇူးပါse adon na ka lai hot in conclusion van tu ka du mi ka van tu adu e ni peru na kan tu mi a hen comment in nan rak pek mi tampi ka hu ko asana ti in ma thil he kan chin mi phun cha a her ko ka ti ruanga keima ka dir hun independent page media ka dir hun in se kan ram borok thil sining ka chut ning se ma hi keima lomhan salo in khri fa bu pastor te shui tu vil te ni chana hen action lak en tuan bo an lak a haw chang ti in ka mu mi se arong cha shama thoka kan chim bantuk in kan bible cha chunga kan hu mi kha se kha he chal chanin ni chana hen beru na ka tu se beru na ka tu mi asa so asa law kan bible cha chunga jisu khri ni achim mi rim ma lama ai do mi chu an rok lai ma khola peng la tlang le in chung khar ai do mi akui mi chu aro saw an dir kholai lo ti mi kha kan biak mi kan zum mi jisu khri rim ni ama pumpa phur kan achim mi bia si cha a chu thil chu kap ni in ngai lo in kan pe zul asia chon kan chin rampi he arok ko lai ti mi he afiang mi ase chu cha chun ma cha chu zo so ok atha ti lo nai ngai ji le long en zo so ok atha lo chu bia pathian bia chu kan zumi atling peng mi thil ase ni ai thok nak te long asari khatalai athi mi ai thok nak te long kan sari piatana cha ai thok nak chu alun chen mi kumin sana te in chu athei par cha tu he kan van tem tika khatalai long ni kan thi kan lung pha liwa ti men en azalo khatalai kap ni kan thi tin lung pha men azalo ma kan piatana he kan bible cha ni fiang te in zeida achang lai ti mi kha ang kan hu sak mi si chama he kap ni tha ten kan ru e kan phi chi ni kan dir ter hrim a haw ti a hen karo e ma ruanga ma he interview ka van to na na se zeida an lung put ase ti mi kha cb ti mi in hen voi khat man interview ka to bal rin ha lo chulhana mai pa tu kha ama mai pa diam hunin karak tua e atu tan he cb in ma he cbn si ronga interview ka tu asa so na lai ti mi purpose le aimless in ka tu ami asalo nen ni chana kan bible cha chunga chang mi kha kan ton chu ma chang cha a he zo so ok atha lo he te khatalai long be effort so in personality in ma la ma itha na zong zere low in extremist tak lungput he kan effort fielding chan asalo atu he kanara rin liute chan ase mepi kan sia rian tuan tu hrui tu kan sia kanara rin hrim hau liu chan te asakau ti he kamu mi ase chu cha chen ma he nol ka du mi cho upa ram khel tu upa le long khas haloin an ma le kap enjon phi sin jong har khomen chu cha chen ma he biak nak le kam pastor le hrim ne cbc usa ti ma cbna ti ban tuk ma chen adang peng tlang lai an ma le kap cb brotherhood le kap I rian tuan tu pastor le kap hemasia ma he kan ton chu ma mi thil si chang cha hen
biak nak le zong hin tuan vo batak ten ang kan lak biak hau ti mi ka mun hin ka ru mi te kha request to ka van du mi se zo so ding se lo kan thi sen alwang chin la mang lai chu cha chun hi thil kan tu ro nga hen hi interview kan tu ro han alwang lai ti mi se lo thil kha achang chang mi kha ase chu achang chang mi cha ai pi zu thlo ma ding kha ase ma cha chu zai thin da kap ni in athabi ken khwa kan ro lai pathian mi zoom tu pe kan si chu ti mi in kan thin lung kan sho how shim ko kan sho how mi dir huna kan dir ti mi te kha tu ni chana hen ma pi se na ka van chim du e ma chu ke ma ka dir hun ase khatalai van support dinga hen bia van chim rel le extreme tuk in by force tuk in bia kan chim swal lai ti mi he phana ngai ti mi he ka ro mi se chu cha chun ke chu ka dir hun chu hi kan mi phun ro ding le zailo kha ka du lo nan du chiao lo kan du chiao lo dir hun sana ten zeida kan zul lai ti mi te kha ifian hawe ka chim na chain nin ni chana dir hun lai mi ni pathum kan nei ka te ma chu cc le atan mi kan si zonga cb le atan mi kan si zonga kan tan chiao ko lai na te in kha ka le khan straight in adir min nan umlai cb le straight in adir min nan umlai asana te ni chana hi thil asa kholo ti in zaitin da kan phun to ma athalai ti ya adir mi zong kan umlai cho bantuk in hi athalo hi phun tom lungrual deitar a haw apakhat na ka cb le cc anevai ton i lungrual ten khacho second basa se lo atu i ma lama eka adau na he cho first a kan vai vot na halo ma he kan focus a haw ma dir huna adir mi zong kan ume chu dir hun in chen ni hin na hen fiang ten ka chim du mi cho chu dir hun in chen ni chana hen interview ka tu anak na se e kap khatlai kap ne ma interview tu ding kha ve extreme wrong ma zailo wrong ma tu athalo ti batuk zong an ti len ko la menung cha ru anak cheu ase e ma le dir hun cheu kha se chu cha chun ni chana ke ma ka dir hun en kan ram lami phun cha thawe se ti mi ro chan nak he kan chim voi ra bible cha chunga jisu khri abia kan hin kan chim mi chunga atling chang chu option pan hi long kan nei chu ni hin kan dir hun in hin kan pe zul lai mo ro ral nak mo kan thim lai lung i rual nak le athar in kan ram ser sim nak da ti mi he chin mi phun cha du thim ni chana pan hi te kan nei e chu rak ruat chiu na si la chu pan hi te cha zaida kan thim lai ti mi kha ruat chiu ding in hen kan bia kan dong tal lai okay kan zau tu nan di lak chunga kan lom dima ko yoman ne mai pa ching pe re atwe jesu tin ma re dilaw ne be chano ro interview assistant so ta ma phit ba re along jesu ba god bless all